ပရိသတ်များလုံးမင်္ဂလာပါရှင်နေတဲ့ channel ကနေပြီးတော့ပရိသတ်တရားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးဆရာအတွင်းမင်းရဲ့ပေါ်ယုံတော်ကပန်းတပွင့်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းတစ်ကိုဖတ်ပြတင်ဆက်ပေးသွားကြပါမယ်ဇာတ်လမ်းလေးစခင်မှာပရိသတ်တရားကျမတို့ရဲ့ channel လေးကိုlike and subscribe လေးနဲ့အားပေးသွားဖို့တောင်းဆိုကြပါတယ်โอเคပါဒါဆိုတော့ဇာတ်လမ်းလေးကိုစတင်ကြပါမယ်စာရေးဆရာအတွင်းမင်းရဲ့ပေါ်ယုံတော်ကပန်းတပွင့်နဲ့ပရိသတ်များရှင်ဒီဇာတ်လမ်းလေးကတဘာဝပေးထားတဲ့မိန်းမဘဝကိုမနှိမ့်မြူတာကြောင့်ယောက်ျားလေးဘဝနဲ့ပဲတစ်သက်လုံးနေထိုင်မှုဆုံးဖြတ်ခဲ့တဲ့သူရဲ့ထင်းသူတွေကယောက်ျားပြေးသားကိုစီစဉ်တဲ့အခါအိမ်ဘဝဆင်းသွားခဲ့ပါတယ်။ရှင်းဆက်ပြီးတော့သူရဲ့ဘဝကခက်ခဲကြက်တက်မလားဒါမှမဟုတ်ချုံမွေနေမလားဆိုတာကိုပရိသတ်တရားရုံနဲ့တူတူလိုက်ပါလို့နားဆင်ကြည့်ပေးပါဦးနော်။ဒီလေ12နာရီရှိနေပေမဲ့ဂရင်ပေါ်မှာအိပ်ပျော်နေတဲ့ဘဝတော့တူတူမှမလုပ်ပါဘူး။အဲ့ချိန်မှာခဝဝမျိုးသမီးကြီးဟာကျမွေးကိုကင်မြဝင်လာတယ်။ဂရင်ပေါ်မှာအိပ်ပျော်နေတဲ့လူရဲ့တက်မကိုဖြန်းကနေမြောင်ရိုက်ပြလိုက်ပါတယ်။အော်နားလိုက်တော်မမီယာလုံပါမလုံးမိလို့လေဘယ်အချိန်ရှိနေပြီလဲအချိန်မေးဖို့များလုံးကိုလိုက်ရလားခဏကြည့်ပေးမယ်အဲ့လိုပြောပြီးစပွဲပေါ်တင်ထားတဲ့ဖုန်းကိုယူကြည့်တော့နောက်ထပ်တစ်ချက်ရိုက်ခံလိုက်ရပြန်နေနင့်ကိုအချိန်မေးနေတာငါမသိလို့မဟုတ်ဘူးဘယ်နဲ့တော့အသက်ပဲ20ရှိနေပြီအခုဒီပေါ့ပြပြန်နေတော့ညကြရင်လမ်းတည့်ရဲ့လို့မနေ့3နာရီမှမိဘတွေမသိအောင်ခိုးဆောင်ခိုးဝဲပြန်လာပြီးတော့ကလတိကလမောအိတ်မနေ့ဆိုရင်မထနိုင်အခုတော့နေ့လည်းရှိနေပြီထတော့မမီယာလို့အေးမောရသေးဘူးဗျာစက်ရုံမယ်နော်မမျက်လိမ့်မပါတယ်စက်မှုကောင်းတယ်အဲ့လိုပြန်ဖို့ပြင်တော့အမေဖြစ်သူရဲ့လက်ကလုံးနေရုပ်ကိုပြတ်ထွက်အောင်လိမ့်ဆွဲတာကြောင့်လုံးဝအတန်ပြင်းနေအောင်ထောက်အောင်ပါတယ်နားရဲမမီယာကဲတော့မူကြပါဗျို့ဒယ်ဒီကင်းပေါင်းအတန်ပြင်းနေအောင်မနေနဲ့နင်သိအားကိုးတဲ့ဒယ်ဒီကမရှိဘူးအခုချက်ချင်းထမလားမထဘူးလားပြောထမယ်အမွေတွေအားလုံးကြားတဲ့နေ့လို့တင်ရဆင်းပြီးသားမဲ့မမီတော့တကယ်အာယုံမဲဗျာတော့စိတ်လုံးညစ်နေတဲ့ပုံစံနဲ့မျက်နှာကြီးရှုံးမဲကစပင်တူတူလက်နဲ့ဒေါသတကြီးကုတ်ပြီးတော့ရေချိုးခိုင်းနေဝင်သွားတယ်မိခင်ဖြစ်သူကတော့ထုံးစံအတိုင်းပေါ်စီနဲ့အပြင်ကနေရေယုံနေပါတယ်မြေမြုံမဲနော်မြေမြုံမဲကျေးဇူးမကန့်နဲ့ချစ်လုံးမွေးညီကိုဘိုက်နာခံပြီးတော့မွေးထားတဲ့ကျေးဇူးကိုဆက်နေရလားညီအမွေရလေငါတို့ကဖင်လဲမတုံရှင်လဲမခုံရှင်းလားရှင်းပါတယ်မမီယာနောက်မြင်နေရပဲအဲ့ဒါကြောင့်အိမ်မမနေစင်တာမနေချင်းဆင်းသွားဘယ်သူမှတားမနေဘူးပြီးတာပဲနောက်မှအိမ်ပြန်လာဖို့လာမခေါ်နဲ့လုံးဝရေချွေးနဲ့မိခင်ဖြစ်သူကိုလမ်းអော်ပြောတယ်မိခင်ဖြစ်သူကလည်းစိတ်တွေတိုးပြီးတော့အတန်ကုန်ပြက်អော်တာမခေါ်ဒီမှာငါနာမည်ကတင်ကြီးရဲ့တကြီးပဲရှိတယ်ငါပြက်ပြီဆိုရင်လှဲ့ကိုမကြည့်တာပြီးမှရှေ့ကနေလာခေါ်မယ်ဆိုပါတော့ဒေါက်တာတင်ကြီးကရေချိုးခန်းတကားကိုစောင့်ကန်ပြီးတော့ခန်းထဲထွက်သွားပါတယ်လုံးဝရေချိုးခန်းကနေကြိတ်ပြီးတော့ပြုံးနေမိပါတယ်မိခင်ဖြစ်သူဒေါသထွက်အောင်လုပ်ရတာကိုလုံးဝအလွန်စိုက်နေတတ်တဲ့သူပါလုံးဝအင်မတန်မှစိုးလုံးတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်တော်ရီတော်သမီးလေးမလို့မိဘတွေကချစ်လုံးလို့ချစ်လုံးမွှေးလို့ပေးထားတာပါဒါပေမဲ့သူမနာမည်နဲ့လိုက်အောင်ချစ်စရာမကောင်းပဲဘုံစရာလေးဖြစ်နေပါတယ်အရက်က9ပေ9လက်မှာမျက်ခုံးကောင်းကောင်းမျက်လုံးလှလှနှာရလေးရလေးဖြောက်စင်းပြီးချုံမောသူပါယောက်ျားလေးလိုနေထိုင်တာကြောင့်မသိတဲ့သူကတော့လုံးဝယောက်ျားလေးလိုထင်ကြပါတယ်သူမရဲ့ရက်ကလည်းယောက်ျားတစ်ယောက်ရဲ့အရက်လောက်ရှိတာကြောင့်ယောက်ျားတစ်ယောက်နဲ့ပို့တူပါတယ်ကိုလုံးကလည်းပြားချက်နေရကြောင်းမိန်းမလို့ဘယ်သူမှမထင်ပါဘူး။လုံးဝအင်ကြီးအပွားတစ်ထည်နဲ့ဇင်ပေါမီတစ်ထည်ဝတ်ဆင်ပြီးကားတော့ကိုင်းကအောက်ထပ်ကိုဆင်းလာတယ်။ရေစုနေတဲ့ခေါင်းကိုလည်းမတုပ်ဘဲနေဒီတိုင်းထားပါတယ်။လုံးပဲလေအပြင်တော်မလို့တီဟိုမှာမင်းမေတော့ပွားနေ။မင်းဘာလုပ်လိုက်တာလဲ။ထုံးစံတိုင်းပဲပေါ့စကားများတာပါတီရဲ့။တီညီမအကြောင်းသိရမလား။အမြဲတမ်းပွားနေတာ။ကြတော့နားမခံနိုင်ဘူး။ဘာပဲဖြစ်ဖြစ်ကို့အမေကိုအဲ့လိုမလုပ်ရအောင်လေ။ငရဲကြီးမယ်။ငရဲကြီးရင်ငရဲလေးနိုင်တယ်လုံးတော့တော့မယ်ရချင်းနေနဲ့ချိန်ထားလို့ရေးလေစားစားတော့လေခေါင်းလေးမချုပ်သေးပဲနဲ့ဘာမှဖြစ်ဘူးတီလုံးတော့တော့မယ်နော်မမီရေမားရရှင်တောင်းဝင်ပါတယ်ဗျို့လုံးအိမ်ပြန်နောက်ကြမယ်နော်ပြန်မလာလီပို့ကောင်းလီပဲအဲ့ဒီတန်ကြောင်လုံးဝတစ်ချက်ရီမောပြီးတော့ရန်ကားနဲ့လီပေါ်တက်ကတငယ်ချင်းတွေစီကိုထွက်ခဲ့ပါတယ်အလွန်ချမ်းသာလို့နဲ့လူရဲ့ဘဝကဝေးရေးကြီးရေးပူစရာမလိုပါဘူးစေလူရားဆိုတဲ့နာမည်တိုင်းဆေးရအမြဲတမ်းသူများထားရနေဆေးရတော့ပါဇေယမိဘမရှိတဲ့တကောင်ကျွတ်ဦးလေးတယောက်ကခေါင်းမွေးထားလို့လူလာဖြစ်တာပါဦးလေးရဲ့မိမစိတ်ကိုတိတ်မကြည့်ဇေယလည်းဦးလေးရဲ့မိမကိုကြည့်မရပါဘူးစိတ်လို့ရဘာတော့နင်အလုံးမရသေးဘူးလားရှာနေရပဲသူ့ဘာသာမတွေ့တာဘယ်တွေ့မလဲနင်ကလိုက်မှမရှာတာအိမ်မှာရှာနေုံနဲ့ပြီးမလားပြီးမပြီးခမရလုံးမဟုတ်ပါဘူးကျော်ခမရအိမ်မှာနေရပဲရှိတယ်စားတာမရှိဘူး
အခုတော့နင့်လိုကောင်းရင်ပါစကားဒီစကားထွက်ပြီပေါ့တသက်လုံးငါတို့လင်များရှာကျွေးလာလူဖြစ်လာတာကိုသိစုမကန်နဲ့ရီယာလုံးလိုအသက်ထွက်နိုင်နေနော်ကျုံမိဘရဲ့အမွေတွေကိုခမရတို့ထိုင်စားပြီးမှဒီလိုစကားမျိုးထွက်လာလားတွတ်တရားကြောက်ဖို့ကောင်းပါလားမသိရင်ခမရပဲကျွေးလို့ကျုပ်ကလူဖြစ်လာတယ်လို့အပေါ်ရီသိမပြောပါနဲ့ဗျာလမ်းဘေးကဖြတ်သွားတဲ့ခွေးကခမရစကားကိုကြားရင်ထယူနေလိုက်အမလီတော့အရင်ဆိုင်ကောင်မိမရှိဖမရှိကောင်ဟဲ့ငါနဲ့ဦးလေးရဲ့မိန်းမတစလေးတော့ယူသေးမှုမရှိပါလားအောက်တန်းစားကောင်ရဲ့ယူသေးထားုံနဲ့ယူသေးမယ်လीခမရဲ့ပြုတ်မှုနဲ့ခမရဲ့စိတ်တကယူသေးဖို့မကောင်းမဲယွန်ဖို့ကောင်းလိုက်တာပြောပြီးတော့ဆေးကအဲ့နေရာနေထွက်ခဲ့ပါရီဦးလေးရဲ့မိန်းမတော့ဆွဆွခုံပြီးတော့မကြောက်ဝင်မနာတာပဲဆဲဆိုတာမှုန်နေတာပါပဲယောက်ျားရှင့်သားကိုဒီတိုင်းပဲကြည့်နေရောပါလားဒီတိုင်းကြည့်နေလို့ဘာလုပ်ရမှာလဲတနေ့ကတော့သူ့ကိုချင်းနေအောင်ယောက်ျားပေးစားခြင်းနဲ့ပေးစားလို့ရရင်ပေးစားဖို့စောင်းကနေမျက်လုံးမခွာနိုင်ဖြစ်နေတဲ့ခင်မုန်းဖြစ်သူကိုဒေါ်တင်တင်ကြီးဒေါသထွက်ရပါရီစောင်းကိုလည်းဆွဲယူပြလိုက်တယ်အေးစမ်းမောင်ရှင်းရတလောက်အေးဆက်နေအောင်စလုံးမွေးရကျမတယောက်တည်းမွေးထားလားမဟုတ်ပါဘူးမိမရာမင်းသားကြောင့်လည်းသိသားပဲဒီတသက်ယောက်ျားမိပဲမိမယူမယ်လို့ကြွေးကြော်နေတဲ့သူယောက်ျားပေးစားမယ်ဆိုတော့မင်းသားကလက်ခံပါမလားသူကမိန်းကလေးလေအဲ့တော့ယောက်ျားယူရမှာပဲနေစမ်းမှာတားအခုလိုဖြစ်ရတာရှင့်ဖေကြောင့်သိလားကျမမွေးထားတဲ့သမီးကိုတားဖြစ်အောင်ရှင့်ဖေပဲလုပ်ခဲ့တာမိမရာဖေဖေကမြေယောက်ျားလိုချင်တာလေမင်းမမွေးပေးနိုင်တော့လေသူ့မှာရှိတဲ့ညီမလေးကိုမြေယောက်ျားလိုသဘောထားပြီးပြုစုပြောထောင်ခဲ့တာပြီးတော့သူ့မွေးကိုဆက်ခံဖို့ကလေယောက်ျားလေးဖြစ်မှရတာလေကွာဓမ္မကိုနိုင်မင်းဒီလောက်မြေယောက်ျားလိုချင်ရှင်တော်မွေးမယူပြီးတော့မွေးပါလားကိုကမင်းကလွဲပြီးတော့ဘယ်မိမအောင်မှမချက်တာလေအဲ့ဒီစကားကြောင့်ဒေါ်တင်တဲ့စိတ်ထဲကျင်းနေသွားရပါမယ်သမီးဖြစ်သူကိုချင်းချင်းစီချင်တာကြောင့်တင်တယ်ကတော့တားကိုယောက်ျားပေးစားခြင်းနဲ့အခုလဲကြည့်ည7နာရီရှိပြီရှင့်သားလဲလို့ကောင်းလုံးရှင်စိတ်မပူလားဘာဘူးစရာရှိလဲမိမရာတားကိုကိုခံပညာကျွမ်းကျင်အောင်လဲတင်ထားပြီးသားပြီးတော့တားစီယာဂရီ3ခုကိုတောင်းထားရလေတားကလည်းဂရီတည်တဲ့လူမျိုးပါအဲဒါကြောင့်ယောက်ျားအေးဆေးဖြစ်နေတာဘာဂရီတောင်းထားတာလဲနံပါတ်1မိဘကွန်တိတ်ခါကြဆင်းအောင်ဘယ်တော့မှမပြုတ်မွေးရအောင်နံပါတ်2ကပြောစင်ပြောဒါမဲ့အပြောကနေအပြတ်မဖြစ်ရအောင်နောက်ဆုံးချက်ကတော့အရက်ဘီယာမွေးရစေဝါလောင်းကစားဘယ်တော့မှမလုပ်ရအောင်ဆိုတဲ့ဂရီဒါမဲ့တင်နေစိတ်ပူတယ်တင်တရားမိခင်ဆိုတော့ဘလို့ဖြစ်ဖြစ်တစ်ချိန်လုံးစိတ်ပူတယ်တားကိုအိမ်အောင်ချပြအောင်ယောက်ျားရာတားကအသက်ငယ်သေးတယ်တစ်ဖက်ကတားရဲ့ပြုတ်မွေးကိုလက်ခံနိုင်အောင်ပါကို့သားကြောင့်လည်းကိုတိတာနဲ့မိမရာမရဘူးမိမကိုယောက်ျားယူတော့မိမအသက်က16နှစ်ပဲရှိသေးတယ်နော်ခိကမတူးလေမိမရဲ့ယောက်ျားတို့ခေတ္တကငယ်ငယ်လေးနဲ့ယူတာများတယ်အခုခေတ်များဆိုတာ25 26မှာယူကြတာတချို့ဆိုရင်28 29မှာယူတာယောက်ျားကလည်းအခုခေတ်က73နှစ်နဲ့တော့ယူကြသေးတာပဲဒါတော့အစင်းရတဲ့မိန်းကလေးအများစုဖြစ်မှာပါသူတို့ရဲ့စူးစမ်းထုတ်နေရတဲ့ဘဝကိုစိတ်ကုန်ပြီးတော့တက်တောင်လို့ယောက်ျားယူစားတာစင်းရတော့တန်းပညာတဲ့ဘဝကိုပဲသင်ယူရတယ်လေသူတို့ကိုတုံးတင်ဆုံးမမယ်မိဘလေဇာဝင်နေကြောင်မဆုံးမနိုင်တော့အခုလိုငငယ်ရွယ်နဲ့အိမ်အောင်နေကြတာဟောအိမ်အောင်ကြပြီးတော့လေပို့ပြီးတော့ခက်ခဲတွေကြုံရအထက်တော့တနမပြည့်သေးဘူးကွဲကြကွာကြနေဘာလို့တောင်စိတ်ဆင်းရဲစရာကောင်းလဲယောက်ျားဆက်ပြောပြရရင်ပြောလို့ကောင်းမှာမဟုတ်ဘူးမိမမွေးတွေကရွှေလင်မန်းနဲ့ချင်းစည်းလာတော့ဆင်းရဲတဲ့ဘဝကိုကြုံမှုမှမဟုတ်တယ်လို့နားလည်မှလည်းမဟုတ်ဘူးယောက်ျားဟောဘာလို့သိနေရလဲကိုကစီးပွားရေးလုပ်ငန်းကြီးကိုလုပ်နေတဲ့သူလေလူရန်စားမျိုးစုံနဲ့ဆက်ဆံရတယ်အထူးသဖြင့်ကိုယ်ဝန်ထမ်းတွေကိုကိုမိသားစုလိုသဘောထားတာကြောင့်သူတို့ရဲ့မိသားစုချိန်တွေကိုလည်းယောက်ျားအသိထားဖို့လိုတယ်လေတင်တင်တော့ယောက်ျားရကံကောင်းတာပဲခုမှသိတာလားယောက်ျားလည်းမိန်းမကိုရလို့ကံကောင်းပါတယ်အိမ်တော်ရေးဆိုတာနှစ်ဦးနှစ်ဖက်ကောင်းမှတာရတာလားမင်းသားအကြောင်းတွေးမနေနဲ့ကျမ်းမာရေးထိခိုက်မယ်မင်းသားကိုအိမ်ပြန်လာဖို့ကိုဖုန်းဆက်လိုက်မယ်စိတ်ပူမနေနဲ့မင်းသားကိုအိမ်အောင်ချပေးရင်လည်းကဖေကိုယောက်ျားကူညီတောင်းလိုက်မယ်ဦးနိုင်မင်းကဇနီးဖြစ်သူဆွဲခေါ်ပြီးတော့ကရင်ပေါ်မှာအိတ်စီပါတယ်တင်တရားလည်းယောက်ျားဖြစ်သူရဲ့စကားကြောင့်စိတ်ငြင်းငယ်တက်တာသွားပြီးအိတ်ပါတယ်ဦးနိုင်မင်းကတော့လုံးဝဖုံးဆက်ပြီးအိမ်ကိုပြန်လာခိုင်းလိုက်တယ်ဒီနေ့ပို့ပို့လာမှကြောင့်လုံးအပြင်ထွက်လို့မရပါဘူးဒါကြောင့်ကိုယ်ခန်းထဲမှာပဲဂိမ်းစောနေလိုက်တယ်လုံစောတဲ့ဂိမ်းကမိုဘိုင်းလေးကြံဂိမ်းမှာတည်မှာလူ9ယောက်ပါဝင်ပြီးတော့တစ်ဖက်တာဝါကိုချိုးရတာဒီဂိမ်းကိုလူစုံများပါတယ်ဒီဂိမ်းစောရင်ဆဲပေါင်းစုံဆဲတက်တဲ့ပြင်ဒေါသလည်းအလွန်ထွက်ရပါတယ်အမှန်တကယ်အဲ့ဂိမ်းကိုအပျော်ဆုံးဖို့ပဲကောင်းပါတယ်စိတ်နှပြီးစောရင်တော့ကျဲရီကြွေတိုင်းဒေါသတွေမတရားထွက်ရတယ်ဒေါသလူတွေစော့နေရလေမြေပေါ်မကြည့်မဲဘာလုပ်နေရလဲဒီမှာရုံးရတာပေါ်စမ်းမွေးထွက်တော့မေ
အသားမမီရသိနေလိုက်အဲ့ဒီမှာပြန်ကိုရှင်းမလာဘူးလို့စော့နေကြတယ်လုံးဝဒေါသထွက်လာတာကြောင့်ဖုန်းကိုစိတ်မမဖြစ်အောင်ရိုက်ခွဲပြလိုက်တယ်အမလီတော့ဘလို့စကားတွေပြောနေရတော့ဒီလိုစိတ်နေရဘလို့တက်လာလဲဟိုလွန်းရိုက်ဆိုင်တဲ့စကားကိုပြောတာလုံးဝမကြိုက်တဲ့တီတီကလုံးဝဒေါသမျက်လုံးနဲ့ကြည့်တယ်လွန်းလည်းဘာပြန်ပြောရမှမသိပါဘူးအစတော့လွန်းလုံးဝမစိတ်တက်ပါဘူးဒီကိန်းဆုံးမှာအစဲပေါင်းစုံနဲ့တက်လာသလိုဒေါသတွေကြီးလာတာပါနောက်ဆဲအောင်မလားကြည့်ဖုန်းကိုရိုက်ခွဲထားတာကြိမ်မနေရောလုံးဝမိကောင်းဖခင်သားသမီးပါဒီလိုရုပ်တဲ့စကားမျိုးထွက်เสียလားအောင်မစဲတော့ပါဘူးလုံးကလေးပေးပါတယ်တောင်းပန်ပါတယ်တီတီလုံးဒီကဲကိုလည်းစက်မစော့တော့ပါဘူးပြီးရောဒီနေ့ကစပြီးရုံညံ့တဲ့စကားလုံးတွေလုံးဝမထွက်ရအောင်လို့ကလေးပေးပါတယ်တီတီရဲ့စိတ်မဆိုးပါနဲ့ပြီးရပဲမင်းဖိုးဖိုးတို့ရောက်နေတယ်အောက်ထပ်ကိုဆင်းကြအောင်ဟုတ်ကဲ့ကောင်မလေးတယောက်တော့ဒီကိုလာပြီးတော့အမှန်ကွဲစောင့်တွေရှင်းလိုက်အောင်ဟုတ်ကဲ့တီတီထားလုံးဝဖိုးဖွားတွေမြင်တာနဲ့ကတ်ချွဲပါတော့တယ်တရီရဲ့ဖေဖေနဲ့မမေကလုံးကိုချစ်ဆုံးပါပဲလုံးဝမွေအများကြီးပေးမှလည်းဒီဖွားနဲ့ဒီဖိုးပဲလေဖိုးဖိုးတို့ကလည်းကြားလိုက်တာလုံးဝဘဲမသွားပဲထိုင်ဆောင်နေတာငါမင်းလေးကခံချိုးပါလားကြည်စမ်းမတရားတဲ့တပတ်အတွင်းမှာပို့ချိုးပြီးတော့ပို့တန့်လာပါဟိုကလည်းအသက်83နှစ်လုံးမထင်ရအောင်နှုတ်ပြနေတာပဲအမလီညီဖိုးတယောက်နဲ့တယောက်မြှောက်နေကြအဲ့လိုအမြင်ကိုကတ်တယ်ဘွားကြီးကမဲကရွယ်ကပြောတော့လုံးဝဘွားကြီးကိုဖက်ပြီးအားပါတရားနဲ့ပြက်လိုက်ပါတယ်ဘွားကြီးကအချွဲလေးဆိုပြီးတော့လူရဲ့လက်မောင်းကိုရိုက်ပြက်လိုက်တယ်ညီဗျာဘိုးဘိုးတို့တီလာတာမင်းကိုပြောကြရှိလို့ကိုစကားကြားဘူးတယ်မလားပညာလေးစုံကျင်ရလေးစုံဆိုတဲ့စကားလေးကြားဘူးတာပေါ့ဟာလေဘိုးဘိုးကသားကိုအိမ်အောင်ချပေးမလို့လားဆိုပါတော့ကွာဒါမဲ့တောက်ကြနေအဲ့ဒီဟိုတယ်မှာအာနာတခွင်နဲ့တောက်တွေ့ရမယ်နမရလည်းမိမမဆန်လိုက်တာသူကယောက်ျားလေးပဲလေဗျာဖိုးနေရောကောင်းပါရဲ့နော်တောက်ယောက်ျားချင်းပေးစားနေရလားဟာဗျာမိုက်ပါအောင်တောက်မိမရှူမအောင်လုံးဝနှကဲဆိုပြီးစိတ်ဆိုးစိတ်ကားဖြစ်ပါတယ်အမေဖြစ်သူကလည်းဝင်ရောက်တိုက်တွန်းနေဒါအိမ်တော်ပြုတ်တဲ့မင်းလေးတောက်တွေးစီပါလားပြီးတော့တောက်မိန်းကလေးပဲဦးလူပဲဖုံးပြီးမိမဆိုတာပြောင်းလဲလို့မရတယ်အမှန်တရားပဲလေမမီဒါအမွေရတာနဲ့လုံးဝယောက်ျားတယောက်လိုခွဲစိတ်ပြုတ်ပြန်ပါအဲ့ဒါကြောင့်ယောက်ျားပေးစားမယ်စားမိမချောတယောက်သာရှာပေးမင်းယောက်ျားမိရင်ငါအမွေတွေရပုံမမျောလေးနဲ့ဘုမို့ဒါအမွေမပေးဘူးပေါ့ဒါပေါ့မင်းကငါယောက်ျားလေးလိုပုံစံသွင်းခဲ့တာငါအမွေကိုဆက်ခံဖို့ဒါပေမဲ့ဘလောက်ပဲယောက်ျားပြအောင်ပြုတ်ပြင်မင်းကမိမပဲလေဒါကြောင့်ယောက်ျားတော့ယူရမယ်ဘိုးဘိုးတို့ပဲဒီလောက်ဖြစ်အောင်လုပ်ခဲ့တာလေအခုမှမိမဖြစ်စင်လို့မရအောင်ဒါဘိုးဘိုးရဲ့မွေကိုလည်းမမှတ်ဘူးသိလားအဲ့ဒီစကားအကြောင်းဖိုးကြီးဖြစ်သူကမျက်ခုံးပိတ်ပြီးတော့အော်ဆိုလိုလုပ်ပြတယ်โอเคငါရဲ့ပိုင်ဆိုင်မှုကဒေါ်လာနဲ့တွက်ရင်တော့တန်း200နော်မင်းမယူရင်လည်းပြီးတာပဲတကယ်ကြီးလားတန်း200နေပါဦးဘိုးဘိုးတို့ကအလောက်ထိချမ်းသာရအောင်ဘာလို့လုပ်လို့လဲမဟုတ်မှလွယ်ဘိန်းဆိုင်တာအာမီမင်းရဲ့ဘိုးတွေဘေးတွေကနေဖိုးဖိုးတို့ချမ်းသာလာလေအခုဖိုးဖိုးလုပ်ငန်းတွေကအများကြီးပဲကားရှိုးရုံဟိုတယ်9လုံးရွှေဆိုင်ကဆိုင်20လောက်ရှိတယ်စားတော့ဆိုင်များလေးမရေမတွက်နိုင်အောင်ပိုင်ဆိုင်ထားတာဒီအမွေကိုတကယ်မမှတ်ဘူးလားအမွေကတော့ယူကြမှာလေယောက်ျားတော့မယူနိုင်ဘူးဗျာအိမ်မှာပဲယူမှာချစ်လုံးမွေမိဘတွေကကောင်းစေချင်လို့စီစဉ်တာကိုနာခံစမ်းဟာမိဘကလည်းဒါကောင်းစေချင်လို့စီမံတာမဟုတ်ဘူးလေဒါကိုစိတ်ညစ်အောင်လုပ်နေတာကဲမိမနဲ့ပြပြတော်တော့ဒါကမိမယူမှာဆိုတော့ဒါကိုစရောက်ပေါ်ကိုရက်တည်ပြီးတော့မိမတက်ကိုရှာကျွေးနိုင်ပြီလားဒယ်ရီရဲ့ထောက်ပံ့ကိုမယူဘဲနဲ့ဒါရှာကျွေးနိုင်လားဟာဒါတော့ဒါရှာမကျွေးနိုင်ဘူးလေအခုတော့ဒယ်ရီရှိလို့သမင်းဆိုရင်အစင်တဲ့ဟင်းဆိုရင်အစင်တဲ့ဟောပတ်စံဆိုတာလေအန်ဆွဲရနှိုက်ရုံပဲဒါကငွေ1000မပြောနဲ့ငွေ100တောင်ရှာနိုင်တာမဟုတ်ဘူးဒယ်ရီအဲ့လိုမပြောနဲ့တောင်မွေးကလေးကရတဲ့မဟုတ်ဘူးရာရော့အဲ့ဒါတွေကသားရှာနေတူတူပဲလေသားကြောင့်ရတာပဲလေယာပြီးတော့ဒယ်တို့မမီကချမ်းသာနေရပဲဒါကဘာလို့ဆရာလို့လဲဟုတ်ပြီဒီလိုအချိန်တွေကိုရောက်လာပြီမင်းဘဘကသူပေးစားတဲ့သူနဲ့မယူရင်အမွေမပေးတယ်လို့ဒယ်တို့ကလည်းမင်းကမိမယူမှာဆိုတော့ယောက်ျားတယောက်ရည်ချင်းပြေးပါကို့ဘသားကိုရက်တီစေချင်တယ်ဒယ်တို့ကတောက်အိမ်ကနေနေချနေရတာတောက်ကိုအားကိုပြီးတော့မိဘရဲ့ပတ်စံတပြားတစ်ချက်မှမပပဲနဲ့မိမတယောက်ကိုရှူနိုင်တဲ့အရေးချင်းမျိုးရှိစေချင်တာစိတ်ချတောက်ကိုထင်မသေးပါနဲ့လက်ပြဒီကနေဆင်းပြီးပတ်စံရှာပြမယ်တခုတော့ရှိတယ်တာအိမ်ပြန်လာရင်တော့တာဖိုးပေးစားတဲ့ယောက်ျားကိုယူရမှာနော်တကယ်လို့များသားကိုယ့်ရည်ချင်းတဲ့ကိုမိမတယောက်ကိုအိုးပိုင်အိမ်ပိုင်ထားနိုင်ပြီဆိုရင်တော့ဒေတို့မင်းကိုပြန်လက်ခံပေးမယ်โอเคလေဖိုးဖိုးဖွားမာမီဒယ်ဒီတီတီတို့တာမချစ်တော့သိလားစိနေတာဆွမ်းစားနဲ့မိမယူပြ
ဒီနေ့ပဲအိမ်ကနေဆင်းမယ်နေအောင်အဖိုးဖြစ်သူကလမ်းပြောတော့လုံးဝသူ့ကိုမသွားနဲ့လို့တားပြီးထင်နေတာဖိုးဖိုးကလုံးကိုချစ်တာလုံးသိတာပဲခုလည်းမသွားနဲ့လို့တားဖို့ဖြစ်မယ်ဒါမှလုံးဖိုးဖိုးကွာလို့စိတ်ထဲမှာလက်သီးလက်မောင်းတန်းနေသေးတယ်ဖိုးပြန်ငါထားခဲ့အဲ့ဒါဖိုးဖိုးကမင်းကိုချစ်လုံးလို့ပေးထားတာအခုမင်းကငါစကားနားမထောင်ဘူးဆိုတော့ပြန်သိမ့်နေစိတ်ချမယူသွားဘူးအဲ့လိုပြောပြီးပေါင်းမိအထက်ကားတော့ကိုထုတ်ကဖိုးရဖြစ်သူကိုပေးပါတယ်အိမ်နောက်ခန်းထဲဝင်ပြီးသူ့ဝတ်စားတွေကိုခရီးဆောင်အိတ်ထဲထည့်ပြီးတော့ယူစားရှိရယူကအိမ်ပေါ်ကနေဆင်းခဲ့ပါတယ်ဘယ်သူမှသူ့ကိုဝိုင်းမထားတာကြောင့်စိတ်ထဲမှာဝမ်းနေပြီးမျက်ရည်ကျခြင်းပဲမယ်ကိုယောက်ျားဆိုပြီးမျက်ရည်မကျအောင်လို့သတ်မှတ်ထားတာကြောင့်မျက်ရည်လုံးဝမကျပါဘူးဒါအားလုံးကိုကြော့ခဲ့ပါတယ်ပြောပြီးတော့လုံးဝလက်အုပ်ချီကကြော့တယ်ဒီအိတ်ကိုဆွဲပြီးသွားဖို့လို့တော့မိခင်ဖြစ်သူကမင်းရဲ့ဘွဲရလက်မှတ်တွေယူသွားလိမင်းအလုံးလုံးဖို့အဆင်ပြေတာပေါ့စပွဲပေါ်မှာဆင်းသက်ထားတဲ့အိတ်ကိုလှမ်းပေးပါတယ်လုံးဝလှမ်းမိပဲတာမမီတို့တင်ပေးထားတဲ့ပညာနဲ့ဘယ်တော့မှလက်မစားဘူးမမီတို့တားကိုထင်သေးလို့နေစောင့်ကြည့်နေလိုက်တားမမာနာရှိတယ်ဒီရင်ကိုဘယ်တော့မှမျက်နှာငယ်နဲ့ပြတ်မလာစေရအောင်အဲ့လိုပြောပြီးအိတ်ကြီးကန်ကထွက်လာတယ်လွန်ကြောခိုင်းလိုက်တာနဲ့မိခင်ဖြစ်သူကမျက်ရည်ကျလာတယ်လွန်ချိန်ကြီးကနေထွက်သွားမှတော်တင်တင်းငိုပါတော့တယ်ဖြစ်ပါမလားယောက်ျားရဲ့တင်မမလွဲတာလို့သာလွတ်ပေးလိုက်ရတာစိတ်ချတာမဟုတ်မိမရဲ့မင်းနဲ့ဖေဖေပဲဒီလိုစီစဉ်ထားတာပိုးမနေနဲ့မင်းသားတစ်ပတ်အတွင်းအိမ်ပြန်လာမှာဟုတ်တယ်မကြီးလုံးလေးကပြန်မဘလို့နေထိုင်စားတော့မှလေတလုံးအစင်သက်နေလာတာမကြောက်ပြန်လာလိမ့်မယ်ဟုတ်ပါရဲ့သမီးရဲ့စိတ်ကိုထိမ့်စက်မှာဘယ်လိုဖြစ်ချင်တာဖြစ်ရမှာရကမရောက်ခတီးနဲ့ညီမဖြစ်သူရဲ့နှိမ့်သိမ့်စကားကြောင့်ဒေါ်တေတင်းစိတ်ကိုတင်ထားလိုက်တယ်လုံးတစ်ပတ်အတွင်းအိမ်ပြန်လာမှအောင်လည်းမျှော်လင့်နေပါတယ်စီဒီကောက်တေချာစီးပြီးချက်ခံပြီးရင်ဘော်ဒီကိုစီးမဲတော့မယ်ဟုတ်ကဲ့ဆရာပြီးရင်မင်းအလုပ်ဆင်းလို့ရပြီဒီနေ့လားကောက်လေးယူသွားကျေးဇူးပါဆရာကားဝဲရှိုးတစ်ခုမှလောက်ရတာကြောင့်ပြောနေတယ်ခုလည်းည6နာရီရှိနေပြီအဆောင်မပြန်အပ်သေးပါဘူးဘဝသမားဆိုတော့ဒီလိုပဲပင်ပန်းခံရတာပေါ့စူးစားပန်းစားလုပ်လိုက်တာည9နာရီနဲ့ကြာအလုပ်တွေကုန်ပြီးတာကြောင့်အဆောင်ပြန်လာခဲ့ပါတယ်စီဘဝကပတ်စံမရှိတာလွယ်အားလုံးအဆင်ပြေတယ်ည9နာရီပြတ်တော့လိုင်းကလည်းသိမ့်မရှိဒါကြောင့်တွေ့ရကောင်တက်စီးပြီးပြန်ခဲ့ပါတယ်ကား0ဆောင်မရောက်တော့တနင်္လာနေ့လမ်းလျှောက်ပါပါတယ်။ဇေယျကုန်းရောက်သွားပြီးအေးလူလမ်းလျှောက်နေတော့ကောင်းလေးတယောက်ရဲ့အော်ဒါကိုကြားလိုက်ရတယ်။ဟဲ့လူအဲ့လိုဖမ်းထားပြီးစမ်းမှာကျုပ်ပတ်စံရင်လူသွားလို့အဲ့ရော်တန်ကြောင့်ဇေယျပြေးလာတဲ့လူရိုင်းနေပြီးဖမ်းလိုက်တယ်။တော်သေးရပါဗျာ။ကဲငါပတ်စံလူကျင်တော့တကူကိုလက်သီးနဲ့ဆက်မပြတ်ထိုးပြီးမှဟဲ့လူသူ့ကိုရဲစကန်ပို့မယ်။မပို့ပါနဲ့ဗျာ။အိမ်မှာကြောက်သားနေမကောင်းလို့ခုလိုလောက်ရတာပါ။တနာကြပါဗျာ။ကျွန်တော်ရဲစကန်မပို့ပါနဲ့။ဘာလို့တနာမှာခဏကြောင့်လုံးပွားပြတ်တော့လို့သိရလား။လုံးဝစိတ်တူတာကြောင့်ပိန်ပြပြသားမေးတဲ့အလစ်တုတ်သမားကိုတစ်ချက်ထိုးပြလိုက်တယ်။ဇေယျလုံးကိုဝင်ထားတယ်။တော်ရရမင်းပစံရင်ပြန်ရနေပဲ။ခမသားပါဖြစ်တာလေ။သွေးလုံတော့ဝေဖြစ်တာပါဗျာ။ဝေရအရေးတကြီးလုံနေလို့ကျွန်တော်မှမိသားစု9ယောက်ရှိပါတယ်ဗျာ။မြေရင်အကိုတို့ကိုကျွန်တော်သားစီးုံတက်တဲ့နေရာကိုလိုက်ပြပါမယ်။ကျွန်တော်ကိုတနာပါဗျာ။အလစ်တုတ်သမားယောက်ျားတက်မင်းကိုပြီးအသေးအံတောင်းမှနေ။လုံးဝမယုံတာကြောင့်အလစ်တုတ်သမားကိုပြောဆိုနေတယ်။ဇေယျတော့အဲ့လူရဲ့မျက်ဝန်းကိုသေချာစိုက်ကြည့်ပြီးကဲခက်တယ်။ယုံကြလား။ခင်ဗျားတို့ပြောသမျှယုံအောင်ကျုပ်တို့ကအုံတော့မရှိတာမဟုတ်။ခင်ဗျားဘယ်လောက်လိုရလဲ။အဲ့ဒီစကားကြောင့်လုံးဝစိတ်ယုံမကြည့်မတဲ့လမ်းကြီးကခဏယူနေလား။လူလိမ်ပြောနေအောင်ယုံမနေနဲ့တော်စမ်းကွာ။မင်းပစံရင်ကျင်ရပြီပဲ။ခင်ဗျားဘယ်လောက်လိုရလဲ။သသိမ်းမအကူဇေယျအိတ်ကတည်းကပစံသသိမ်းကိုထုတ်ပြီးလိုက်တော့အလစ်တုတ်သမားစိတ်ကိုဦးချကြော်လိုက်တယ်။ခင်ဗျားနောက်ဒါမျိုးမလုပ်နဲ့။ခင်ဗျားမိသားစုအတွက်ပိုခက်ခဲလိမ့်မယ်။ဒီပစံယူပြီးစိတ်ယုံမြင်သွားပါ။ကျေးဇူးပါဗျာ။ကျေးဇူးတင်ပါတယ်။တကယ်လို့ကျွန်တော်အဆင်ပြေရင်ပြန်ဆက်ပါမယ်။ပြောပြီးတော့လစ်တုတ်သမားထားပြီးတော့လုံးဝနောက်ကလိုက်ဖို့ပြင်နေဇေယျတားလိုက်တယ်။ပလိုက်နေတော့ခဏကြောင်ဟိုလွတ်သွားပြီ။မတားရင်မင်းပစံကြီးပြန်ရမှာမဟုတ်ဘူးနော်။ခင်ဗျားတကယ်ငကြောင်မေး။ဒီလိုပြောသမျှယုံခင်ဗျားအုံးတော့မပေါ့လား။ तू ကခင်ဗျားကိုပစံလာပြန်ပေးအောင်မယ်ဆိုပဲ။ကျင်းထက်ရုံမကားလို့နည်းနည်းမဲမှာအစ်စ်အုပ်သွားသေးတယ်။မင်းကမစင်ရဲဘူးပဲ။ဘာဗျ။ဘာလို့မစင်ရဲဘူးရမှာလဲ။ခုတော့လွတ်တော့တော့မှပစံယူသွားရင်ကြောက်ငတ်တော့မှာ။မင်းမချီလက်ပါတာပဲ။အလုပ်လုပ်ပေါ့။ယောက်ျားပဲဦး။မင်းအောင်စကားပြောရလေနွားပလာတာကျွေးတယ်လို့ပဲ။ငါလည်းမင်းနဲ့စကားပြောရတာအယူတယောက်နဲ့ပြောရတယ်လို့ပဲ။ဘာကွာခင်ဗျာသိချင်ပြီလား။အခုတော့ငါကယ်ထားလို့မင်းပစံပြန်ရတာမဟုတ်ဘူးလား။ဖျားဖြစ်မဲ့အုပ်နေကင်းနဲ့လာတိုးနေ။မင်းဟိုလူရဲ့ပုံသဏ္ဍာန်ကိုကဲခတ်မိလား။သူ့မျက်လုံးလေးကိုမင်းကြည့်မိလား။အားရကြည့်စရာလား
အဲ့ဒါကြောင့်မင်းမစင်းရဲဘူးလို့ပြောတာခုနလူရဲ့မျက်လုံးကြီးကတခြင်းကငါဒုက္ခရောက်တော့ဖြစ်ခဲ့ဘူးတဲ့မျက်လုံးကြီးပဲဇီယာကွန်ရကိုကျွတ်ကျွတ်အိတ်ထဲထွေးလိုက်ရင်လုံးဝနှာခေါင်းရှုံပြီးယွန်းတယ်လို့ဖြစ်သွားတယ်တောင်လေးဇီယာမြင်လိုက်ပါတယ်အနောက်သွေးကက်တရားကွန်ရတရားထုတ်ပြီးမင်းစားမလားသွားသမှာဗျာယွန်းစရာကြီးမင်းကတကယ်ဆန်မဲကွာဒါမြန်မာနိုင်ငံမှာလူတိုင်းစားတဲ့ကွန်ရပါကွာပြီးတော့တယောက်ယောက်ကိုယ်စားစရာပြီးအဲ့လိုပြောရရိုင်းနေကိုမစားကြရင်တော့ကောင်းကောင်းမွန်မွန်ပြောရတယ်ဟုတ်ပါပြီလူရင်ကြီးကြီးကျေးဇူးမတင်ဘူးဆိုပြီးတော့လုံးဝအဲ့နေကအမြန်ထွက်ခဲ့ပါတယ်ဇီယာတော့ပခုံးထုတ်ပြီးသူ့ဆောင်သူပြန်လာတယ်ဒီနေ့လာစားတသိန်းခွဲရတာအဲ့ထဲမှာ9000ပဲကျန်တော့သူဘလို့တစ်လလုံးစားမလဲတွေးမိပြီးနားရဲ့ပယံဝင်လုံးမယ်လို့တွေးမိပါတယ်အဆောင်ပြန်ရောက်ရင်မိုးချိုးပြီးအဆောင်မိုးချိုးရဲ့ထမင်းကိုစားတယ်အားကြီးတော့ည10နာရီဖြစ်တာကြောင့်အိပ်ရဝင်လိုက်တယ်မကြခင်မှာပဲဟျောင်းငစီမင်းကိုအဆောင်မခေါ်နေတယ်အေးလာပြီနားယူမယ်စဉ်ကုလိုလာခေါ်တော့သူကဒေါသထွက်ချင်းမှာတနေ့ကုန်ပမန်းလို့နားယူပါမယ်ဆိုမှအဆောင်မိုးကခေါ်ရတယ်လို့ကဲစီမင်းကိုခွင့်တောင်းမလို့ဒီကလေးကိုမင်းနဲ့တခန်းနဲ့ထားမလို့ခမကြီးမင်းစင်းနဲ့လုံးအော်တကြီးတယောက်ကိုတယောက်လက်ညှိုးထိုးပြီးပြောတော့အဆောင်မိုးကမင်းတို့တယောက်နဲ့တယောက်သိနေကြလားသိတာပေါ့ဒါလုံးကိုပဲကိုရညီမခမကြီးကိုလိုက်ရှာလိုက်ရတာခုမှပဲမောပြီးတော့ဆောင်မိုးလုံးလိုက်တော့မယ်နော်အေးကွာမင်းတို့ကညီကိုဆိုတော့လေငါစိတ်အေးရတာပေါ့မင်းကမပုံတင်မပါပေမဲ့စိတ်ညီဆိုတော့ငါရုပ်လိုက်ပါမယ်ကဲသွားကြတော့ထင်တော့မထင်ရအောင်စေးကဒီလောက်ရုပ်ချိုးပြီးမင်းကရုပ်ချောနေတော့ဒါတော့အတိတ်ဘဝကုသိုလ်ကံကြောင့်မို့ဗျာလောကဟိုဘဝကုသိုလ်ကောင်းမှုအများကြီးလုပ်ခဲ့လို့ရုပ်ချောပြီးတော့အကိုကဟိုဘဝကောင်းမှုကုသိုလ်တည်တည်လေးပဲလုပ်ခဲ့လို့ပေါ့ဗျာစေးကလုံးဝသူ့ညီမဟုတ်ဘူးဆိုတော့ဝင်ပြောချင်ပေမဲ့ငတိကောင်သူ့လည်းပြီးကိုဖတ်ထားတယ်လို့နဲ့ညှက်ထားတာကြောင့်ပြောဝိမသားပဲပါသွားပါတယ်လောကလည်းအာတန်တာကြောင့်လက်ကိုတစ်ဖက်မှာဆွဲပြီးတစ်ဖက်ကစိလည်းပြီးကိုညှက်ထားတယ်ကနေရောက်မှစေးကမင်းကလိုလိမ့်မယ်မင်းကဘယ်တော့ညီကိုဖြစ်သွားလဲပြောစမ်းပါအခုဖြစ်သွားတာပဲဗျာနားကြီးတယ်လုံပင်ပန်းလာပြီးဗျာအိတ်တော့မယ်ပြောချင်မနှမဆက်ပြောအဲ့လိုပြောပြီးဖနက်ချုပ်ကစနောင်နဲ့တန်းဝင်တော့စေကလုံးရက်ကုတ်ကိုဆွဲထားတယ်နေအောင်ဟိုမှာဂရင်တစ်ခုရှိတယ်အဲ့ဒါမင်းဂရင်ဟိုမှာအိတ်ခမရလေဗျာငယ်ဦးညတောင်းမှုရှိကျုံမှာစောင့်ချင်အောင်ခေါင်းနေမပါဘူးဗျခမရပဲအိတ်ဂရင်မောအိတ်လိုက်လုံပင်ပန်းနေပြီးအိတ်ပြီဗျာပြောပြီးစနောင်ထဲမှာဝင်အိတ်တာကြောင့်ဇီယာဘလို့တာမှမသိငတိကောင်လွတ်ထားလိုက်ရတယ်။အေးအောင်ကောင်းပြီ။ငါဗျာရှုပ်ကိုရှုပ်တယ်။မပေးဘူးဗျာခမရလေ။အကြီးဖြစ်ပြီးနင့်နာခံခြင်းစိတ်ကိုမရှိတာ။အော်တယ်။အဲ့ဒီမနှောက်ရှက်နဲ့ခုနကလေးတုတ်သမောင်းတနာတဲ့စိတ်မျိုးလုံးပေါ်ထားလိုက်။အောင်မလူဘဝလို့ကလေးကငါတော့နမေကလုံးဆိုတဲ့အတိုင်းလုံးအားကြီးတဲ့ကောင်။ဇီယာဒေါသတကြီးနဲ့တစ်ဖက်ကလေးပေါ်ကတင်ထားတဲ့သူ့ပစ္စည်းတွေအောက်ချပြီးပစိုးစုပ်တထဲယူကခေါင်းလုံးတယ်။စင်စည်းဝတ်တစ်ခုကိုတိတိကျကျမီးမလာအောင်လို့အောက်ကတန်းများတစ်ခုခံထုံးပြီးတော့အိတ်လိုက်ပါတယ်။ဒီနေ့ကလှုပ်ရှားတာကြောင့်ခဏလေးနဲ့အိပ်ပျော်သွားတယ်။လူမိဘတွေလွန်ချောင်းစုံစမ်းပြီးရင်းနှီးပူကြပါတယ်။ကိုလည်းမိသားစုအားလုံးစုံပြီးလွန်ချောင်းဆွေးနေတယ်။ယောက်ျားဒါကဗမာလေးယောက်ျားလေးစုံစမ်းတာပဲ။ရင်းရအစနာအောင်မရတာ။သူ့တငယ်ချင်းတွေကလည်းမင်းသိတဲ့အတိုင်းအပေါ်ရန်လေးသူသွားကူညီတောင်းတာမရလို့နောက်ဆုံးစိတ်နာပြီးဘယ်ရောက်နေလဲမသိ။ဒုက္ခပါပဲရှင်။ဒီနေ့တာတော့ရေတိမ်နှစ်ပြီးထင်ပါတယ်ဘယ်လိုလုပ်ကြမလဲဖေဖေတို့ရှာနေပါတယ်လေလေးကလည်းမာနာကြီးတာစမပြေအိမ်ပြန်လာပေါ့ခုတော့အားလုံးစိတ်ပူရပြီဖေဖေနဲ့မိမရဲလို့စိုးရိမ်နေနဲ့ဒါကလွယ်လွယ်လျှော့ပေးမှာမဟုတ်ဘူးလူကဒါဘာမှမဟုတ်တာမာနာကြီးတာစောင့်ကြည့်လိုက်ပါသူကဒါရင်သေးပါဒါလို့စိတ်တက်ပြေးပါမှာပါအကွေးပြောတာမှန်တာပဲထားရင်သူကအဆင်ပြေမှာပါအဲ့လိုဖြစ်ပါစီပဲဆူတောင်းတယ်လူကြီးတွေအားလုံးလုံးဝစိတ်ပူနေကြပါတယ်တစ်ဖက်မှာလုံးကတော့အဲ့လိုဘယ်လဲဗျအလုပ်သွားမလို့လုံးလိုက်လှုပ်ချင်တယ်မင်းကဘာလုပ်တယ်လို့လဲစားတတ်တယ်အိတ်တတ်တယ်ဟောငါလူနဲ့တူမနေရပဲနဲ့ခွေးနေနေရတာ哦ဘာဗျအများကြီးစကားကျုပ်ကိုခွေးနေနိုင်လိုက်တာတော်သေးတယ်အထာပေါက်ဟဲ့ရမင်းလိုလူအတွက်အလုပ်ဆိုတာရှိလဲလုပ်တတ်မှာလားထင်သေးလိုက်တာဗျခင်ဗျားတို့လုံနိုင်တာလုံးဝဘာလို့မလုံနိုင်ညီကိုတွေမနဲ့စောစောစစ်စစ်ရန်ဖြစ်နေပြန်ပြီစောင်မိုးကအခန်းထဲဝင်လာပြီးပြောတာကြောင့်လုံးအတွက်ခွင့်ရေးပို့ရသွားတယ်။လုံးလည်းမဖြစ်ချင်ပါဘူး။ဦးလေးပဲစဉ်းစားကြည့်။ကိုညီတယောက်ကိုခုလိုထင်သေးတာကောင်းသလား။မကောင်းပေါ့။စီမင်းကလည်းကိုညီကိုထင်မသေးစမ်းပါနဲ့။အဲ့ဒါပေါ့။နေမင်းမှာတောက်ပါတဲ့၄ယောက်ရှိတယ်လို့တင်းငယ်တဲ့ဘိုးဆုံးကျမှလည်းသူ၄ယောက်နဲ့သူပါဗျ။သိမ့်မှန်တာပေါ့လို့ရ။ယောက်စီအလောက်ရှာပေးလိုက်စမ်းပါ
မင်းကကိုဖြစ်ပြီးတော့ယုံကြည်ပေးလိုက်စမ်းပါအဲ့ဒါပြောတာကိုညီကိုကိုမယုံသူကယုံပါလူတယောက်မှမမြင်နိုင်တဲ့အရေးချင်းတွေအများကြီးပဲလူစူးစမ်းလို့နေချင်းညာချင်းချမ်းသာသွားနိုင်တာပဲလေဒါပေါ့အဆောင်မိုးဦးထုပ်ကြီးကလုံးပြောသမျှကိုထောက်ခံမိမယ်ဆရာနေအောင်လို့အမြင်နဲ့ကက်နေမိတယ်တယောက်ကလေးလက်သေးလက်မောင်းတမ်းပြီးပြောနေလိုက်တာမသိရင်ခုချက်ချင်းပဲတိုက်တွေကားတွေဝင်နိုင်မယ်ပေါ့ဆောင်မိုးဘာပြောစရာရှိလို့လဲဒီလားစားဖို့တောက်ဖို့ပတ်စံလာယူတာမနေ့ကပြောဖို့မိသွားတယ်စီဒီလားကိုယ့်ဟာကိုယ်ပဲချက်စားတော့မယ်ဘာချက်မလောက်လို့မင်းရောဆောင်ထမင်းစားမှာလားစီကလုံးကိုလှမ်းပြီးတော့ကိုကြီးကလည်းမေးနေတယ်ကိုကြီးနဲ့တူလုံးလဲချက်စားမှာပေါ့ဒါမှညီကိုလို့ခေါ်တာစီမင်းကြီးကိုလှုပ်ရှားပြလိုက်စမ်းပါကွာဒီကိုနှစ်ယောက်ချစ်ချစ်ခင်ခင်နေကြခင်ဟာသွားတော့မယ်ဆောင်မှုထွက်သွားတော့စီကလည်းအလုပ်သွားဖို့လိုက်ထွက်တယ်လုံးကလည်းစီးနောက်ကိုလိုက်တယ်ဟဲ့လူလုံးကိုလှုပ်ရှားပြီးစမ်းပါဗျာမနှက်စာကျွေးမယ်လုံးကိုကူညီစမ်းပါဗျာအလုံးမရရင်တော့ထမင်းငတ်တော့မှာဗျာကူညီစမ်းပါစီကရင်မလို့ပဲလမ်းမဲလျှောက်နေတော့လုံးကစိတ်တူလာပြီးညဟိုအလစ်တုတ်တမောင်တော့ကူညီရဲ့လုံးကလည်းကူညီတဲ့နာပေါ့ဟုတ်ပြီမင်းအလုပ်ရစီရမယ်ဒီတခုတော့ရှိတယ်ငါ့ကိုမျက်နှာပြောင်းတော့မလုပ်နဲ့အဲ့ဒီစကားကြောင့်လုံးဝပြောရှင်ပြီးတော့စိတ်လမောင်လက်သီးနဲ့မနာအောင်ထိုးပြလိုက်တယ်စိတ်ကြခင်ဗျာမျက်နှာမပြက်စီအောင်လာလက်စာလုံးကျွေးမယ်အဲ့လိုပြောပြီးလက်ဖေးဆိုင်ခေါ်ခဲ့တယ်လုံးနဲ့စီကိုညီကိုလို့ပြောရင်ဘယ်သူမှယုံမှာမဟုတ်လုံးကကိုရီးယားမင်းသားတယောက်လိုချောပြီးတော့စီကတော့မွေးမြင့်တူရဲ့နောက်တိုင်းမင်းသားလိုခံကြတယ်လောကချောကြီးမဟုတ်ပေမဲ့ဘေးလိုဘာတို့လိုရုပ်ဆိုးတာတော့မဟုတ်ပါဘူးရက်ကလည်း6ပေနဲ့လက်မရှိတာကြောင့်လုံးထက်အရက်ပိုရှိသလိုလုံးထက်လည်းကိုလုံးကိုပေါင်းထားကြိုက်ပါတယ်ဆရာလုံးကိုသူ့လုပ်ကိုခေါ်လာခဲ့ပါတယ်ဆရာကလည်းကြိုးစားပြောပြီးကူညီတောင်းတယ်ဆရာလည်းစိတ်မျက်နှာနဲ့လုံးကိုလှုပ်ပေးလိုက်ပါတယ်လုံးရီမင်းဒီမှာလုံးရပြီမမျက်နှာမပြည့်စင်နဲ့ကြားလားသိပါတယ်အခုကဘာလုပ်ရမှာလဲဟိုမှာရထားတဲ့ကားပေါ်ပစ္စည်းတွေချရမယ်မင်းတို့ဒီဇိုင်းလူတွေနဲ့မိတ်ဆက်ပြီးအောင်မယ်ဒီရဝဝနဲ့ကိုတောင်းလိုက်ဒီရပပနဲ့ကိုသားစုံသူကတော့ကိုတီဟာဒါတော့ကျွန်တော်ညီလုံးနဲ့မင်းညီကလူကျော်နော်ကိုရီးယားမင်းသားကြနေရက်ကလည်းရှိကြီးပဲအဲ့ဒီစကားကြောင့်လုံးဝကောင်းရင်ပြီးပြုံးပြတယ်အဲ့ဒီခါလုံးပြုံးဆောင်ကိုတီဟာဆိုသူဟာအပြုံးတစ်ပွင့်ရလည်းအသက်ပါလောက်တယ်ညီကိုမင်းတို့ကြိုက်သွားပြီဟမ်ဘာအော်တဲ့လူဖြစ်နေအားလုံးကဝိုင်းရီကြပါမယ်ဆရာတော့လိုက်မကြီးပဲပြစ်စီလိုက်ချတော့လုံးဝလည်းဝိုင်းကူသိမ်းပါတယ်တချို့အရာလေးပဲမယ်လုံးဝတော့မရရအောင်သိတယ်မင်းနိုင်ရဲ့လားခင်ဗျားတို့သိနိုင်တာကျုပ်ကဘာလို့မသိနိုင်ရမှာလဲဒါဆိုလည်းပြီးတာပဲသိခဲ့ပြောပြီးဆရာပိုးရရတခုကိုယူသွားတော့လုံးဝစိတ်တူလို့မဆုံးပါဘူးပစ္စည်းတဲ့ပြင်ကားတွေအများကြီးရေးလာစေးကြတာကြောင့်လုံးနဲ့စီမနာရပဲကားစီရတယ်ကျန်တဲ့သူတွေကတော့ပြက်နေတဲ့ကားကိုပြင်ကြတယ်အေးလဲစနနာရောက်တော့ထမင်းစားနာကြတယ်ထမင်းကိုတော့ဆိုင်ရကျွေးရကြောင်းပြန်ထွက်မစားရပါဘူး။ဘုရားတော်ငယ်တွေကကောင်းဆုံးတွေပဲစားခဲ့ရတာကြောင့်ခုလိုထမင်းဟင်းတွေကိုသိမစားနိုင်ပေမဲ့အလုပ်ပဲမှန်းထားတာကြောင့်ထမင်းတော်တော်ကုန်သွားတယ်။လုံးရားစရာခဏနေစရာသွားစရာနေရာရှိလို့မင်းလိုက်ခဲ့ရ။ဗျာ။ကြားသူတွေကိုမခေါ်ဘဲနဲ့လုံးကိုခေါ်တာကြောင့်ထိတ်လန့်ပြလို့ထွက်မိရဲ့။လက်မှာနေကိုဖောက်တဲ့တယောက်နဲ့တော့တွေ့ရမှာ။ကိုကားမမောင်းစင်လို့လုံးလိုက်မောင်းပြီးလေ။ဟုတ်ကဲ့ဆရာ။ထမင်းစားတော့ပြီးတော့လုံးဝဆရာနောက်ကိုလိုက်သွားပြီးကျန်တဲ့သူတွေကကိုတော့ကိုဆက်လုံကြတယ်။ကားပေါ်မှာဆရာလုံးချအောင်မေးတယ်။ဘုရားစိတ်လူရနဲ့ဘလို့တော်ရလဲ။အကိုရဲ့မိအားလုံးဖိနေမောင်နှမပါ။အော်လုံးကြောင်းနေသေးလား။မနေပါဘူးဆရာ။ဘဝရီကကြမ်းတမ်းတော့အလေးတန်းကြီးကကြောင်းထွက်လိုက်တာ။ကားမောင်ကဘသူတင်ပေးလိုက်တာလဲ။အမေစကားကလုံးကိုထိတ်လန့်စေရပါတယ်။ဘလို့ဖျားမှလဲ။တော်တော်ဆက်ဆက်ဆုနိုင်တာပဲ။စိတ်ညစ်လိုက်တာ။ဖျားခက်နေလို့လား။အခက်ပါအောင်ဆရာ။ရှင်ကဒရိုင်ဘာလုပ်ခဲ့ဘူးလားပါ။အကိုကြီးစီမရောက်ခင်အတီးတယောက်ရဲ့ကူညီနဲ့ကားမောင်းတင်ကိုရလို့ကားမောင်းတက်သွားတာပါ။အော်အဲ့ဒီလုံးလေးပြောပြီးစက်မမီတော့တာကြောင့်လူသက်ပြင်းကိုချမိပါတယ်။အကြခင်ဆရာလမ်းပြတဲ့နေရာကိုလွတ်လိုက်မှန်းပို့ပါတယ်။ဆရာကားရက်ခိုင်းတဲ့နေရာတီတီရဲ့ဆိုင်ဖြစ်နေရကြောင်းလုံးဝမျက်လုံးပြူသွားတယ်။လုံကားပေါ်ပဲစောင့်ကိုမကြောက်ပြောပြီးကားပေါ်ဆင်းသွားတယ်။တီတီလည်းအဲ့လိုခါဖက်ပြီးကျူဆိုတာကြောင့်တီတီနဲ့ဆရာချစ်သူတွေမှန်လုံးသိလိုက်တယ်မဖြစ်ဘူး။ငါဆရာကိုတေချာစောင့်ကြည့်ရမယ်။ကြီးကလည်းအိမ်မှာပြောတော့ယောက်ျားတွေကိုပဲစိတ်နာတယ်။ကိုကြတော့မိုးမမြင်လဲမြင်ကဲနေတာ။တွေ့မယ်။လုံးဝအချိန်ကြာစွာနဲ့ကားပေါ်မှာစောင့်နေရတယ်။ပြင်းပြင်းနဲ့အိပ်ပျော်လို့စင်စင်မှာဆရာပြန်ထွက်လာတာကြောင့်ကားတကားဖွင့်ပြီးတယ်။လုံးရဲ့အလိုက်တီးပုံဆရာသဘောကျစွာပြုံးနေ။အိမ်ပြန်မှာလုံးဝသူ့တီတီနဲ့ဆရာနဲ့ဘလို့ချင်းနေလဲဆက်စုနေ။ဆရာကောင်မလေးလားခုနကမမဟုတ်တယ်ကွာ။ကြောရမလား။ကြောပါတယ်။အသက်ကြီးနေကြပြီမယူသေးဘူးလား
ငါယူချင်တာတစ်ပိုင်းသိနေပြီသူတို့ကအရင်ချမ်းသာတော့ငါသူ့ကိုယူဖို့မဝမရဲဖြစ်မိတယ်ကိုလည်းငါတို့လက်ထပ်ဖို့တိုင်မနာဒါမဲ့သူတို့ရဲ့တူမအိမ်ပေါ်ဆင်းသွားတော့သူတို့ရင်ချိန်နေမကောင်းဟုတ်ကဲ့ဆရာအဲ့မမကိုတကယ်ရောချစ်လို့လားဘယ်နဲ့ပြောလိုက်တာလဲလို့ရဲ့သူနဲ့ကချစ်သူတက်တန်း15နှစ်ရှိပြီကြာပြီမေကြာတာပေါ့မင်းမသိပါဘူးအိမ်မတယောက်ကိုလက်ထပ်ဖို့ကတကယ်မလွယ်ဘူးသူကတထေးသမီးဆိုတော့ပူဆိုးတာပေါ့သူကကောင်းမင်းကြီးပြပြီးထောက်ခံလိုက်ပါရီဆရာတော်ပတ်ဆက်ရှိရတာနဲ့မိမတယောက်ကိုလက်ထပ်လို့မရသေးတာငါ့လူမရမိမတယောက်ကိုလက်ထပ်နိုင်တဲ့အရေးချင်းရှိပါမလားငါအဲ့ရေးချင်းနေရှိမှအိမ်ပေါ်ပြန်တက်မယ်ကဘိုးပေးစားရလူလည်းမယူနိုင်ဘူးဒိတ်တို့ပေးစားရလူလည်းမယူနိုင်ဘူးငါရဲ့ဘေဘီလေးကိုပဲငါယူမှာအဲ့လိုတွေးပါရီတကယ်တော့လုံးမစစ်သူကောင်းမလေးတယောက်ရှိရဲ့အဲ့ဒီကောင်မလေးကနိုင်ငံခြားမှာကြောင်းတက်နေတာပါသူမိဘတွေကိုတော့ဒီကြောင်းရမသိပါကောင်မလေးကကြောင်းတက်တဲ့ဈေးကိုလည်းလုံးဝထောက်ခံပေးထားတာပါအဲ့ဒီ6နာရီဘတ်ကားစီးတော့နေရာမရတာကြောင့်မတက်ရက်လာတာအကြာကြီးပါပဲအလောက်ကပြင်မဲတော့အခုလိုငပိသိတဲ့လူတိုက်ခံထားတဲ့ဘတ်ကားပေါ်ကနေစင်ပြေးခြင်းစိတ်ပေါက်လာပါတယ်မင်းစင်ပြေးရလားခမမှုမရတဲ့ဗျာဒီမှာ6နှစ်ဘက်ကညောင်းလို့လည်းတော့ရှောက်လို့ရပါမလားမသိလူရဲ့ချွေးစော်လည်းနားလိုက်တာပြီးတော့ဘတ်ကားမောင်းတဲ့သူကလည်းကားပေါ်မှာပြည့်စံနေပြီလို့တင်တော့လုံးဝတကယ်စိတ်ညစ်နေတဲ့ပုံနဲ့ပြောတော့စီရယူပါတယ်ခမမျက်နှာပြုံးစီစီနဲ့ပါဖြစ်နေတာလူလောင်ပြောင်ခြင်းတဲ့သဘောလားစဉ်းစားနေတာနေရာ6နေရာလားလို့ခမနော်လုံးချောင်းမချောက်သိချင်းခမနေလုံးတပွဲတလန်းဟဲဟဲငါယောက်ျားချင်းစိတ်ဝင်စားဘူးကွာသိလိုက်ပါလားစကားကိုစုံအောင်နားမထောင်ပဲဖြတ်ပြောနေလားလုံးနဲ့ခမတပွဲတလန်းထိုးရအောင်လို့ပြောတာဩအဲ့လိုလားတော်သေးတယ်ငါရေတိမ်နဲ့ပြီးမှတ်တာမင်းနော်ငါဘွိုင်းတူဘွိုင်းနိုးပဲလာပြန်ပြီလုံးကလည်းဘွိုင်းတူဘွိုင်းဆိုရင်တော့ခမလိုရုပ်ကြိုင်းနေမဖြစ်စေရပါဘူးအေးပါကွာဒီချိန်ကအခြေခံလူတန်းစားတွေရဲ့လှုပ်ဆင်းချိန်ဆိုတော့ကားချက်တာပေါ့မင်းကြည့်ရတာဒါမှမကြုံဘူးလားလုံးကောင်းခါပြလိုက်တယ်လုံးကကိုပိုင်ကားတစ်စီးနဲ့ရှောက်ဖက်သွားနေတဲ့သူဖြစ်တယ်လို့အများနဲ့နေခင်းတွေမှာကောင်းမောင်းတာဆိုတော့မနေ့ပိုင်းဘတ်မှာလူချက်တာမျိုးမမြင်ဘူးပါဘူးရရောက်တော့လေညနေ9:00 3:00ပြန်လာတဲ့သူဆိုတော့ဒီလိုဖြစ်မျိုးမကြုံဘူးတာကြောင့်လုံးဝစိတ်ညစ်တာပြုံးနေပါနေတော့အရိုးရှိမှတိုင်းမှာဆင်းရမယ်ရှေ့သွားမယ်ဒါဆိုရင်စောင်းနေဝေးကြီးပေါ့အရိုးရင်းချက်ဖို့စံဝေရအောင်မယ်လားပြောပြီးလုံးကိုလည်းလက်မောင်းကနေခိုင်းကလူကြားတဲ့တိုးဝင်ပြီးကားပေါ်ကနေခွေးတို့ဝတ်တို့လူဆင်းရတယ်ဈေးရောက်တော့လေလူတွေကများလုံးလာကြောင်းလုံးဝကလေးတယောက်လူကြီးကြပြန်နေခမမသားတယောက်တည်းဝယ်လို့ရတာကိုလုံးကိုခေါ်လာသေးတယ်မင်းရောမစားဘူးလားစားမယ်လေဒါမဲ့ခမအကြည့်ပဲနဲ့နာခံပေါ့ဒါပြန်ပြီးဒီစကားနဲ့နာမခံနိုင်ဘူးကွာမင်းလေးယောက်ျားငါလေးယောက်ျားရောက်လာကြီးပြောင်နေနဲ့အချောက်လို့ပြောရင်လည်းမကြိုက်ဘူးလူကပြောဖက်ပန်နဲ့အင်းတလုံးမနေချင်းကိုယ့်ရင်ကိုပြန်တော့လူကအေးအဆင်းလာတော့ခမဘလို့သိတယ်မင်းရဲ့မျက်လုံးကိုကြည့်ရနဲ့သိတယ်ပြီးတော့မင်းကတတိသားဆိုတာလည်းငါသိတယ်မှန်လားခမဘေးရင်ဟောစားပါလားဘေးရင်ဟောစရာမလိုလူတယောက်ကိုကြည့်ရနဲ့သိတယ်မင်းရဲ့ခြေလက်တွေကိုကြည့်လိုက်လေဒီလောက်နီးပြီးနှုတ်ဖက်နေတာဘယ်ကောင်မှအဲ့လိုနှုတ်ဖက်တဲ့လက်တွေခြေတွေမရှိဘူးမင်းကဘာမှမလုပ်ဘူးလေတတိသားမှလူတိုင်းသိအားစရာတော့မင်းမပင်မအောင်သူ့ချစ်သူနဲ့တွေ့ဖို့တမင်တက်တက်ခေါ်သွားတာကဲစကားများအနေနဲ့ရော့စက်သူနေတပိတ်သားအိတ်ကိုတေးချဆွဲလုံးဝသူပေးတဲ့စက်သူနေအိတ်ကိုတေးချဝေးခဲ့တယ်ညနာတော့စူပုတ်ကောက်ချင်နေတာပါပဲဝေးရဲ့နှကုန်းကချွေးရလေချီမတီးကြတယ်မင်းပတ်စံတော့အားမ9000ပါတာပြောင်းပြီခမဝေတာဘာမှလည်းမရှိဘူးပတ်စံ9000ကပြောင်းပြီလားအေးဟင်းချက်ဖို့ကကုန်ပြီမင်းရဲ့ကောင်းဆောင်ချနာဝယ်ဖို့ထုတ်ခိုင်းတာအဲ့လိုလားဒါနဲ့ခမဟင်ရလေအတော့ငါလည်းမပေါ့အတော့ငါစားစင်မင်းရဲ့မင်းပြန်လီစံချီဆောင်ငရုပ်တီးချက်သွန်နေချက်သွန်ဖြူအချုံမုံတွေပတ်စံကုန်းနေပြီကုန်စင်းလုံးတလောက်မတရားတက်တာအခုတော့စံအောင်အကျန်းစားတပြေ6000ဒါတော့6ပြီဝယ်တာ3600ပြောင်းနေပြီစီက30သားပဲဝယ်ရသေးတယ်စင်နာရီယာတော်ခလာစမပြောနေတော့ကြုတ်ကောင်းမှုလာပြီဗျကျုပ်ပေါင်းမြေထဲကပတ်စံတဲမှာ2သိန်းရှိတယ်အဲ့ဒါကုန်မေးခမဝယ်လာတာချက်သွန်ကြီးကလေတေးလိုက်တာပဲစီရတာဖေးပြန်ခေါ်ရမယ်ဈေးသက်တာဝယ်တာပဲကွာပြောပြီးလုံးရဲ့ပေါင်းမြေကိုနှက်လိုက်တော့ဟာမင်းတို့ကားပေါ်မှာကပိုက်နိုင်ခံလိုက်ရဟုတ်လို့လားဗျာတေချာနိုင်ကြည့်ပါကဲမင်းပစ္စည်းတွေငါ့ကိုပြီးမင်းပသာနိုင်ကြည့်လုံကင်ထားတဲ့ပစ္စည်းတွေအကုန်စိတ်လက်ထဲရောက်သွားတယ်လုံဝသူပေါင်းမြေအိတ်ကိုနှက်ကြည့်လိုက်တော့ပတ်စံမရှိတာကြောင့်ပြရရီခတ်ပြီးသူ့တကူလုံးပြန်ဆန်းရှာတယ်မတွေ့တော့လုံးစိတ်တက်တွေကြောက်ကုန်ပါရီအရာပတ်စံ2သိန်းဆိုတာသူ့တော်တဲမုံလေးတမုံစားပဲရှိတာပါကိုရောအိပတ်စံ2သိန်းပြောက်တာသူ့ဘဝပျက်စီးသွားတယ်လို့ခံစားရပြီးတော့တကားမှမကြောက်ဘူးတဲ့မျက်ရည်ကျလာတယ်ဟာဗျာသွားပါပြီပတ်စံမရှိတော့ဟေ့အောင်ငိုနဲ့လေရှက်စရာကြီးပြန်ရအောင်လာလူတွေလူပဲမှတ်လိုက်မင်းပစိုက်ထဲမှာရေးကြီးတာတွေပါသေးလား
လူစကားမပြောနိုင်တာကြောင့်ခေါင်းမင်းခါပြတယ်။ဇေယျတပြင်းချပြီးလုံးဝဖြောင်းဖြားကအဆောင်ပြန်ခေါ်လာတယ်။ပစ္စည်းတွေအကုန်လုံးသူတယောက်ပဲတည်ရပါတယ်။လူကတော့ခေါင်းငန်းဆိုင်ပြီးရေရောင်အရှုံးပေးတဲ့လူတယောက်လိုဖြစ်နေတယ်။ဟဲ့။ရန်လေးစိတ်တမကြပါနဲ့ကွာ။မင်းမဲငါအရာခေါင်းနေယူပတ်စံတဲ့တရားပြန်ဆိုင်ခဏပါကွာ။ကြားလား။လူမဘာမှပြန်မပြေပဲခေါင်းကိုငိုင်းဆိုင်ကားသွားတယ်။အဆောင်ရောက်တော့လုံးဝခြေလက်တွေမစီးပဲအိယာရင်ဝင်လဲပြလိုက်တယ်။စိတ်ခမချက်ပြုတ်ဖို့ပြင်ဆင်ရတယ်။အဲ့ချိန်ဘေးကလူတွေလာလေပါတယ်။ဟဲ့ဝစီမင်းညာဘာဖြစ်တာ။သူ့ပါစံခပတ်နိုင်ခံလို့ကွာ။သူ့ကိုခဏကြည့်ပေးထားစမ်းပါ။ဟိုနာပေါက်နေတဲ့ကစုံရတော့ခိုးအောင်မယ်။သမီးကိုလည်းတစ်ချက်ကြည့်ပေးထား။ပြောရင်းနဲ့ဆရာစလုံးတစ်ခုကမြင်အောင်ဆင်းသွားပါတယ်။ကျန်တဲ့သူတွေကအေးမင်းတို့ညီကိုနှစ်ယောက်ကိုကြည့်ရတာငါစိတ်ဆင်းရဲတယ်။ဟဲ့အောင်လုံးအဲ့လောက်စီဖြစ်မနေပါနဲ့ကွာယောက်ျားပဲ။ပတ်စံတဲ့သိန်းလုံးနဲ့စောက်ဖွဲ့မနေပါနဲ့ကွာ။အဲ့ပတ်စံတဲ့သိန်းကိုမင်းခဏနေပြန်ရှာလို့ရပါတယ်။မင်းမရေးချင်းရှိပါတယ်။အဲ့စကားကြောင့်လုံးဝချက်ချင်းထထိုင်မျက်ရည်တုပ်လိုက်တယ်။ပြီးတော့သူ့အိတ်ကိုဖွင့်လိုက်တယ်။ဝစားတွေအများကြီးတွေ့ရတာကြောင့်ဘေးခန်းသူတွေအံ့ဩကြပါတယ်။ဟာဒါကတန်မိုးကြီးတာပဲ။အပြင်မှာတစ်ထက်တစ်သိန်းရှိတယ်။တကယ်ကိုစေးကြီးတစ်စိတ်။ခင်ဗျားတို့ဘွဲမလားလုံးစီဟာအဲ့လောက်တန်မိုးကြီးတာမဝဲနိုင်ပါဘူး။မင်းကအဲ့လောက်ပတ်စံရှိမှမထင်ဘူး။တော့ကိုကြီးတို့ဆင်းရဲတဲ့သူမှမဟုတ်တာချမ်းသာတယ်။အားစီးပွားပြက်လို့ခုလိုလမ်းပေးရောက်နေ။အော်ဒီလိုခင်ဗျားတို့ကြိုက်တယ်ဆိုရင်တတောင်းနဲ့ယူပြ။ဒီမှာတွေ့လားအသေးကြီးတစ်စိတ်တောင်မဖြုတ်ရသေးဘူး။နောက်ပတ်စံမရှိလို့ရှော့စင်းနဲ့ရောင်းတာ။မင်းကလေငါတို့အဲ့လောက်မတန်တဆိုင်မဝယ်ရက်ပါဘူး။ဒီလိုငါတို့လည်းဝယ်ရတာအနိုင်ကျင့်တယ်မဖြစ်အောင်တစ်ထည်ကိုတောင်းခွဲနဲ့ထားလိုက်။ဟုတ်ပြီဗျာကြိုက်တာယူ။ပေါင်းမြာတော့ဝယ်တော့2သိန်းရှိတယ်ဗျ။ယူကျင်2000နဲ့ယူ။အေးကွာကျေးဇူး။ငါဟိုတည်းကကြားကြီးဆိုတော့ဒီလိုကောင်းဆောင်ပွင့်ရင်လူထင်ကြီးတာပေါ့။ရာစာစိုးဝင်းမြတ်ကြုံမင်းတို့မျိုးငါကုန်ယူမှာနော်။ဟာကိုသိန်းရလောဘကြီးတာပဲ။ကျွန်တော်တို့လည်းကောင်းဆိုင်ပါတယ်ဗျ။အဲ့လိုပြောပြီးသူတို့ဆိုင်ရရေးယူကြတယ်။တကယ်လည်းဝတ်စားတွေကတန်ဖိုးကြီးတဲ့တစ်စိတ်တွေပါ။လုံးဝအထုပ်တစ်ထုပ်ကိုပဲသူတို့မသိအောင်ယူထားလိုက်တယ်။လုံးဝစားတွေကလုံးနဲ့ဆိုင်ရမ်းကြီးတာကြောင့်အားလုံးနဲ့တော်ကြပါတယ်။ကဲရော့ငါကုန်ယူချင်တာ။ဟိုကောင်တွေပါခွဲဝေလိုက်ရလို့ဒီမှာဝတ်စားငါးတယ်။ဘောင်းမြာ3တဲ့ယူမယ်။ကျေးဇူးပါကိုသိန်း။ဟုတ်တာမင်းတို့ငါတို့ကပြန်ကျေးဇူးတင်ရမှာမဟုတ်ရင်တက်တက်နဲ့တကူဒီလိုဝတ်စားမျိုးဝတ်ဖို့မပြောနဲ့အနားတော့မကန်နိုင်ဒါနဲ့ပစုံမပါဘူးလားပါတယ်ဒီဘက်ကမှာလိုချင်လျှော့ပေးမယ်လေ1000နဲ့ယူသွားဟာဒါပိုးသားဆက်နဲ့ပြုတ်လောက်ထားတာဒီကတစ်ထည်ကို3သိန်းရှိဟဲ့ငလုံးညတကယ်ကိုတတိသားပဲဘလို့ခုလိုဘွားရောက်နေလည်းမသိအတိတ်ကံမော့ဗျာခဏကိုကြီးတော့ပစိုး3ခွင်ဖယ်ထောင်းမယ်ဗျာအေးအဲ့လိုနဲ့လုံးရဲ့ဘေးခန်းလေးယောက်ကဈေးရောင်းဝယ်တည့်သွားတယ်သူတို့လေးယောက်ကဘွေရပညာတတ်တည်ဆိုတော့လုံးနဲ့စီတာလာစာကောင်းတဲ့လုပ်ကိုရရသူတွေပါလုံးမပါလာသမျှအဝတ်စားတွေထုတ်ရောင်းလိုက်လက်ထဲမှာပတ်စံ10သိန်းလောက်ပြန်ရလိုက်တာကြောင့်ဝမ်းသာမဆုံးပါဘူးဘလူတွေကလည်းတကယ်ဘိုးတက်နေပဲရသွားတာကြောင့်စေကြည့်ခိုင်တဲ့ထမင်းတော်မကြည့်နိုင်ပဲပြောနေကြတယ်ဇေယျကစွန်းရက်ထည့်ထားတဲ့စလုံးကိုကမြေခန်းနဲ့ပြန်ဝင်လာတဲ့ချိန်မှာထမင်းကြီးကပွားဆိုပြီးဝေးကြနေတာမျက်မကောင်းအောင်ပါဇေယျပြပြတဲ့ထမင်းကိုအောက်ချလိုက်တယ်ဟာသွားပါပြီထမင်းကိုပြက်ကိုသိရလေဗျာပြောတော့ထမင်းကိုကြည့်ပေးမယ်ဆိုပြီးတော့ sorry ကွာငါတို့အပြောလို့နေလို့မင်းထမင်းကိုမကြည့်မိတာကိုကြီးအဲ့ထမင်းပြက်တာလုံနေနဲ့လုံဝဲကျွေးမယ်နေစမ်းမအောင်ခုနကငါမှမင်းသိတော့မဲထင်တာကျော်တို့ပဲဖုန်းပြေးဆက်ရမလို့ဒါမှမဟုတ်ရွာသားရုပ်ပဲလိုက်ဖို့ရတော့မလို့ခုကြတော့ထိပေါက်တဲ့မျက်နှာဒီမှာတွေ့လားလုံလက်ထဲမှာပတ်စံ10သိန်းရှိတယ်နေစမ်းမအောင်ငါအောင်စိတ်မိကစုံရက်ခူတာအဲ့လောက်မကြပါဘူးဘယ်ကနေဘလို့မင်းကအဲ့လောက်အများကြီးပတ်စံရလာဟေးဝစားတွေရောင်းလိုက်တာလीဒါတွေရှင်းပြမနေတော့ပါဘူးတို့ပြင်မှာပဲဝယ်စားစုကဲငစီပြန်လာပြီဆိုတော့ငါတို့လည်းကိုယ့်အခန်းကိုပြန်တော့မယ်ကျေးဇူးငလုံးရေမင်းကြောင့်ငါဟိုတယ်မှာကြွားလို့ရပြီငါတို့လည်းတူတူပဲငလုံးကျေးဇူးကွာပြောပြီးတော့ကောင်ကတီးတီးပြန်သွားတယ်လုံးဝလည်းအပြုံးတွေဝေးစားစွာနဲ့ခေါင်းအာဘာတရားညိပြတယ်ကဲတို့ပြင်မှာဝယ်စားစုဟျောက်ပတ်စံမပြုံးနဲ့မင်းပတ်စံနဲ့တေးချတဲ့ကိုပြောင်းနေမယ်ဒီထမင်းအိုးကိုစံမြုပ်ပြုတ်လိုက်တော့မယ်ပြီးရင်ကစုံရက်ကြော်ပြီးစားကြမယ်ခမရလေးဗျာကစီနဲနေတယ်ဝယ်ကျွေးပါမယ်ဆိုမှအဲ့ဒါဆိုလေမင်းမသာဝယ်စားကွာငါသူများစီမှာလက်ကားမစားတတ်ဘူးဟောဗျာသူကစေတနာရှိလို့ဝယ်ကျွေးမှလीအဲ့ဒါတွေလုံးမနေနဲ့စေတနာနဲ့ဝယ်ကျွေးရင်တေးသေးဆိုရင်စားရတယ်လာပြန်တော့မယ်လုံးတင်းခေါ်တာကြောင့်စိတ်မှာပါလာပါတယ်ဝယ်ကျွေးမယ်ဆိုတော့လေတကယ်ဆိုင်ကောင်းစားကြီးခေါ်သွားတာကြောင့်ဈေးကလုံးကိုဆုံးမပါတယ်ဟျောက်အဲ့လောက်ပတ်စံမဖြုံးနဲ့တော်တော်ကြီးဆိုင်မှာစားမယ်တပွဲမှာ2500ပဲမင်းတို့ဖြုံးပုံမျိုးနဲ့ပတ်စံစိတ်တဲ့ခဏလေးပြောင်းပြီးတော့ခုနလိုဘဝမျိုးပြန်ရောက်ချင်တာစိတ်စကားကြောင့်လုံးဝခုနအဖြစ်ကိုမြင်အောင်ပြီးပတ်စံပြုံဖို့စိတ်မကူးရပါဘူးတကယ်ပါခုနသူမှာဘဝပြက်ပြီးလို့တ
တိမတက်ခံစားလိုက်ရတော့ရော့ပတ်စံကိုခမရပဲတင်ထားပြီးတော့ပတ်စံတထုပ်ကြီးလာပြီးတာကြောင့်စီရလုံးကိုဇဘိုးတစ်ချက်အုပ်ပြလိုက်တယ်။အော်နော်လေးပြော့ဘာလို့ဇဘိုးအုပ်တာလဲ။ဖြစ်နိုင်မင်းလေဘင်းကိုပါတက်နေစင်တာခစ်ကာလာကောင်းလာမို့ဒီလိုကြီးယူလာသလား။လို့တလောက်ပဲယူပြီးတော့စောက်မှချန်ထားပါလား။ဒီချိန်မှမြတ်မတမာတဲ့သူတွင်နှစ်ယောက်လုံးရေးဝေးတက်ရမယ်ဘာမှနေ။ရော့တောင်းကြိုင်ထားပြောပြီးတော့ကျန်တဲ့ပတ်စံကိုစီရပစိုးလေးတီချထည့်ပြီးဖွက်ထားလိုက်တယ်။တိတ်မကြခင်သူတို့ညလုံးရဲ့ရှေ့မှာကောင်းလေးတယောက်ပတ်စံရင်လှုပ်ခံလိုက်ရတယ်။လူတဲ့ကောင်ညာဆိုင်ငယ်နဲ့ဖြစ်တာကြောင့်စီတို့ကဘာမှဝိုင်းကူလို့မရပါဘူး။ပါသွားပါပြီ။ညီလေးဘလောက်ပါသွားလဲ။2000ပဲပါတာကိုကံကောင်းလို့လူကိုတတ်မသွားတာ။သူတို့မှဓာပါတွေကိုအေးတတိထားကုကိကမလွယ်ဘူး။အကတို့လည်းတတိထားအေးလမ်းစိတ်ရောပါလား။အေးဟာဒီနားလေးပါကိုသွားအောင်မေ။အဲ့လိုထွက်သွားတော့လုံးဝအနောက်ကကြားလိုက်တဲ့အတိုင်းအလောတကြီးစိတ်ကိုလက်ဆွဲပြီးတော့အမြန်တော်ကြီးဆိုင်အောင်လာတယ်။အဲနောက်ထိုင်းနောက်မစားဘဲပါစေဆွဲပြီးဆောင်ပြန်လာတယ်။အဆောင်ရောက်မှလူတယောက်တက်ပြင်းမှုတ်ထုတ်ပြီးကရင်ပေါ်စီပြက်လက်ပြက်လဲချလိုက်တယ်။ဒီကတော့စားစရာတွေပကံနဲ့ထည့်ပြီးတော့စားတော့ဖို့ပြန်ပါတယ်။ဇင်းနဲ့လုံးဒီနေ့ညနေ4 နာရီမှလှုပ်ဆင်းရတာကြောင့်ပျော်ရွှင်နေကြပါတယ်။လုံးဝဝတ်စားမရှိတော့ဒီနေ့ shopping ထွက်မှာဖြစ်ပါတယ်။ကမုန်းပွဲမှာဝတ်စားဝယ်ကြတယ်။မင်းရလေကိုဖို့တော့မချန်ထောင်းခမရလေလုံးလဲပတ်ဆက်ရခြင်းစုံနဲ့ရောင်းလိုက်ကြလीပြီးတော့လုံးနေနဲ့ဒါတွေဝတ်ဖို့မသင့်တော့လောက်တဲ့လောက်ကကားဝက်လျှော့ဝတ်တာဟာကောင်းစားဆိုရင်လူမြင်လို့မကောင်းနေအဲ့ဒါကြောင့်တုတ်ပံမလို့ဒါလေးလာလား2000ပဲပေးရတယ်ဒီမှာဒီလောက်ဈေးများတာကိုမင်းဝယ်ဖို့မလို့လားမများပါဘူးဒါမျိုးတစ်ခါမှမဝယ်ဘူးပဲအေးမင်းအဲ့လိုသာဝယ်နေမင်းပတ်စံ10သိန်းကခဏလေးနဲ့ပြောင်းဟုတ်သားပဲ2000ကဈေးများတယ်ဒါဆိုရင်ဒီတက်စီနေတာရှိလားရှိတယ်ငါဝယ်နေကြနေရပဲအင်းကြီး1000ဖို့ငါးရရတယ်ဟမ်တကယ်လားတန်တာဖို့သွားကြမယ်စိန်နဲ့လုံးပြုတ်တွေရောင်းနေနေအောင်သွားကြတယ်လူတွေအားလုံးကဝိုင်းပြီးရွေးနေကြပါတယ်လုံးလဲကိုနှစ်သက်တာရွေးတယ်အဲ့ဒီချိန်မှာလုံးကင်ထားတဲ့အင်းကြီးတစ်ထည်ကိုအတော်ရဆွဲယူလိုက်တယ်အနီဒါစတော်ယူထားတာပြန်ပေးပါပေးပါဦးတောင်ကသားတော်ငါရင်တွေ့ရအတော်ကတွေ့ရုံပဲတွေ့ရလေကျွန်တော်ကဒါအောင်ရင်ယူထားတာပြန်ပေးလုံးဝပြန်ဆွဲတော့အနီဝါတုတ်ကြီးဟာအတန်ကျင်းနဲ့ရန်တွေ့ပါတယ်။လုံးဝအရင်မဆိုင်ပဲပတ်ဆက်ရှင်ပြီးတော့စိတ်ကိုခေါ်ကအိမ်ညာထွက်ဖို့ပြန်တော့ဘလူတော်ဖြစ်ရလဲငါကောင်ကြီးဟာတတိသားနေခုတော့ဘယ်တော့ဝရတဲ့စစ်မှာလား။အဲ့ဒါမင်းတို့လုပ်လားရဲပိုင်ကိုလန်းကိုတောင်ကောင်းမယ်နော်။ငါရမဖြစ်ချင်။အေးပါမင်းရဲ့စောက်ပြတ်တက်နေတဲ့ပုံဓာတ်ပုံရိုက်ပြီးတော့တငယ်ချင်းတွေစီကိုပို့ရမယ်။အေးပိုင်မင်းမျက်ကွက်မစုပ်ချင်ရက်လိုက်နော်။ငါအမိန်ပေးလို့ရလို့လား။ပြောပြီးဖုန်းကိုထုတ်ကဓာတ်ပုံရိုက်ဖို့ပြန်တော့လုံးဝရဲပိုင်ကိုဆွဲထုတ်ပြပါတယ်။တစ်ပတ်လူကထမမထားတာကြောင့်လုံးရဲ့လက်သီးထိုးခြင်းကိုခံလိုက်ရတယ်။ရဲပိုင်ဟာပြန်ထိုးဖို့ပြန်တော့ဆေးရလုံးရှိကနေကားပြီးရဲပိုင်လက်ကိုလင်းပြလိုက်တယ်။အလွန်နာကျင်တာကြောင့်ရဲပိုင်အော်တန်ငေးတန်ပါနေတယ်။အော်နော်ရီတောင်းစားလို့မင်းဟာရှမ်းလူနေပါလား။ငါတို့ဘက်ကအေးဆေးဆေးဈေးဝယ်နေအောင်လာနောက်ရှက်တေးစင်ပြီးနဲ့တူတယ်။ပြောပြီးတော့ဆေးရအားဖို့ထည့်လိုက်တော့ရဲပိုင်အော်တန်တတော်ကိုကျေးသွားတယ်။အဲနောက်ဆေးရရဲပိုင်ကိုစောင့်တွန်းပြပြီးလုံးရဲ့ပကုံဖက်ကခေါ်လာတယ်။အဲ့လူကမင်းနဲ့ရန်ညူးရန်စားရှိရသူလား။ဟုတ်တယ်။လုံးပိတ်ပြီးတော့လာရှုပ်တဲ့ငနာကောင်လေးဖယ်စမ်းပါခမရလက်ကစီးမရှိဘူး။လုံးဝဆေးရဲ့လက်ကိုပုတ်ထုတ်လိုက်တော့မင်းရလေ။ဘာလို့စီးရှိရမှာလဲ။ယောက်ျားချင်းနဲ့ဖတ်တာပဲဘာဖြစ်လဲဖတ်တယ်ကွာ။အဲ့လိုပြောပြီးလုံးရဲ့ပကုံပေါ်လက်ပြတ်တင်တာကြောင့်ပါဇက်ထဲကကွန်ထရီကိုသူဆောင်ထားတဲ့ကျွတ်ရိတ်တွေထွေးထည့်ပြလိုက်တယ်။ဖယ်စမ်းပါလုံးဝလာမဖက်နဲ့မကြိုက်ဘူး။တီးကြတယ်။မင်းကတော့အချောက်ပဲ။ခမရနော်။ကြောက်တိကျညကြိုင်လုံးကလေးမှလာအိတ်ကြည့်ပြီ။တော်တော့မင်းနော်လက်သေးနဲ့ပိတ်ထုံမှတီးသွားစင်လား။ဘာဖြစ်လဲယောက်ျားစင်ပဲ။ရောင်တော်လိုက်တော့ငါမင်းကလေးပဲစိတ်ဝင်စားတာ။လုံးဝလေလုံးပိတ်ပြားလွှဲရင်ခမရလိုရုပ်ချမ်းကြီးကိုအိမ်မက်ထဲတောင်မှတ်ဘူး။ဒီစမ်းမအောင်မင်းပိတ်ပြားမင်းတလူချင်းနေဖြစ်တာသိရလား။ပေးမသိပါဘူးဗျာ။သူ့သားအေးစေးစာတင်ပါစေ။လုံးကူရီမန်းချက်တစ်ခုပဲရှိတယ်။ပတ်ဆက်ရှာပြီးဘေဘီကိုလက်ထပ်ဖို့ပဲ။ကောင်းလိုက်တဲ့ရီမန်းချက်ဒီမှာလုံးကိုဝန်းကိုတော်မနေရှာစားရတာမင်းဘေဘီကိုလက်ထပ်ပြီးတော့အတူတူစူးစမ်းကြပေါ့နောက်ဆုံးကွာမိမယူတာလွယ်လွယ်လေးယူတာယူပြက်လိုက်ကိုရှာမကျွေးနိုင်ရင်သူရှာကျွေးလိမ့်မယ်အဲ့ဒါယောက်ျားကောင်းလုံးမမဟုတ်တာဗျဒါကြောင့်ခမရခုတည်းရီးစားမရတာရမှလည်းမဟုတ်ပါဘူးခမရလူရုပ်ချမ်းယူဘယ်သူမှကြိုက်မှလည်းမဟုတ်စော်ကားတာစော်ကားဒီမှာ9ယောက်ကမင်းလို6ယောက်မဟုတ်ဘူးသိလားဟောလိုမျက်စိတစ်ဖက်ဖိတ်ပြလိုက်တာနဲ့မရင်းကောင်ဆိုပြီးဖမ်းခံရမယ်ရုပ်မရမ်းလိုက်တာကြည့်စမ်းမရင်းရုံမဟုတ်ပါဘူးမင်းသာမိမမကောင်းယောက်ျားချင်းမှကြမ်းမဲရုပ်အဲ့ဒီစကားကြောင့်လုံးဝစိတ်ကိုကြကြကြည့်ပြီးတော့
ရှောင်းနှခမ်းတဲ့တက်ကမျက်ခုံးတစ်ဖက်ပြပြပြီးဒါဆိုရင်ဒီညခမကိုလွန်းကြံမယ်ပြောပြီးဆေးရလေပြီးကိုတိုင်းဖက်တော့ဆရာစိတ်ထဲတစ်မျိုးဖြစ်သွားပေမဲ့ဆက်စင်လုံးအောင်တွန်းဖယ်ပြီးတော့ဟျောင်းလုံးနေတော့ငါဆွဲထိုးမှာငိုနေပြီးကြမှာခမပဲလုံးဝယောက်ျားချင်းမှာကြမ်းမရုပ်ဆိုအဲ့ဒါကြောင့်နေရရှိတဲ့ခဏလိုရုပ်ချမ်းရင်လုံးဆွဲစားလိုက်တော့ဟာဟျောင်းမင်းကနဲ့ဝေးဝေးနေတော့ငါမင်းဖေပြီးနဲ့တိုင်မှာဖေအဲ့လိုပြောပြီးလုံးကိုဖယ်ထုတ်ကောင်ရှိရနေခက်တဲ့ရှောက်သွားတာကြောင့်လုံးဝလမ်းအော်ပြောပြလိုက်တယ်လုံးဝတော့မချောက်တာသိကြတယ်ခမတော့ခုမှပွင့်ကားစားထင်တယ်ရက်သွားတာများမျက်နှာမနီးလို့ရုပ်ကျင်းနဲ့မှမလိုက်မအောင်စောက်မအောင်ခွေးကောင်မလောက်ရှက်နေဟျောင်းဆရာလန်အော့ပြောတော့လုံးဝသဘောကျစွာကြီးမောပြီးအနောက်ကနေလိုက်လာပါတယ်ဘာပဲဖြစ်ဖြစ်စိတ်လိုအားဆိုတဲ့သူကိုလုံးကိုတရားလိုခင်ပါတယ်သူကလူကောင်းဆိုတာလွန်းသိတယ်ဒေါက်တာဒိန်နေ့စဉ်နေတာမျက်ရည်နဲ့မျက်ခွာဖြစ်နေပါတယ်တော်ရီတော်သမီးဖြစ်သူလွမ်းလာလေယူမတတ်ပါကိုလေသမီးစိတ်ကြောင့်အိပ်ရာတွေလဲနေတယ်မိမစီးတော့ရအောင်တောက်ချင်မအောင်တင်နေရတော့အိမ်ပြန်ခေါ်ပြီးမိမရာခက်တော့တာပဲဘာမှမခက်ဘူးတင်းနဲ့တောင်တင်းနဲ့လမ်းလို့သေးတော့မသိလားအရာအလုံးသူ့စိတ်ကြိုက်ဖြစ်ပါစေမိမယူမယ်ဆိုလဲမိမပဲပေးစားလိုက်ပြန်ခေါ်ပြီးဘယ်ရောက်လို့ပဲပေါက်မှမသိရသူယောက်ျားကဘလို့ပြန်ခေါ်မှလဲစုံစမ်းတာလည်းနှစ်ပတ်ရှိနေပြီဘာတည်းမှမစားရအောင်တောက်မိမစွတ်ဖြစ်စေချင်တော့လဲမင်းအခုယောက်ျားကဘလို့ရှားရမလဲလင်မယားနဲ့စကားပြောနေချိန်ဒေါက်တာတင်းဖုန်းကမြည်လာတာကြောင့်ယောက်ျားဖြစ်သူကစပွဲပေါ်ကဖုန်းလမ်းယူပြီးတယ်ဘသူလဲယောက်ျားနံပါတ်စိမ့်မေကိုင်လိုက်လीမကန်ကြပါကိုင်လိုက်ပါအေးကြီးရဲ့ဖုန်းဖြစ်နေဘလို့လုပ်မလဲဒေါက်တာတင်းအာမပါတဲ့လက်နဲ့ဖုန်းကိုဖွင့်လိုက်တယ်ဟယ်လိုမမီသားပါသားဘယ်ရောက်နေရလဲမမီစိတ်ပူလိုက်ရတာအိမ်ကိုပြန်လာခဲ့ပါသားရဲ့မမီသားကိုလွယ်လို့တည်တော့မယ်မမီကလည်းသားမိန်းမတယောက်ကိုယ့်ရဲ့ချင်းနဲ့ကိုရှူနိုင်မှပဲအိမ်ပြန်လာခဲ့မယ်သားကိုစိတ်ပူမနေနဲ့သားပြောချက်ရှိလို့ဖုန်းဆက်လိုက်တာပြောလေသားမမီရဲ့ညမမှာချစ်သူရှိတယ်အဲ့ဒါမမီသူတို့ကိုသဘောတူပေးလိုက်ပါဟမ်ဒါကချစ်သူရှိတာမမီမသိပါလားမမီကိုကြောက်လို့မပြောရတာနေမှာပေါ့အခုတီတီကခိုးရလိုက်ဖို့ပြနေပြီအသက်ကြီးမှခိုးရလိုက်ရင်ပဝင်းစင်မှာမမီတို့ပဲရှက်ရမယ်အမြန်ပေးစားလိုက်အေးပါထားကိစ္စကိုမမီစီစဉ်ပေးမယ်အခုသားဟာအဆင်ပြေလားပြေရမမီတာနေလဲကောင်းနေအခုသူများဖုန်းနဲ့ပြောနေအောင်လို့ဒါပဲနော်မမီသားကျမ်းမာရေးကြီးဆိုင်တဲရီကိုလည်းပြောလိုက်သားကရေးချင်းပြေးသွားတဲ့ယောက်ျားဆိုတာပြောပြီးတော့လုံဖုန်းချလိုက်တယ်အဲနောက်မမီနံပါတ်ကိုဘလော့ပြီးတော့ဖြတ်ပြလိုက်တယ်အဲချိန်မှာစုကျဲဆန်းပြန်နဲ့ဘောင်းမီတို့ဝတ်ထားတဲ့ဆရာလုံးစီလာတယ်ရောက်လို့ဟိုမှာရာဇဖုန်းပေးလိုက်တော့ရွက်ကိုရစားကျေးဇူးပါလုံဖုန်းပြန်ထည့်ပေးမယ်နော်လိုပါကွာမင်းဘေဘီနဲ့အဆင်ပြေလားမမီစီဖုန်းဆက်တာကိုရီစားစီဖုန်းဆက်တယ်လို့ပြောတာကြောင့်ရာဇမေးတာဖြစ်ပါတယ်လုံးဝလည်းအဆင်ပြေတယ်လို့ပဲလက်မထောင်ပြလိုက်တယ်ကဲပြေတယ်ဆိုပြီးရပဲဒါနဲ့ဒီညပြက်ကဲကြမယ်နော်ငါဒီနေ့ယာရုတိုးတယ်မင်းတို့တကားခံမယ်ဒီညကဘားလက်စုစင်းနဲ့လူကတော့မသွားစင်လို့မပြောပေမဲ့စင်းတဲ့သူတွေကတော့ပြောနေကြတယ်စင်းတဲ့လူကရာဇကိုအားနာလို့လိုက်ခဲ့ကြတယ်လူကငကိုတွေကဝတ်တက်စားတတ်တော့ဘာနဲ့လိုက်ပတ်မယ်ဝန်စားဝတ်ခဲ့တယ်ဈေးကတော့ရှိုင်းညီဖြူနဲ့ပူပူဆိုဝတ်လာတာကြောင့်အားလုံးကရီမောကြပါတယ်ရောက်မစိငါတို့တော့မှာဘာကွာဖုန်းကြီးဆောင်မဟုတ်ဘူးအဝတ်စားသက်ဝတ်ရမယ်ဆိုလို့ရှိရဝတ်လာလေဒါတော့လုံးပေးထားတဲ့ဟာတွေကဝတ်လာမင်းကြီးလည်းမင်းကတော့ကွာဝလုံးရီမင်းကိုယူနည်းနည်းပါးပါးလေးတင်ပြပေးပါအကိုရဒါသိမ့်မကောင်းတော့တင်ရတဲ့လူကအသက်ထွက်သွားမယ်မင်းတော့ဘာလဲငါနာပြောတာကိုအကိုရဘာကိုမရောက်ဘူးမှသိတာတယ်ဒီလိုပုံစံနဲ့ဒါလိုက်ခဲ့တော့ပြောမနေနဲ့မင်းကိုရ KTV ကလာမင်းကျဲစင်တို့နဲ့တောတူကိုခေါ်တာတော့ဘာပြောရမလဲ KTV သွားမှလာမင်းတို့ကျဲစင်တို့တွေ့ရတာမဟုတ်ဘူးတဲ့မိုးကောင်းကင်ကိုမောကျင်လဲတွေ့ရတယ်လေဇေယျကုတ်ဟာသားလုံနေရတော့စိတ်မဆိုးပဲနဲ့သူတို့နဲ့အတူလိုက်ရည်ပါတယ်ရီတန်ထဲမှာတော့လုံးရည်ရီတန်အကျဲဆုံးပါဘာရောက်ရင်စဉ္ညာနဲ့တီးလုံးတန်နဲ့အတူလုံးတော့ကခုံပေမဲ့ဇေယျစပွဲအနေမီးထောက်ပြီးတော့ကြည့်နေပုံမှာတော်သားမျိုးရောက်နေတဲ့ပုံနဲ့တူပါတယ်လုံဝဆေးကိုကြည့်ပြီးရီရတာမဟုတ်လုံကားလို့မောတော့စေးဘိနာမှာဝင်ထိုင်ပြီးကိုကာကိုလာပဲမှာတောက်တယ်ဇေယျလည်းအေးပဲတောက်တာကြောင့်ကိုသိန်းရတာမင်းတို့နှစ်ယောက်ကတော့တကယ်ဦးကြောင်ကြောင်လေးလို့ပြောပါတယ်။အဲ့တော့ကပါလားတော်စက်မှာမကတော့အခုတော့ငါလိုက်ကြည့်ရတာမျက်စိကိုနောက်နေရပြီ။လူတွေကဘာလာပြီးတော့အခုလိုမျက်မိုးလေးအောင်ကကြရလား။မင်းပဲရှိနေလိုက်ငါ့ကိုတမယာသီးတစ်လုံးလောက်တောင်းပေးစမ်းပါ။သူတို့ကတာကျင်းနေခေါင်းမူလာလို့ကျုပ်ကတော့ခမရအချောက်လို့ပြောပြီးတော့တကယ်ကခမရမှာ6တိ။ဟိုမှာတွေ့လား။စော်လေးတွေလမ်းလိုက်တာ
သူတို့နဲ့တူသွားကပါလားကိုရစားတို့ဖွဲ့တာကခုန်နေတွေ့တာပြောစရာကြီးမင်းတို့ပဲပြောငါတော့ထွက်ပြေးကြလာပြီတမယာသည်မပေးရင်ဒီပါငါအဲ့ကျင်လာပြီတကယ်လေးစိတ်အန်တော့မဲ့ပုံဖြစ်တာကြောင့်လုံးဝဝိထားစီကတမယာသည်တောင်းပြီးဘားပြင်ထွက်ခဲ့ရပါတယ်ဘားပြင်ရောက်တာနဲ့ရောင်ပိတ်ကြည့်ပြီးစီကအန်ပါတော့တယ်ဟာခင်ဗျားတော့ပြက်တနာပဲမြဲလူကြီးနေမယ်စားငါ့ကိုကြောကုန်းလာထုပေးစမ်းပါတကယ်တာဆန်ပဲပြောပြီးတော့စီရဲ့ကြောပြင်းရောလုံးဝထုပေးတယ်အဲ့ချိန်မှာပြိုင်ကားကောင်းစားကြီးပေါ်ကဘီဘီကိုတွေ့တာကြောင့်လုံးဝစိတ်ကိုမထုပြီးတော့ပဲပြိုင်ကားစီကိုလာခဲ့တယ်ပြိုင်ကားပေါ်ကတွေ့ရလဲနှက်ခမ်းကျင်းနေနေတာကြောင့်လုံးရဲ့နှလုံးသားတွေနာကျင်ရပါတယ်ဘီဘီမြင်တာပါချိုးချိုးတာလေလုံးတဲ့ကြောင့်ကားပေါ်ကတွေ့ရနဲနေအောင်အလက်တကြားရက်ပြစ်လိုက်တယ်အော်ကိုလုံးမလားဘာကိစ္စလဲမင်းဘာချိုးချိုးတာလဲလို့မေးညာလေအဲ့ကောင်ကဘယ်ကကောင်လဲအောင်မနဲ့လူငမွေးကောင်အများငါကိုယူကောင်လို့ပြောကြလားဘယ်တော့ဝတ်တက်ကောင်အများမင်းတော့စိတ်တူတာကြောင့်ဘာစကားမှမထွက်နိုင်တော့ပါဘူးဇေယျလေလူတစ်ခုဖြစ်ပြီးဆိုတာသိတာကြောင့်ပင်ရဲ့ပါစက်ကိုပစုံနဲ့တုပ်ပြီးတော့လို့စီလာခဲ့တယ်ပါလေကျမကိုအုံတော့မရှိဘူးထင်နေရလားရှစ်လူငမွေးကောင်ကျမလူနိုင်ငံသားပြန်လက်ထက်စီရလားကိုနဲ့တက်ရမမှန်ဘူးနဲ့ကြောတင်းပြီးမောင်းမာနေတဲ့သူကကိုတစ်ချိန်ကယူမှုချစ်ခဲ့ရတဲ့ဘေဘီရဲ့လားလိုင်းမှာစုံပြီးတော့နှစ်လုံးလုံးချစ်ခဲ့တဲ့ချစ်ကငွေကြောင်လားသူနိုင်ငံသားမှာကြောင်းတက်ခြင်းနဲ့ဆိုလို့ကို့မှာဖိုးဖိုးစီကတ်ချွေပြီးဘဖိုးတောင်းလို့ရသမျှအကုန်သူကြောင်းတက်ဖို့ခါရထောက်ပံ့ပေးခဲ့တာဒီလိုကုံမောက်ဖို့လေလားကို့မှာတော့သူ့ကိုချစ်လို့ဖိုးဖိုးစီအမွေရတာနဲ့ယောက်ျားတစ်ယောက်လုံးတက်တက်လုံးနေထိုင်ဖို့ဆုံးဖြတ်ခဲ့တဲ့ရလကဒါလားဟေ့အောင်မင်းဒိုးလာရင်ကောင်းမယ်ကိုကြီးသူ့လိုလမ်းပြရကောင်းတဲ့စကားဆက်ပြုံးနေနဲ့ဘာအကျိုးမှမရှိဘူးစင်ကားပွင့်ဟိုတယ်ကိုသွားရအောင်သွားပြီနော်ဘယ်တော့မှပြန်မဆုံးကြရအောင်ပြောပြီးမုံထွက်သွားတဲ့ကောင်ကြီးကြီးရင်လည်းလုံးရည်တူတွေကွေးကြကုန်ပါရင်လုံးပေါ်ရေးရေးဆက်ဆက်လှုပ်သွားတဲ့သူမဟုတ်လုံးလက်တုပ်ပြန်တဲ့နေဟျောင်းဘာဖြစ်တာလဲမင်းတို့ဘာလုပ်သွားလို့လဲသူရက်ဆက်တဲ့ရက်ဆက်တယ်ဗျာခုနကကားပေါ်ပါသွားတာမင်းရဲ့ဘေဘီလားအဲ့ဒီမိမရုပ်ကိုဝင်းနဲ့ဖို့တက်ချင်တယ်အေးသူ့ကိုမတက်ခင်မင်းရင်သေးတော့မဲ့ပုံဖြစ်နေတာအားထဇေယျဆွဲထူတော့လုံးဝစိတ်ရဲ့ကော်လန်တစ်ဖက်ကိုဆွဲပြီးမိမရုပ်ငါ့ဘောဘာလို့ခုလိုလှုပ်ရလဲ။ယောက်ငါမင်းရဲ့ဘေဘီမဟုတ်ဘူးနော်။တတိထောင်စိတ်စကားဆုံးတော့လုံးဝအော်ဟင်ကိုယူပြီးစိတ်ကိုအတင်းဖက်ပြလိုက်တယ်။ဇေယျတကားမှခုလိုယောက်ျားတစ်ယောက်ရဲ့အဖက်ကိုမခံဘူးတာကြောင့်ပုံမှန်မဟုတ်တဲ့ရင်ခုန်တန်တွေဖြစ်ပေါ်လာပါတယ်။ယောက်စီယောက်ျားချင်းဖက်တာအဲ့လောက်ရင်ခုန်ကြလား။ပြဿနာပဲ။သူမချောက်ပဲငါချောက်ချင်နေရလား။အဲ့လိုလမ်းတကြားတွေးမိရင်လည်းလုံးဝစောင့်တွန်းပြလိုက်တော့အော်ခမရမှာကျုပ်ကိုငမွဲကောင်ဆိုပြီးတော့ဖက်ပြီးတော့မနဲ့တိုက်နိုင်တော့ဘူးရတယ်ကို့ဘာသာအရက်တော့ပြီးအသေးကွဲမယ်အဲ့လိုပြောပြီးဘားရိပ်ပြန်ဝင်ပြီးအပြင်းစားရက်တွေတောက်ပြတဲ့ဇေယျသူအဲ့လိုမဟုတ်ကြောင်ပြောပြီးတားပေမဲ့လည်းမရပါဘူးနောက်ဆုံးလုံးဝအရက်မူးလာပြီးတော့စိတ်ကိုရက်ပါတော့တယ်ဇေယျတော့ဘားရိပ်ကနေလုံးကိုဂုံးပိုးပြီးတော့အိမ်ပြန်ခေါ်လာတယ်ည12နာရီဖြစ်တော့ကားရလုံးဝငှားလို့မရဇေယျပစိုးတော့ကောင်းကောင်းမဝင်နိုင်မင်းနဲ့ဆက်လွေတိုင်းရတွေဖြစ်ပါခမရပဲစဉ်းစားကြည့်ငါဘာကိစ္စစင်ကိုစားရမှာလဲတိတ်ဝမပြောနဲ့ကျုပ်တို့ကိုဒီလောက်ကြစ်တာဘာကြောင့်ခုလိုလုပ်ရတာလဲဗျာဟေ့အောင်မင်းထုရနဲ့ငါကြောပုတ်တော်မယ်ဘာလဲခင်ဗျားဘာကျုပ်ကိုငမွဲမလို့ထုမခံချင်တာလားထုတယ်ဘာဖြစ်လဲဟာနားလေကိုဒါဆိုရင်မထုတော့ဘူးနေရပြောင်းလိုက်မယ်အဲ့လိုပြောပြီးစိတ်ရဲ့စပင်းကိုစောက်ဆွဲကနင်းလိုလှုပ်စီးပြန်ပါရီတက်ကလောက်ဟဲ့သွားစမ်းဟုတ်ပြီသွားစမ်းရှာလျာလေးနဲ့ရိုင်ထိုးပြီးတချင်းစုံနေရလို့စိတ်မြောင်းနဲ့ပြစ်ချခြင်းစိတ်ပေါက်လာတယ်။သူကသူသေးပြီးလဲရှောက်ရလုံးညောင်းတာတစ်မျိုးသူထူးရိုက်လုံနာတာတစ်မျိုးအခုလဲနာနာကပ်ပြီးတချင်းစုံလို့နောက်ရတောင်ခံရတာတစ်မျိုးအမျိုးမျိုးသောဒုက္ခပေးနိုင်တဲ့လုံးကိုဇေယျတီးခံပြီးအိမ်ပြန်ခေါ်လာတယ်။တခါထောင်းကိုပြီးထူးရိုက်လိုက်တချင်းစုံလိုက်ရှိလိုက်နေသူ့ကိုကြည့်ပြီးကိုပါလိုက်ငိုခြင်းစိတ်ဖြစ်ပါတယ်။လူဟာကရင်ပေါ်မှာစေကားရလက်ကားရနဲ့အယုတ်ဆိုးစွာအိပ်ပျော်နေပါတယ်။ဇေယျလည်းတစ်ဖက်ကရင်ပေါ်မှာနည်းချအိပ်ပျော်လျက်ပါအဲ့ချိန်လုံးကမျက်နှာရှုံးမိပြီးတော့ခေါင်းကိုလက်နဲ့ကန်ကအော်ကြီးပါတယ်။ခေါင်းကိုက်တယ်မမီရေတာခေါင်းကိုက်တယ်အဲ့ဒီအုံငိုတန်ကြောင်ဇေယျဘူးလုံးလုံးနဲ့နိုးလာပါတယ်။ညလုံးကိုထမ်းပြီးစောင့်ပြန်ရောက်တော့ည3 နာရီရှိနေပြီဖြစ်ပါတယ်။တခုသူကန်ကောင်းတာကလုံးဝအဲမချတော့အလုံးမရှုပ်ပါဘူး။အဆောင်ရောက်တာနဲ့လုံးကိုဂရင်မော်တင်ပြီးအိတ်စီတယ်လို့သူလည်းပင်ပန်းလွန်းလာကြောင်းတစ်ဖက်ဂရင်မော်လည်းအိတ်ဖြစ်ခဲ့ပါတယ်။ဟေးငိုနဲ့ခေါင်းကိုက်တယ်တီတီရေနှုံးခေါင်းကိုက်တယ်မမီရေတဲဒီ
ပူကဲပါခုမှမင်းမိပါရီအတော်ဖိုးဖွားရီတနေလားညာတော့ဒီလောက်ပြင်းတဲ့ရက်ကိုတောက်တော့ဒီလိုပြစ်မယ်ဆိုတော့မသိဘူးလားခင်ဗျာစုဝဲစုနေရပဲအဖက်ချောက်ကပ်ပြီးရင်းနှီးချမ်းတောက်လို့ရနေလောက်ပြီကျုပ်ကိုတန်မြာကြီးဖြော်ဝေးစမ်းမှာရှင်နေတအားပူပြီးကောင်းနေကြိုက်နေလို့ငါလည်းဝတ်ကြီးတာပဲမင်းကိုဟိုဘဝကဘာတွေများငါလုပ်ခဲ့လို့အခုလိုပြုစုနေရလဲမသိခင်ဗျာရင်ပွားကျုပ်ကိုမတရားနှိပ်စက်ခဲ့လို့ဖြစ်မှာပေါ့အောင်မလာသေးတယ်ကြီးကန်လိုက်လို့ကျမ်းမြင်တဲ့တခါတည်းမုံနေနှမ်းပေးနေရကန်စင်လဲနောက်မှကန်ချအခုရင်ပူတဲ့ခေါင်းကိုက်တယ်ဗျတန်မြာကြီးဖြော်ပေးမဖြော်ပေးနိုင်ဘူးမင်းဘက်သာသိလိုက်အဲ့လိုစကားပြောပြီးမယ်လူကတော့မတ်တက်ရက်ပြီးအိုတရုတ်ကြီးစီကိုတန်မြာတီးသွားတောင်းမှုဖြစ်နေပါလေမကြခင်အိုတရုတ်ကြီးစီကနေတန်မြာကြီးတခါလေးဖြော်လာပြီးတော့လုံးကိုတိုက်လိုက်တယ်လုံးကလေတခါမှအရက်မတော့ဘူးလားကြောင့်အခုလိုလူလိန်ခဲရခြင်းဖြစ်ပါလေတန်မြာကြီးတော့လည်းမသက်တော့နှိပ်ပေးပါလားတကလုံးမင်းလူပါသိပ်ဝါရင်နော်မင်းအမေရက်တော့တာငါနှိပ်ပေးစရာလားမင်းကိုလည်းစောင့်တိကုန်းပိုးပြီးခေါ်လာသေးတယ်အခုလည်းအိတ်ချင်စိတ်ကိုဖျောက်ပြီးတော့ထားလုပ်ပေးနေရတာခင်ဗျာအကြီးပဲဗျာကိုကြီးလက်စားနဲ့ကိုကြီးပြီးတော့နင့်နာခံပေးပါဗျာနှိပ်ပေးပါဇေယျလုံးကိုမျက်စောင်းထိုးကြည့်ပြီးတော့အကြည်မနဲ့နှိပ်ပေးရှာပါတယ်လုံးကတော့မျက်စိမိတ်ပြီးအနှိပ်ခံနေရှာတယ်ဇေယျလုံးရဲ့မျက်နှာကိုသေချာကြည့်ပြီးနဲ့ရှင်တွေခေါ်လာပါတယ်ကြည့်ပါဦးယောက်ျားဖြစ်ပြီးလှလိုက်တဲ့နှက်ခမ်းညခုံးကလည်းခုံခုံလေးညနာလေးချုံးမိလိုက်တော့ဒီကောင်စပင်တို့သာစုပ်ပေးလိုက်ရင်တော့တကယ်မိန်းကလေးပုံစံအတိုင်းချုံးနေမှာဟဲ့လူငါအတန်ကြီးနေပါလားကျုပ်ကိုကြည့်ပြီးပြတ်မားနေရတာမင်းတော့အထိုးခံခြင်းနေနဲ့တူတယ်တော်ပြီမနှိပ်တော့ယောဂလက်တွေကိုယူလိုက်တော့သူကအဲ့လက်တွေကိုဆွဲယူပြီးချက်ချင်းသူ့ကောင်ပေါ်ပြန်တင်နေသူကနှိပ်ခဲခြင်းလို့လုပ်ပေမဲ့စီရတို့ရင်ခုန်တဲ့နေနှစ်ဆဖြစ်တာကြောင့်ကိုပတာကိုအံ့ဩလျက်ပါခမရလည်းဒါလေးစတာကိုစိတ်ဆိုးစရာလားခမရတို့တကယ်၆ထင်နေအေးမင်းအဲ့လိုခဏခဏပြောနေငါ၆လိုက်ရမလား၆ပါနဲ့ဗျာတော်ကြကျုပ်ကိုခမရဆွဲစားနေဦးမယ်အေးစားမှာမင်းကငါအယိုးပါမကြောင်စားပြတ်မှာအဲ့လိုပြောပြီးလုံးနှခေါင်းမနာညစ်ပြတဲ့ဒီနေ့အလုံနာတာကြောင့်စိတ်နှလုံးကောင်းကောင်းနားယူဖို့ဆုံးဖြတ်ထားပါတယ်ဒီနေ့ခမရပဲထမင်းချက်လိုက်နော်မင်းကဘယ်နှခါချက်ဖို့လို့လဲတက်ကလောက်ခမရနော်ကျုပ်ကိုတက်ကလောက်လို့မခေါ်နဲ့ခမရအကြီးပဲအနစ်နာလာပြန်ပြီဒီစကားနဲ့ပဲငါ့ကိုအနိုင်ကျင့်နေဟေးခမရသဘောကောင်းပါတယ်ဒါနဲ့ဟိုလေးယောက်ပြန်ရောက်ပြီလားရောက်သေးဦးထင်တယ်လုံးနဲ့စီဘေးခန့်လူတွေကြောင့်ပြောနေတော့အဆောင်ထဲကိုသူတို့လေးယောက်ကဝင်လာတယ်အဆောင်ထဲရောက်တာတော့သူတို့ခံသူတို့မဝင်ပဲနဲ့စိတ်နဲ့လုံခံလာတာကြောင့်ဆရာစိတ်ညစ်ရတယ်မင်းတို့เนี่ยမနေ့ကဘယ်အချိန်ပြန်လာလဲငါတော့မူးနေတာဘာရဲ့တနေရာမှာအိတ်လိုက်တော့တယ်စီတို့ညနေနိုင်မှရောက်တာဘလို့လာကြလဲကားတွေငားမရတာမောင်မင်းကြီးသားကိုဂုံးပိုးလာခဲ့ရတာပေါ့စီကတော့ကွာသူ့ညီကိုအရာခေါ်တယ်ငါတို့ကြတော့ရှိရလို့တော့မထင်ဘူးခမရတို့တော့စေရှာမတွေ့ဘူးစေလဲကောင်းကောင်းမအိပ်ရအောင်ဒီငမိုးကိုပြုတ်စုနေရတာလုံးဝညအဖြစ်ကိုမြင်အောင်ပြီးတော့ငိုတဲ့အခါစေရပိန်ကပြစ်တယ်ဖေဖေလုံးပေါ်လုံးရက်တယ်ကွာငါမှတော့စက်လိုက်ရတာအသေးပေါက်မတက်ပဲဟိုကဘဲတဝင်နဲ့ပါသွားပြီမင်းကခုထိစိတ်ဆင်းရဲနေတော့ငါနေရင်အောက်နဲ့ငါလည်းပဲနားမယ်ပြောစမ်းမအောင်မင်းနော်လားမဟုတ်ပါဘူးတော်စမ်းကွာမိမတယောက်အတွက်နေဖြစ်နေလောကမှာမင်းဖေဖေတယောက်တည်းရှိရမဟုတ်ဘူးဟုတ်ပါတယ်ကွာငါညီကငိုနဲ့မင်းတို့နောက်ထပ်တယောက်အခုရှာပေးမယ်အဲ့ကောင်မိမရှာပေးမိနဲ့ယောက်ျားသာရှာပေးလိုက်ခင်ဗျာနော်သူ့အချောက်မဟုတ်ဘူးပြောလိုက်ရင်6ပုံမ6မဟုတ်ဘူးနဲ့နေရန်ကြလွယ်သလားမမေးနဲ့ဒါတော့ကျုပ်ရမ်းခံစားရတာကိုတော်ပါဗျာကောင်းခိုက်ပါလေဆိုမှဟုတ်သားပဲငါ့လည်းပြန်ရတော့မယ်စီလည်းပြန်ရောဘိုင်ညနေဆိုင်တစ်ဆိုင်မှာသွားစားမယ်ငါရဲ့ခံမယ်နော်ပြောပြီးဘေးခန့်လူတွေကိုယ်ဆောင်ကိုပြန်သွားပါတယ်စီကတော့လုံးဝပြူးဆွေနေကြံခဲ့တယ်ထားမဘာပြောမလို့လဲဆိုင်တဲကိုလာရအောင်မေးကြရှိလို့မေးလေမမမျက်မှချစ်သူရှိလားမဘာတွေလာမေးနေရလဲလူချင်းအောင်ဆောင်နေနဲ့ငါအားလုံးသိပြီအသက်ကြီးမှလင်းနောက်လိုက်ဖို့စိတ်မကူးနဲ့တော့ထားမလေဒီเจ้าကိုသူပြောရလေသူရှိမှလေနေတူပေါ့သူကဖုန်းဆက်ပြောတာနီးစားကိုအင်ခေါ်လာခဲ့ငါတို့သဘောတူမယ်တကယ်တော့မမယောက်ျားတိတ်မလို့ရှင်းရှာအောင်ဒေါက်တာတင်ရညီမဖြစ်သူမျက်စောင်းထိုးပြောတဲ့အခါညီမဖြစ်သူကအမဖြစ်သူကိုဖတ်ပြီးရှင်းနေတယ်ဒါနဲ့မမလုံးဝသိနေတာဆိုတော့သိကြတယ်လုံးဝထားလို့နာမှာပဲရှိရမယ်ဒါဆိုလေတေးချစုံစမ်းစမ်းငါတောင်လွမ်းလာပြီသိကြပါမမရဲ့ကဲမမသားနဲ့ဆက်သွယ်ရလို့စိတ်ချမ်းသာအောင်လည်းမရဘူးစားရမယ်ဒါတော့စားတော့ဆိုင်ကောင်းကောင်းတစ်ခုမှသွားစားမယ်
ညီမနှစ်ယောက်တယောက်ကိုတယောက်ပွေးဖက်ပြီးတော့စားကောင်းတဲ့စားသောက်ဆိုင်ကိုလာခဲ့တယ်။စားသောက်ဆိုင်နာမည်ကြီးဖြစ်တာကြောင့်ဈေးလည်းကြီးပါတယ်။ဆိုင်ထဲမှာသင်းတဲ့အေးလေးဖွင့်ထားတယ်။ဒေါ်တင်တင်တို့ဘေးနားမှာလူငယ်တစ်ဝိုင်းရှိတယ်။အဲဝိုင်ကတော့ဆေးတို့ပါ။ညီမခက်ငန်ငန်ခက်ဆွေးဆွေးထိုင်နေရကြောင်းရာစားပခုတ်လှမ်းဖက်ပြီးစားတယ်။ဟေ့။တဲခွဲမနေနဲ့ကွာစားကောင်းတက်ကောင်းလာစားတာပြောနေစမ်း။ညီမရာစားလက်ကိုဖြုတ်ချပြီးတော့အကိုရာစားကိုယ်တိုင်တဲခွဲဖို့မှသိမယ်။လုံးပတာနေပါစေ။တောင်းလုံးနဲ့ရာစားဒီကောင်ကကောက်ကြောင်သူ့ကိုအာယုံနဲ့မထားနဲ့လုံးဝခန်းငင်းငယ်ကိုသာငေးကြည့်လိုက်တော့အတော်ဖြစ်သူနဲ့မောင်မီကိုတွေးလိုက်တော့မျက်လုံးပြူသွားတယ်။ချက်ချင်းဆိုင်ကနေထပြေဖို့ပြန်ပါတယ်။ကျုပ်မစားလို့အိမ်ပြန်တော့မယ်။အားရကိုသိန်းကိုလည်းအားနာအောင်လေ။အေးလေကွာ။ငါတို့ကမင်းတို့ညီကိုချစ်လို့ဆိုင်ကောင်းမှခေါ်ကြွေးတာစားစမ်းမှာကျွန်တော်တကယ်မစားလို့ပါ။ဇေယျလုံးရဲ့လေပင်ကိုလှမ်းဖက်ပြီးတော့တားပါတယ်။ဒေါ်တင်တင်ရဲ့မျက်လုံးတွေကလုံးလုံးဝိုင်းပဲရောက်တော့လုံးဝဘာလို့မှမသိပဲစိတ်ကိုနှကန်းကျင်းနှမ်းပြလိုက်တယ်။ဒေါ်တင်တင်မျက်စိပြူပြီးတစ်ဖက်ကိုမျက်နှာလှည့်သွားသလိုကိုသိန်းတို့အလုံးကလည်းမစုံမျက်လုံးတွေပြူနေတယ်။ဇေယျမထင်မှတ်ပဲအနမ်းခံလိုက်ရတာကြောင့်ဘာလို့လုံးလုံးမှမသိပဲမျက်နှာတွေပူလာပြီးတော့ဆိုင်ထဲကနေထွက်ပြေးလာတယ်။လုံးဝလည်းဆိုင်ထဲကအမြန်ပြေးထွက်လာခဲ့တယ်။ထင်တော့ထင်တယ်သူတို့ကဘွိုင်းတူဘွိုင်းဆိုတာတမင်သက်သက်ညီကိုရောင်ဆောင်ထားတာကိုသိန်းပဲထင်မနေနဲ့ရာဇာလေးရိပ်မိပါတယ်။လုံးဝကြိတ်ချောက်နေတာတဲခွဲတယ်ဆိုတာအလကားဒီနှကောင်စလို့ရပြီလိန်တူချိုင်းတဲ့တက်တာကိုခက်လူငယ်ပြီးလက်ခံကြတဲ့သူတွေပါစင်းနဲ့လိုပို့ပြီးတော့စနောက်ကိုပြင်ကြတယ်ဇေယျဆောင်ရောက်တာနဲ့ချက်ချင်းသူ့စက်ကိုစက်ပြတရုံကုန်အောင်ဆေးပြတယ်ခင်ဗျားတို့ကြုံမီရွယ်ပဲခုလိုလုပ်လိုက်တာပါတော့ကွာမင်းကနဲ့ဝဝိတ်နေပြောတော့အသေးကွဲတာတဲ့မင်းမလို့ကွာရွယ်ပဲလို့ပဲကြီးများရွယ်ရင်ငါ့ကိုမင်းဘာလုပ်မလဲမသိဘူးတောင်းမှန်ပါတယ်ဘိုးဘဝိုင်းရတော်ကြီးကကြောက်ရွံ့ကြွေးရှင်မလို့သူ့ကိုမတွေ့အောင်ကာရင်းနဲ့ခုလိုဖြစ်သွားတာမင်းကသူ့စီဘာကြွေးတင်ထားလဲပတ်စံတိတ်တထောင်ဘာကွာဟုတ်တယ်မင်းပြောတော့တတိသားတွေအဲ့လောက်ကြွေးတင်ရလားစီးပွားပြတ်သွားတော့ကြွေးတင်မိတာပါမင်းကငါအခန်းထဲမှာမထားနိုင်အောင်ညလေဗျာကျုပ်ကဘယ်သူနဲ့နေရမှာလဲရာစာနဲ့နေပေါ့နေစင်းဗျာကျုပ်ကခမရကိုပဲခင်းတာတော်မင်းရှိရင်ငါညဘက်အိပ်ပျော်မှာမဟုတ်ဘူးငါပြောပြီးသားနော်ယောက်ျားချင်းမကြိုက်ဘူးလို့ခမအဲ့လိုကဲဖို့နေကျုပ်ခမရကိုဆွဲစားဖြစ်တော်မှာနော်ကျုပ်ကမိန်းမတွေစိတ်ကုန်နေတာဆိုတော့ယောက်ျားတွေကိုပဲကြိုက်တော့မယ်အဲ့ဒီစကားကြောင့်ဆေးရလုံးကိုပြောဆိုပြီးတော့ခိုင်းထဲဝင်သွားတယ်ရောက်တော့လုံးဝသူ့ကလေးမှာအိမ်မောကြပေမဲ့ဆေးရသူ့ကိုလွန်ဘဲတော့စမ်းစီမလဲဆိုပြီးအိမ်မပြောတော့တယ်ဖြစ်ပါဘေးကလူတွေကတော့ဆေးနဲ့လုံးကိုပြုံးစစ်စီလိုက်ကြည့်တယ်ဆေးရလုံးကိုခက်ခေါ်ခွာနေပါတယ်အလုံးမလဲလုံးကသူ့နားကပ်ရင်သူကတခြားနေရာသွားတယ်ဆေးရားစရာမင်းနဲ့လုံရိုက်ဖြတ်ထားလားမဟုတ်ပါဘူးဆရာဒါဆိုသူ့ကိုဘာလို့ရှောင်တာလဲမရှောင်ပါဘူးအေးမင်းမရှောင်ရင်မင်းနဲ့သူပစ္စည်းတွေတောင်းဝယ်ပြီးအပြန်ငါကြီးစားရင်သွားပါသူတို့ကိုလက်ဆောင်ပေးဖို့ဟုတ်ကဲ့ဆရာကားပြက်နေတဲ့လုံးစီကိုလာတယ်ဟဲ့အောင်ဆရာမင်းနဲ့ငါဈေးသွားဝယ်ရမယ်တဲ့လုံးဝကောင်းကြီးပြပြီးကားမောင်းတဲ့နေရာဝင်ထိုင်နေဆရာလုံးပေးနားမှာမထိုင်မဲ့အနောက်ခန်းမှာဝင်ထိုင်နေဒါတော့လုံးဝကြည့်ပြီးမျက်နှာမဲတယ်လုံးနဲ့ဆရာဝတ်စားတွေပေါ်မှာမင်းညင်နေပါတယ်မျက်နှာမှာလည်းစက်စီတွေဘာတွေပေးနေတယ်ဒါလည်းနေရာလုံးကမရှက်ပဲပုံမှန်ဖြစ်နေပါတယ်ဆရာမလိုက်တဲ့ပစ္စည်းတွေကမြန်မာပလာဇာမှာပဲဝယ်လို့အဆင်ပြေတာကြောင့်အဲ့ဒီမှာပဲဝယ်လိုက်တယ်။လုံးဝရှိကနေကြွကြွမမောပါထုံးမှမကိုင်းမင်းဈေးပတ်ဝယ်တယ်။ဈေးကတော့နောက်ကနေထုတ်ဆွဲပြီးလိုက်ရတယ်။ဒီကောင်အချက်နေဘာမှမကိုင်းမင်းရှောက်မနေနဲ့။အထုပ်ဝိုင်းဆွဲအောင်ကိုကူညီလိုနေပြီလားသေးလေမင်းနာတော့မယ်။ငါတော့ပြေးကန်လိုက်လို့တော့ရှိရနေ။လမ်းမသိရင်ခွေးနောက်ကလိုက်ရတယ်တဲ့။ဒါဆိုခမရရှိရသွားလေ။ကျုပ်ကခွေးမဟုတ်။ခမရရန်နေတိတ်လုံနေတော့ဒီကနေ့အယိုးမကရသေးလို့ဖြစ်မယ်။မင်းတို့ကအဆောင်မတွေ့မယ်။စီရကျုံဝကထုတ်တွေဆဲပြီးရှိရသွားတယ်။လောကကားတော့လက်မှာဆုပ်ကစားပြီးနောက်ကနေလာတယ်။ကားပါကရောက်တော့စီရပစ္စည်းတွေကိုအနာဖုံးနဲ့ထည့်ပြီးကားထဲဝင်ဖို့ပြင်တော့လုံးဝလူတစုကရန်ရှာပါတော့တယ်။ဘယ်သူများလဲလို့မနေကြည့်ရတယ်။ဖိုက်တိုင်းလုံးမလားကြည့်ပါဦး။ညက်ပတ်ဆုပ်ပြတ်တက်နေတာပဲ။ကိုလန်းကိုသွားရင်ကောင်းမယ်။လာမကြိုက်ကြနဲ့အယူပေးမယ်။ဘာကွာမင်းကဖင်ကောင်းကြိုက်တော့မှလား။အခုမင်းကငမွေဖြစ်နေပြီနော်။ငါငမွေဖြစ်တာမဟုတ်ဘူး။အရေးချင်းရှိရလို့ဖြစ်နေ။မင်းတို့လိုမိတ်ဆွေတူတွေမှန်သိလိုက်ရလို့ကျင်းနေတယ်လေ။ငါပတ်စံနဲ့မရောက်ဘူးတဲ့နေရာတွေရောက်လာတဲ့ကပ်ပါကောင်နေရမြ။အဲ့စကားကြောင့်အနာပေါ်တုံးကြတယ်လို့ဖြစ်ပြီးတော့လုံးဝပြေးကန်နေ။ဒါလုံးဝအသားလေးရှောင်ပြီးတော့ပြန်လေးထိုးစိတ်ပေးလိုက်တယ်။ချကွာရေးကောင်။လုံးဝပြေးထိုးတော့လုံးဝလေးပြန်လေးတိုက်ခိုက်တယ်။ညာနေတယောက်ဆိုတော့လုံးဝနည်းနည်းပါးပါးထိုးခံလိုက်ရတယ်။ဇေယျလုံးကိုထိုးနေတဲ့သူတွေကိုသူ့ဘာဝင်ထိုးဖြစ်ပါတယ်။ရံပွဲကြီးတာကြောင့်လူတွေဝိုင်းလာတော့လုံးဝ
ကျေးဇူးကမ်းလို့နဲ့ရှင်ရတငယ်ချင်းတတိုက်ကိုအမောက်သိပ်ပြီးတော့ကားပေါ်တက်ကအလုပ်ကိုပြန်လာကြပါရီဆင်းနေလို့လက်ပြန်အလုပ်ပိတ်တယ်ဘာလို့အလုပ်ပိတ်တာလဲဆရာလက်ပြန်ငါချစ်သူကိုတွားတောင်းမှမလို့ဟောဆရာတော်အိမ်အောင်ပြတော့မေးဒါဘောကွာအသက်ကြီးမှအိမ်အောင်ပြရတာဆိုတော့ရှင်နေရန်ခုတ်တယ်မင်းတို့ညောင်လိုက်ခဲ့ပါလားတော့မအားဘူးဆရာကောင်မလေးနဲ့ချိန်ထားလို့အဲ့ဒီစကားကြောင့်ဆရာလုံးကိုဘောက်ကရရှောက်ပြောရဲဆိုတဲ့ကြိတ်နဲ့ကြည့်ပြီးတော့ဆရာကျွန်တော်လိုက်မယ်ကိုရဘာလိုက်လို့မလဲလုံးကိုဖော်လိုက်ပြီလေဒါမှမဟုတ်တော့လို့ရနေအောင်ငါကဖော်လိုက်ပြီဆရာကိုကြီးတို့ကောင်မလေးရှာပေးမလို့ပေါ့ဟောရင်ဒီတသက်မိန်းမမရပဲယောက်ျားရနေမယ်နော်လုံးဝမျက်ခုံးတစ်ဖက်ပင်ပြီးပြောပုံကစိတ်ကိုရင်တုံစီပါတယ်ဆရာဖြစ်သူကလည်းတိုက်တွန်းနေဟုတ်တာပဲလုံးပြောတာမှန်တယ်လိုက်သွားလိုက်စီမင်းကြီးကစွန်မီမရမစွန်တော့မဟုတ်သေးဘူးဟဲ့ရောက်ဆရာလေဗျာရာမီနဲ့ငါမင်္ဂလာဆောင်ကြရင်တော့မင်းတို့ညောင်လိုက်ကိုလိုက်ရဟုတ်ကဲ့ဆရာကဲအလို့စင်းတော့မင်းတို့လားစာတူဘူးစီစဉ်ထားတယ်မင်းတို့တယောက်ကလောက်မှစူးစမ်းဆုံးပဲကျေးဇူးပါဆရာအေးပြန်ကြတော့ဆရာကိုနှုတ်ဆက်ပြီးဦးသားကားမတ်တိုင်ကိုလာကြတယ်တုံးစံတိုင်းဆရာပါဇက်မှာကုန်းသွားပြီးလုံးနဲ့ကပ်ဝေးရနေလမ်းလျှောက်လာပါတယ်လုံးကအနောက်ကိုလှမ်းကြည့်ပြီးတော့ဒီစမ်းမောင်ဘာကိစ္စခင်ဗျာကျုပ်နဲ့ဝေးကြီးမှနေရတယ်ကျုပ်ကိုကြောက်အောင်ကျုပ်ကခိုင်းမတော့လေရုံမစိုးပါဘူးဒါစမ်းပါဗျာရုပ်ကျင်းနေတော့မနေနဲ့အဲ့လိုပြောပြီးလည်းရုံဖက်ကဆွဲခေါ်တာကြောင့်ဆရာအသေးအတန်ရုံပြန်ပါတယ်လုံးဝလေးရုံနေတဲ့စီကိုမယုံနိုင်အောင်အားထိပ်ပြီးချုပ်ထားတယ်မတ်တိုင်ရောက်တော့လူတွေသိမရှိတော့ပါဘူးည9 နာရီဖြစ်တာကြောင့်ကားစီးမဲ့သူတွေသိမရှိတာပါအဲ့ချိန်မင်းမငယ်တယောက်ကကလေးငယ်ကိုဝှေ့ထားပြီးမတ်တိုင်စီလာတယ်လုံးနဲ့ဆရာပုံမှန်တိုင်းပဲစကားတွေပြောနေတော့ကားတစ်စီးလာပါတယ်အဲ့ကစီရိုနေအောင်မရောက်တာကြောင့်မတက်စီပါဘူးမင်းမငယ်ကအဲ့ကားပေါ်တက်သွားတယ်လုံးဝအမှတ်မတင်ဘေးကိုကြည့်တော့ဝေးကစားကလေးကိုတွေ့တာကြောင့်ဟေးဒီမှာကလေးကြံနေတယ်ဟေးမင်းမငယ်ကလုံးပြောတာကိုကြားပေမဲ့အေးမလို့ပဲကားပေါ်ပါသွားတယ်ကားကလည်းမိုးချုပ်ပြီးဖြစ်တာကြောင့်အလုံးတစီမောင်းသွားတယ်ဟာပြဿနာပဲဒီမိမတက်တက်ကလေးကိုပြစ်ထားခဲ့တာနေပါပြောပြလုံးကကလေးကိုပွေးကြည့်တော့အပြစ်မဲ့တဲ့ကလေးလေးကအိပ်ပျော်နေပါတယ်တနာဖို့ကောင်းလိုက်တာအမေဖြစ်သူကဒီလိုရဲ့ဆက်ဆက်လာပြစ်မယ်လို့ဒီကလေးကဘယ်သိရှာမလဲလုံးငါတို့ဒီကလေးကိုနီးစက်ရရက်ွက်ယုံစီပို့ခဲ့ရအောင်ရက်ွက်ယုံပို့တော့သူ့မိကလာပြန်ခေါ်မှမလို့လားမင်းကလေကွာဘလူစင်းတို့လာပြစ်ထားပါလေဆိုမှပြန်ခေါ်မလားဒါဆိုရင်ဒီကလေးကိုကြုံမွေးမယ်ဟျောက်ပူရီမပြောနေစမ်းကလေးတယောက်မွေးဘွားလွယ်တဲ့ထင်နေလားငါကွာရက်ွက်ယုံသွားလို့ကလေးကိုပွေ့ချီထားပြီးခေါင်းကိုခါတယ်လိုပဲယောက်ျားစိတ်ပေါက်ပေါက်သူ့မှာမိန်းမတိုင်းရှိတဲ့မိခင်စိတ်ကပါပြီးသားပါကျုပ်တကယ်ဒီကလေးကိုမွေးမှာကြည့်ပါအောင်တနာလိုက်တာသူ့မိကသူ့ကိုလာပြစ်သွားမှသိမှာမဟုတ်ပြီးတော့မင်းကလေးကွာမပြစ်ရပါဘူးမင်းပြစ်ဖို့မလိုပါဘူးဂီဟာဝဲပို့မှာဂီအောင်မလေးကလေးတွေအများကြီးရှိမှာပေါ့ကျုပ်လုံးဝမပေးနိုင်ဘူးဒီကလေးကိုကျုပ်မွေးမှာဦးသားငင်းခုန်နေတဲ့အချိန်မှာစီးရမယ်ကားလာတာကြောင့်လုံးဝကလေးကိုပွေ့ပြီးကားပေါ်တက်တယ်ဈေးလည်းပြောများနေဆုံးလက်ခံလိုက်ရတယ်ကလေးကတကယ်ကိုမွေးကစားလေးဖြစ်တာကြောင့်နေတာရဲလေးဖြစ်နေတယ်ကလေးအတွက်ပစ္စည်းဝယ်ရမယ်ကလေးကဘာလေးလဲအင်္ဂလိပ်ကျုပ်နာမည်တောင်ပြီးပြီလုံးမြတ်နိုးတဲ့ငငေါ့တော့မတိုင်မြင်ပါလားဘာလို့တိုင်မြင်ရမှာလဲကလေးကကျုပ်မွေးတာမင်းတယောက်တည်းမွေးလို့ရလားဒါဆိုရင်ခင်ဗျားကကလေးမေလို့ပေါ့အောင်မမင်းသာကလေးမေလို့ငါကလေးဖေလို့မရဘူးခင်ဗျားကလေးမေလို့ပို့လိုက်တယ်ကျုပ်ကအဖေပဲလို့စင်းနဲ့လူချင်းနေတဲ့အချိန်မှာကလေးလေးကနူးလာပြီးပြူးစီနေပါတယ်လုံးဝကလေးလေးကိုပြုံးပြမိတယ်အဲ့ခါကလေးကပြန်ပြုံးပြပါတယ်ကလေးကပြုံးနေနေစီကိုကြည့်ပြီးမဲလာတယ်ဟာကလေးကခင်ဗျားကိုကြည့်ပြီးငိုတော့မယ်လုံးစကားမဆုံးခင်ကလေးကအားပြင်းနေထငိုပါတယ်လုံးဝပြန်ရခက်သွားပြီးဘာလို့မှမသိပါဘူးဆရာနဲ့လုံးဆရာကလေးကိုပွေ့ယူပြီးတော့အိုးတိတ်ပါတော့မမရဲ့လူမျက်နှာစေးရဲ့အဲ့ဒီတန်ကြောင်ကလေးကတိတ်သွားပါတယ်စေးကိုလည်းပြုံးကြည့်လာတယ်ဆရာအဲ့ပြုံးကြောင်ကလေးကိုပိုးဆက်သွားတယ်တွေ့လားကလေးကခမည်းနာစုပုတ်လို့ငိုတာဒါနဲ့ကျုပ်ပေးတာလူမျက်နှာပါစေးမပါပါဘူးမပါလို့ရမလားငါကလေးမေလေမင်းတော့ဟုတ်ပြီလူမျက်နှာလေးရဲ့မင်းရဲ့မမသူ့နာမည်မပါလို့တဲ့အခုသူ့နာမည်ကိုတက်ကနောက်ဆုံးမှထားပေးလိုက်ပြီလူမျက်နှာစေးတဲ့လုံးဝပြုံးပြီးစကားပြောတာကြောင့်ဆက်စရာကလေးကပြန်ပြုံးပြပါတယ်အဲနောက်ဇေယျမင်းမတ်တိုင်ရောက်တော့စီလက်တရားကလေးကိုပြေးပြီးလုံးဝရှိရဆင်းပါတယ်ကလေးပစ္စည်းဝယ်ဖို့ပတ်စံမပါဘူးကလေးပစ္စည်းကဘာဝယ်ရမလဲခင်ဗျားသိလို့လားမသိဘူးစောင့်ပြတ်မယ်ဦးတယောက်ကြီးကိုကြိုးစားပြောပြပြီးတော့ကိုကြီးတောင်းမယ်လေအဲ့လိုနဲ့ခက်တော့ပြန်လာတယ်ဝေးကစားကလေးနဲ့အတူပြန်လာတဲ့လုံးနဲ့စီကိုအားလုံးကတန်းတော်ကြည့်ကြပါတယ်လုံးဝဆောင်မှုနဲ့ဘေးကအကိုတွေကိုပြောပြတယ်
လွန်စကားဆုံးတော့အားလုံးကလုံးကိုချီးကျူးကြပါတယ်။အဆောင်မွေးရဲ့သမီးရပဲကလေးတို့လိုအပ်တာတွေလိုက်ဝယ်ပြီးတယ်။လုံးမရှိတဲ့ပတ်စံ900ရအားလုံးပြောင်းသွားတယ်။လူမျက်နှာစီကြောင့်လူနဲ့စီကလေးနှစ်ခုဆက်လိုက်ရတယ်။စင်းနဲ့လုံးမမတာမမေးနဲ့နော်။ကလေးငွေရင်ချက်3ချက်ပဲရှိတယ်။စောင်းနဲ့လိုက်မှကလေးတို့ဆောင်ရရှောင်းနေပြောပြမယ်။တအိုးသားဗလာစောင်းတအုပ်စီနဲ့လိုက်မှကြတယ်။တဲ့ချက်ကလေးကနှုတ်စားလို့နှစ်ချက်ကသေးဆိုလို့သုံးချက်ကကလေးကလီအောင်လိုပဲဖြစ်ဖြစ်လေထိုးလိုပဲဖြစ်ဖြစ်တခုခုပဲကလေးကိုရင်နှွေးနဲ့ပဲရီချိုးပြရမယ်လုံးမပြော်ရင်ပူလာရီလာဆက်ရမယ်အမျိုးစုံသောချက်တွေကြောင့်စင်းနဲ့လုံးကကောင်းကုတ်ပြီးလိုက်မှကြပါတယ်ကလေးကိုလဲမသိတယ်ကလေးကမြင်တဲ့သူတွေတိုင်းချစ်ကြတယ်ဖေးခန့်ကိုရီးယားလည်းကလေးကိုချစ်လုံးလုံးမဟုတ်ပေးကြတယ်လူနဲ့စရာနေနေဆက်ဆက်အိပ်ပျော်နေတော့ကလေးကိုတန်းချောင်းလို့လာတယ်လုံးခင်းင်းကိုလေးပြီးထောင်းဟာညထားကြည့်လေကြောက်ခုမှအိတ်ခါစားပဲရှိသေးတယ်ကလေးသေးပေါက်လာနှုတ်စားလာကြည့်လေလုံးစကားကြောက်စရာကလေးရောက်ပိုင်းကိုစမ်းကြည့်တော့သေးဆိုတာမတွေ့တာကြောင့်လုံးကလေးကနှုတ်စားတာမင်းထားတယ်လေခမရထားလိုက်ပါဟိုမှာယူနေသိရှိလုံးဘူးလဲယူနေနဲ့စိန်ထားတယ်တိတ်ပါစီလေးရဲ့တိတ်မမနှုတ်ဖြော်ပေးမယ်လုံးထကွာကလေးဝါနဲ့ဘေးခန့်လူတွေအားနာစရာမင်းကလေးကိုပွေထားပြီငါနှုတ်မဖြော်လိုက်ပေးပြလုံးမြတ်တို့ကြီးတိတ်တော်တော့တက်ရှိလုံးကကလေးကိုပွေပြီးခန်းစင်းစင်းလေးထဲမှာဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်ချော်ပါတယ်ဈေးကလည်းအမြန်နှုတ်မဖြော်တယ်လူကိုအိမ်မအိမ်စမ်းပြီးမှကလေးကိုတိုက်တယ်ကလေးကိုလုံးဝပွေထားပြီးကလင်းပေါ်မှာထိုင်ကားတိုက်ပါတယ်ကလေးကနှုတ်ဝင်သွားတာနဲ့မျက်လုံးပြူးပြီးတော့ဆိုပါတယ်ဈေးခုတော့လေဘူရာသူမဟုတ်တဲ့အတိုင်းပဲစေးလေးနော်မမောက်အေးပြောင်မြများလို့ခဏနော်သမီးကိုစေးလေးတော့မခေါ်နဲ့ကလေးနာမည်ကလုံးမြတ်လို့စီမင်းကြတော့သမီးကိုခေါ်ရင်အဲ့နာမည်ပါလို့လားလုံးမြတ်လို့ခေါ်တာလေတိတ်ပြီးတော့ကတ်တက်ပြောတာအဲ့ဒါကြောင့်ကြောက်ခမရကိုချက်တာသိလားလုံးဝဆောက်တယ်လို့နောက်တယ်လို့နဲ့ပြောတော့စိတ်ကလေးကအခုံမြန်တာကြောင့်စိတ်ညစ်လာပြီးစောင်းကိုကောင်းပြီးဆွဲချုံကတော့ငါ့ကိုလိုက်စမနေနဲ့စပါအောင်ဘာဖြစ်လဲဗျာယောက်ျားချင်းကြိုက်တာပဲခုလေကျုံတဲ့ခမရလေးများပဲဟာနော်သမီးရဲ့မမကိုပြောလိုက်စမ်းရှက်မနေနဲ့လို့အခုကဝိုင်းတူဝိုင်းလို့တော်မစပိတ်လိုက်တော့ကလေးကိုဘာလို့ရှောက်ပြောနေလဲမသိဘူးမင်းကြောက်ကမိန်းမစိတ်ပေါက်တော့ခုလေမာတာမိကေဖြစ်နေရပဲနော်သမီးလုံးရဲ့စကားကြောင့်ကလေးလေးရရေးပြတယ်ဟောသမီးရောင်ရှိနေပြီအားကြည့်စမ်းသမီးရာချစ်စရာလေမကြည့်ဘူးဗျာမအောင်လာကြည့်လုံးဝပြောလေပြောစိတ်ရပေါ်နေတဲ့ခြေသလုံးမွေးကိုဆွဲလို့ပြတယ်ဇေယကလွန်နာချင်တာကြောင့်ဟာမင်းဘာလုပ်တာလဲဟောခြေသလုံးမွေးပြောင်းပါပြီပြောင်းပေါ့နော်သမီးကြည့်အောင်အတန်တော့ရည်တက်နေပြီလာကြည့်လို့လုံးတင်းခေါ်တာကြောင့်စေးကြည့်လိုက်တော့သမီးကပစိုက်နေတဲ့ပုံအောင်ရှိပါတယ်သမီးကိုကြည့်ပြီးတော့လုံးကိုကြည့်လိုက်တော့လုံးရဲ့ပြုံးကစိတ်ကိုယူသွတ်သွားကြည့်ပါတယ်လုံးကိုကြားကြီးစိတ်ငေးကြည့်မိပါတယ်လုံးကတော့ကလေးကိုချော့မြူနေပါတယ်နှစ်ပိုင်းမှာကလေးနဲ့လုံးလက်ချိုက်စွာအိမ်မောကြနေတော့ဇေယထမင်းဟင်းထားချက်တယ်သမီးနိုးမှဇိုးတာကြောင့်အသက်မမြောင်သတိထားပါတယ်ကလေးရဲ့သိန်းကြီးကိုလည်းသူပဲလျှော့ပွက်တယ်အိမ်နောက်လုံးကိုစားကောင်းတောက်ကောင်းဈေးချင်တာကြောင့်အန်တက်ကလက်ဖေးဆိုင်သွားပြီးလုံးချိုက်တဲ့မွေးဟင်းကောင်းဝယ်လာတယ်အိမ်ပြောင်းတော့လုံးနဲ့သမီးကနိုးနေတယ်လုံးဝကလေးကိုပွေထားပြီးနိုးဖို့တိုက်နေတယ်မင်းတို့ကမွေးဟင်းကောင်းဝယ်လာတယ်ခင်ဗျာဘာစင်ကူးတွေပေါက်လာတယ်မင်းကိုစားကြည့်ကြလို့လေငါပကံထဲထည့်လိုက်မယ်လို့လာကြပြီလားခဏပဲရှိသေးတယ်ခင်ဗျာအနည်းတွေလျှော်ထားတာတွေ့ထမင်းလည်းကြက်နေပြီပဲနောက်ဆိုရင်ကျုပ်ထမင်းပဲစားတော့မယ်သမီးတို့ချွေတာရမယ်နိကျုပ်လည်းခင်ဗျားနဲ့အတူပြင်ရလာလို့မယ်မင်းပင်မနေမယ်သမီးကိုပဲကြည့်ထားပါအတူလုပ်မယ်ဗျာသမီးလိုအပ်တော်ဝယ်ပေးလို့ရကျုပ်ဘကသမီးဖြစ်သွားပြီဗျာသမီးကိုမလိုချင်လို့သူ့မိကပြတ်ထားပြီမယ်ကျုပ်ကတော့မပြတ်နိုင်ငါလည်းတူတူပါပဲမင်းကလေးနဲ့ပဲအိမ်မနေခဲ့တော်ကြောင့်ငါသမီးလေးနေဘူးတဲ့သွားပြီးဖျားနေအောင်မယ်ဟုတ်ပါပြီဒါမဲ့တယောက်တည်းလဲနော်ကျုပ်လည်းသမီးတို့အလုံးလုံးချင်သေးတယ်အေးပါကွာဝင်းကစားအောင်ခင်ဗျလေးစားလီထမင်းနဲ့ရောစားမယ်ရှိတူငှက်တူပေါ့အားစားပါဗျာကျုပ်တို့ကယောက်ျားတွေပဲသမီးတို့မိဘကောင်းနေဖြစ်မှာပါနော်သမီးစီကတော့ပြုံးပြီးပြောတော့ခေါင်းကြီးပြပြီးလူဝင်နေတဲ့သမီးလေးကိုတော့ဝဟိနဲ့ရှာလိုက်တယ်ခင်ဗျနှကမ်းမွေးရိပ်ပြပြီးတော့ကိုရလေးဖြက်ကျုပ်သမီးယောဂကူမယ်အေးပါကွာမင်းကလည်းတိတ်ကဲပူတာပဲသမီးရေမင်းတက်ကတော့ကိုပိုလို့ကြီးခင်ဗျမမညစ်ပတ်ကြီးလေသူတို့နှစ်ဦးရဲ့ဘဝသမီးရောက်မှစူပြေလာတာပါဇေယလုံးနဲ့သမီးအတွက်လုပ်တည်စူးစမ်းလုပ်ခိုင်းနေသူကကားဝဲရှော့မှမလုပ်ခိုင်းတော့ဘဲနဲ့အိမ်မှာပဲသမီးနဲ့နေစီတယ်ဒါတော့ဒင်းနဲ့ကြုံရန်ဖြစ်ရသေးတယ်နောက်ဆုံးဆောင်ကလူတွေဝိုင်းပြုံးမှလက်ခံပါတယ်ဇေယသူရဲ့ပုံမဟုတ်တဲ့ခံစားချက်တွေကိုကိုသိန်းတို့ကိုရုံခွင်ပါတယ်ကျွန်တော်သူ့ကိုယောက်ျားချင်းချစ်နေပြီမသိပါနဲ့ကွာဘာဖြစ်လဲ
ကိုကပွင့်လင်းမြင်သားလေးခက်ပေးရယောက်ျားကျဲဆိုင်တာပြတ်မဟုတ်ပါဘူးဒါနဲ့ဘသူကယောက်ျားလဲသူကကျွန်ုပ်လိုမဖြစ်တော့သူကယောက်ျားကျွန်တော်ကမိန်းမပေါ့ဒီစမ်းမအောင်မစီမင်းရင်ကဟိုဘလန်တိတ်ကဆရာမလေးကြောင့်အသေးဝဲပူတယ်မလားဟုတ်တယ်ဗျာအဲ့ဒါကြားပြီဗျအခုကသူ့ကိုနှစ်ကချစ်မိတာသူဆိုင်မှာနဲ့တော့ကျွန်တော်ရှင်းနေခုန်သွားတာငါတို့ရှင်းမိပါတယ်ကွာကိုသိဒီကောင်ချက်ကြောင်ကိုတလို့ပြုံနေတာအဲ့ဒါကြောင့်လှုပ်ကြိုးစားနေတာပဲမင်းကိုကျမကြီးကိုယူဆိုင်အောင်ဝေလုံးလေးပြောကွာငါတို့ကတက်နိုင်သလားကိုညီပါမယ်ကျေးဇူးပါဗျာအကူတော့တကယ်ကိုမိတ်ဆွေကောင်းနေပါမင်းတို့လည်းတကယ်ကိုငါတို့အတွက်မိတ်ဆွေကောင်းပါပဲငစီယာကဲကွာဘလို့လဲမင်းကိုမိမတယောက်လိုမြင်ပြီးတော့ပြန်ဆက်ပါစီပြီးတဲ့စုနဲ့ပြေးပါစီဗျာအတင်းကမဒီပုံးနေနဲ့ကလေးအိတ်တော့အိတ်အောင်တော့ကြကလေးငွေလိုအိတ်မရပဲနေမယ်လာပြီးတက်ရေတောင်းမယ်ကိုသိန်းတို့ကြီးဇေယျခန်းပြန်လို့တကြီးထွက်တော့စူပုတ်နေတဲ့လုံးကိုတွေ့ရတယ်လုံးဝသူ့ကိုမြင်တာနဲ့အရင်ကမိမလိုချင်နေရပေါ့ဟာလုံးဝလေကျုပ်ကမိမမလိုချင်ပါဘူးကိုသိန်းပြောတဲ့ပြန်ချက်ပါစေဆိုတဲ့စကားပါစကားလေငါမိမယူလို့မရအောင်နော်ခင်ဗျာသမီးရဲ့မမဆိုတာမမေးနဲ့ကျုပ်တောင်ကျုပ်ကိုကြိုက်တဲ့ကောင်မလေးယူတာသမီးကြောင့်မြင်ထားတာသဘောပေါက်ရိုးမလုံးနဲ့ကျုပ်ပတ်စံရှာပြီးခင်ဗျာကိုဖြတ်ဖောက်ချုပ်လုပ်ပလိုက်မယ်နော်ဘာမှန်ပြောပြီးရှိရနေစိတ်ဆိုးပြီးစောင့်ကြည့်အောင်ကြီးလျှောက်သွားတယ်ဆရာဒီနေ့တယောက်တည်းလှုပ်လာခဲ့တယ်စိတ်ုံမျက်နှာနဲ့ဆရာဖြစ်သူကအရေးကြီးတော့ပြနဲ့စိတ်နာလာတယ်စေလုံးရောဗျာလုံးဝမေးနေတာသူတခြားလောက်ရသွားလို့တရုတ်မလာတော့ဘူးတဲ့အော်ငါမင်းကိုပြောမလို့ငါချစ်သူရဲ့တူကလုံးနဲ့တပုံစံနေပဲဗျာဟုတ်ရလားဟုတ်တယ်သူတို့ရဲ့အေကန်ထဲမှာစိတ်ထားတဲ့ဓပုံကြည့်ပြီးတော့ငါတော့အံ့ဩနေတာဆရာကလေအမေတူမရှာလူတူမရှာဖြစ်မှာပါအေးအဲ့ဒါလေဟုတ်မှာပါငါလည်းပထမအချိန်ရောက်တာဆိုတော့တိတ်မေးမြန်းလို့မကောင်းတာနဲ့မမေးခဲ့ဘူးမင်္ဂလာဆောင်တော့နောက်နှစ်လနေလောက်ဖြစ်ပဲဒါနဲ့လုံးဝဘာလို့ရသွားလဲအဆောင်နာစိုက်တစ်ခုမှလောက်ရသွားလေသူကဆောက်လို့ရင်လည်းပတ်သက်ပြီးစိတ်ဝင်စားတယ်အေးပါကောင်းပါတယ်လုံးပြောလိုက်စပပြင်းချိန်ပြီးငါစီပြန်လာလို့ဟုတ်ကဲ့ပါဆရာကဲလောက်ဆရာရှိရလောက်တော့ဆရာရင်နေတွေတက်လောက်ကိုပူကြူးစားတယ်ကိုရဖြစ်လိုက်တာကြောင့်ပါဇက်ကတစ်မျိုးဖြစ်နေပါတယ်ညနေအလုပ်စောစောဆင်းတော့လေအိမ်ကိုတမ်းမပြန်မဲ့အလုပ်တစ်ခုဝင်လုပ်တယ်ဒီလုပ်ကိုလေသူမနက်ကမှရှာထားတာပါစားတော့ဆိုင်တစ်ခုမှညပိုင်းဝေတာလုပ်တာပါကဲလုံးမြတ်လို့စီညဆိုင်နာရှိနေပြီမမကပြန်မလာသေးဘူးတတော့စိတ်ပူတယ်ကဲလားသမီးလေးကအိတ်တော့ညကျရင်ထမအောင်နော်သမီးမမအေးရေးပြက်လိုက်မယ်တတော့ချောသိမ့်မယ်လုံးဝကလေးကိုနှုတ်ဘူးတိုက်ရင်းနဲ့ကလေးပင်လေးကိုဖွားလေးပုတ်ပြီးငငယ်ရတဲ့ကြပြားတွေကိုစိုးပြီးသိလိုက်တယ်မကြခင်သမီးလေးကမျက်တောင်လေးဆင်းပြီးအိပ်ပျော်သွားပါတယ်အဲ့ချိန်စီကအထုထုဆွဲပြီးခန်းထဲပြေးပြေးလေးဝင်လာတယ်သမီးအိပ်သွားပြီလားခုပဲအိပ်ပျော်သွားတာခင်ဗျဘလို့ဖြစ်ပြီးနောက်ကျနေရလေငါတို့တခုလုံးနေလို့ပေါ့ရောပစံဒီနေ့အချိန်ပိုင်းလုံးလောက်တာ9000ရတယ်ဘာလို့လဲဝေတာလောက်တာခင်ဗျဝယ်လျှော့မှလေတနေ့ကိုပင်ပန်းထားတာခုလိုညဘက်လုံးကြလားကျမ်းမာရေးထိခိုက်မယ်ဒီမှလုံးငါတို့ရှင်ကလူနေလို့ဖြစ်ဘူးလေသမီးအတွက်စူးစမ်းရမယ်သမီးနေမကောင်းဖြစ်တာတို့ဘာလို့ဆိုရင်မင်းရလက်ထဲမှာရှိနေမှဖြစ်မယ်လေဒါဆိုရင်တုတ်လေလှုပ်ထလို့မယ်လေဒါတော့ငါခွင့်မပြုနိုင်အောင်သမီးကခုမှမွေးခါစားရှိသေးတယ်ခုချိန်မှာမင်းကအနီးကပ်စောင့်ရှောက်ဖို့လိုအပ်တယ်လေရှော့နေတော့ခောက်ဆွဲကြယူလာတယ်လုံးဝပင်ပန်းလုံးနဲ့စီကိုဂရုနာသမီးတယ်သူကတကယ်ကိုစိတ်ကောင်းနှလုံးကောင်းရှိရသူပါခင်ဗျရေချိုးမလို့လားဒါပေါ့တနေ့ကိုချွေးရည်ပဲညံချိုးကြောက်ထမင်းကူးထားလိုက်ပြီအေးကွာကျေးဇူးမလိုပါဘူးဆရာပစိုးတစ်ထည်ယူပြီးအောက်ကိုဆင်းသွားတယ်လုံးဝလေးဆေးထွက်ထမင်းကူးခတ်ထားပါတယ်မကြခင်ဆရာပြန်လာတယ်ဆရာထမင်းကိုအားပါတရစားပါတယ်စေဘီနာကနေလုံးဝခောက်ဆွဲကြုံစားတယ်ဆေးကိုလည်းတဝက်ထည့်ပြီးတယ်အဲ့ချိန်လုံးဝဘိုက်အောက်နာချောင်ရှုံမိန်နေတယ်ဆရာပြန်ရခက်သွားပါတယ်ဘယ်ဘာဖြစ်တာလဲဘိုက်အောက်နဲ့အင်ပါရီလျှောက်စားလဲအရန်နာနေလားငါဘာလုပ်ပေးရမလဲမသိတော့ဗျအရန်အောက်နေလုံးဝမခံမရနိုင်အောင်ဘိုက်အောက်နာချောင်ချွေးရည်ပြန်လာတယ်ဆရာနောက်ဆုံးလုံးကိုပွေ့စီပြီးဘေးခန့်ကိုသိန်းကိုသမီးကိုကြည့်ခိုင်းပြီးလမ်းထိပ်ကိုပြေးလာတယ်လုံးဘာမှဖြစ်နေတော့ငါနေ့ကိုစေကန်းပို့ပြီးမယ်သိလားအရန်နာပြီးအောက်လာပြီကားရည်လည်းငါမရတယ်လို့စေကန်းနေလဲပိတ်ကုန်ပြီးဖြစ်တာကြောင့်တကယ်ကိုခက်ခဲဆုံးချိန်မှာနောက်ဆုံးလုံးကိုကြုံပို့ပြီးတော့24နာရီဖွင့်နေစေးရုံပြေးလာခဲ့တယ်တနားရီကြာပြေးပြီးတဲ့အခါ24နာရီဖွင့်နေစေကန်းကိုရောက်ပါတယ်ဆီယမခဲ့ပါဦးစေးရဆိုရင်တကြီးအော်တန်ချောင်းဆီယမရီနဲ့ဆရာဝန်တွေလုံးကိုရေးပေါ်ခံကိုပို့ကြပါတယ်ဆရာတော်ဆိုရင်စိတ်များလို့ထိုင်တော့မထိုင်နိုင်ပါဘူးနိုင်ဝက်လုံးနေတော့ဆရာဝန်ကစိတ်စီလာတယ်ဆရာသူ့ချင်းနေဘလို့လဲမင်းကသူ့မျိုးသားလားဗျာ
ဦးကြောင်ကြောင်နဲ့မိမမိန်းကလေးတဘာဝရာသီသွေးမစင်လို့ပါရောက်နာခုပေးထားတယ်စိတ်မပူနဲ့ကျေးဇူးပါဒီညဈေးုံမှာပဲနေသွားလိုက်နေ့ပြန်မှာအချိန်ကြီးကြည့်ပြီးတော့ဆင်းခိုင်းမယ်ကျေးဇူးပါဆရာလူနာဆောင်မှာလုံးဝကရင်ပေါ်မှာမျက်စိမိတ်ပြီးတော့လဲနေပါတယ်ဆရာတော့အတူတူနဲ့စိတ်ရှုံနေတယ်လွန်ပြောလေမင်းကမိန်းကလေးလေဘာလို့ယောက်ျားလိုဟန်ဆောင်နေရလဲဘာကိစ္စယောက်ျားတွေကြားမှာလာနေရလဲယောက်ျားတွေကိုမင်းပါထက်နေလေမင်းကိုရောက်နေတာမော်ယုံတော့နော်အကွေးကောက်တင်များတယ်ကျုပ်ကယောက်ျားမျိုးကျင်လို့အိမ်ပေါ်ဆင်းလာတာကျုပ်ကတော့ကျုပ်ကိုကျုပ်ယောက်ျားလိုပဲသတ်မှတ်တယ်အမှန်တရားကိုလက်ခံကြမှာဈေးဝါစင်မင်းကိုယ့်အိမ်ကိုပြန်ဈေးရဲ့အားမပါတဲ့လီတန်းအရှင်လိုမတောက်ဖြစ်မနေပဲပြုတ်ပြောင်းနေတယ်ကျုပ်အိမ်ပြန်ဖို့လုံးဝစိတ်ကူးမရှိဘူးသမီးနဲ့လည်းကျုပ်ကမခွဲနိုင်မိဘတွေကိုပေးထားတဲ့ကလေးလည်းကျုပ်ကမဖြစ်နိုင်ခင်ဗျားကျုပ်ကိုကိုကြီးပါဗျာအသွင်ပြေရတာမိမဆိုပေမဲ့ကျုပ်စိတ်ကယောက်ျားစိတ်ပါမင်းပဲချင်းအိမ်ပြန်ပါလေဈေးရမိတဲ့အတန်ကြေကွဲနေတဲ့ပုံပါစင်းမျက်လုံးကြီးကလုံးနဲ့ခွေရမှာကြောက်နေတဲ့ပုံကျုပ်ကုလို့အားနဲ့ကိုမိမတယောက်ကိုလက်ထပ်နိုင်မယ့်အချိန်လို့ဆိုရင်တော့မင်းကိုပဲအိမ်ပြန်လိုက်တော့အပြန်မအောင်မင်းတလောက်ဆင်းရဲဒုက္ခတွေကြုံတွေ့နေရတာပျော်နေတော့လားခုမှသာရွှေဘုံပေါ်မှာပဲပြန်နေစမ်းပါငါတို့လိုဘဝသမားတွေဟာဒီလိုဆင်းရဲမှုဒဏ်တွေကိုခံနိုင်တယ်ပြန်လိုက်ပါကျုပ်ကသာပြန်ချင်းပြန်မှပြန်ချင်းပြန်ဘူးဗျာခေါင်းမလုံးနဲ့သူမကိုသူဘာမှစက်မပြောပဲခန်းပြန်ထွက်သွားတယ်ကိုစည်းရုံတက်တဲ့ပတ်စံကိုစိတ်မပေးနိုင်လို့စိတ်ညစ်နေတာပါသူတော်ပြည့်စရာမလေးကနှစ်ခါရှိပြီးပတ်စံလာပေးခိုင်းတော့သူဘလို့ကြံရမလဲမသိပါကိုစီလူရရှင်းစနီးအတွက်ဈေးဝယ်လိုပါတယ်ပြီးတော့ဈေးဝါကြားတဲ့ဝင်လေးရှင်းပြပါဟုတ်ကဲ့ဆရာမကျွန်တော်လောတကြီးထွက်လာတော့ပတ်စံပါမလားလို့ခဏနေတငယ်ချင်းလာလိမ့်မယ်အဲ့ဒီခါကျရင်ဈေးလေးလာဝယ်ပါမယ်ကြားတဲ့ဝင်လေးရှင်းပါမယ်ကောင်းပါပြီတနာပြည့်စရာမလေးထွက်သွားတော့ဈေးကကိုသိန်းကိုဖုန်းဆက်ဖို့လူတယောက်စီကိုဖုန်းကားဖို့ပြင်နေဟိုကျွန်တော်ဖုန်းလေးခဏဆက်လို့ရမလားအော်ဟုတ်ရပါတယ်ဆက်ပါဈေးဝမ်းသားအာရနဲ့ဖုန်းကိုယူပြီးကိုသိန်းကိုဆက်တယ်တပတ်ကကိုသိန်းကအိမ်ဖို့ဆုံးဝါနဲ့ဖုန်းကိုင်းနေဟယ်လိုဘယ်သူလဲကျွန်တော်ပါကိုသိန်းအော်ငစီမင်းသမီးကွာတညာလုံးကဘလို့မှချုံမရအောင်အဲ့လိုလေးယောက်ပြရခန့်နေရတယ်နိုးတိုက်လည်းမရအောင်ခုနမှမောပြီးအိပ်ပျော်သွားလို့ငါတို့လည်းခုမှအိပ်ရတယ်တောင်းမှမာတဲ့ကိုသိန်းရရှားပါတယ်ကွာမလို့နေလဲဘာဖြစ်တာလဲဘူတက်ပေါက်တာပါကိုသိန်းစီကပတ်စံခဏချေးခြင်းလို့အဲ့တော့မှပြဿနာပဲငါလည်းပတ်စံတစ်ပြားမှမရှိဘူးကိုသုံးကောင်ရောပဲအဲ့ဒီစကားကြောင့်စီစိတ်ဓာတ်တွေလုံးဝထူးကြကုန်ပါလေဟုတ်ကဲ့ကိုသိန်းဒါပဲနော်စီကပတ်စံလန်းချေးကြည့်အောင်မေးအေးကွာဝေးကြီးမကူညီနိုင်လို့အားနာတယ်လို့ပါဦးဒါပဲနော်ကိုသိန်းစီဖုန်းကြပြီးတော့သူ့ပိုင်ရှင်စီပြန်ပြေးကကျေးဇူးတင်စကားပြောပြီးတော့ခေါင်းဆိုင်စွာခန်းထဲပြန်ဝင်လာတယ်ခဏမှဘာလို့အားမရှိသလိုဖြစ်နေရလဲငါတို့ဈေးကိုသာလာတက်တယ်ပတ်စံပြားမှရှိတာမဟုတ်ဘူးလေကိုလည်းမင်းအတွက်ဈေးဝယ်ဖို့နဲ့ကုန်ကြစိတ်ပြီးဖို့ငါမှပတ်စံမရှိဘူးဒါပေမဲ့ပူပါနဲ့ငါဆရာစီကလမ်းကြီးကိုလှုပ်ထားတယ်ခင်ဗျားကြောက်ကြောင်တားပင်မနေရင်လေကျုပ်ဈေးရုံကစရင်သမီးကိုခေါ်ပြီးတော့ခင်ဗျားနားကနေထွက်သွားပါမယ်မင်းတော့သမီးကငါလည်းမခွဲနိုင်အောင်မင်းနေချင်တဲ့လောက်နေဟုတ်ပြီမင်းမပြောတဲ့နေ့ကျရင်တော့မင်းဘက်သာပဲမင်းအိမ်ပြန်ပါငါသမီးကိုငါနဲ့ထားခဲ့အောင်မသမီးကိုကြောက်ဝေးချင်းမွေးတာလေခင်ဗျားတို့ကလေးနဲ့မခွဲနိုင်တာကျုပ်ဆိုရင်ပို့ဆိုးအခုသမီးကအိတ်နေပြီလားအိတ်နေပြီမင်းလည်းနားတော့ငါဆရာကိုကူညီတောင်းအောင်မယ်ပြောပြီးတော့ခန်းပြင်ထွက်သွားတယ်ဈေးထွက်သွားမှလုံးဝမျက်လုံးမိတ်ပြီးအနားယူတယ်ဈေးဝါနေလေ12နာရီမှဆင်းမှာပါကိုသိန်းတော့ညသမီးကိုမနိုင်တော့ည9နာရီကဈေးုံခေါ်လာတယ်တိတ်ပါတော့လူမြတ်လူစီရဲ့တိတ်တော့အမနဲ့မမသစီရေမင်းသမီးကိုလာခေါ်ကွာမမသမီးကိုခေါ်နေပါလားဈေးလက်တရောက်တာနဲ့သမီးကချက်ချင်းကိုတိတ်သွားတယ်အဲ့ဒီခါကျမှကိုသိန်းတို့တက်ပြင်းချနိုင်ပါတယ်မင်းသမီးကွာငိုလိုက်တာလေလို့ရောငါတို့လည်းငိုလုံးလို့မင်းတို့စီခေါ်လာတာဒါနဲ့ဈေးုံပတ်စံရှင်းပြီလားဆရာတအောက်နေလောက်ရောက်မေးတဲ့ရော့မင်းဆရာကိုစောင့်နေနဲ့ငါတို့စောင့်မှုဆရာပတ်စံကြီးလာတယ်3သိန်းကျေးဇူးပါဗျာကိုသိန်းကိုရစားတို့ရပါတယ်ကွာငါလုံးဝတက်တာရဲ့လားတက်တာရဲ့ကိုသိန်းဆရာအားလုံးနဲ့အတူလုံးခန့်ဝင်လာပါတယ်လုံးဝကိုသိန်းတို့အင်းတော့လက်ရအနေထထိုင်နေကိုသိန်းတို့ပါလားအေးလဲနေမင်းပိုင်ခွဲထားတာတက်တာရဲ့လားမင်းသမီးကလည်းငိုလို့လိုက်လာတာဆရာပွေထားတဲ့သမီးလေးကိုလုံးစီပေးပါတယ်လွတ်လပ်တဲ့မှာသမီးလေးကခြေကားရလက်ကားရနဲ့မျက်လုံးလေးပြူနေတယ်တွေ့လားလူလည်းမသူ့မမနဲ့တက်တက်ကိုတွေ့တော့ချက်ချင်းကိုသိအဆောင်မှာတောင်းညက်လိုက်တာစိတ်ကလည်းကြီးသလားမမီးနဲ့ဘလို့ချော့ချော့မရအောင်ကိုရစားတို့တောင်းမှန်ပါတယ်ရပါတယ်ငလို့ရညီကိုတွေပဲဟာဟုတ်တယ်
အချင်းချင်းဖေးမှကိုညီရမှာပေါ့လိုအပ်တာပြောလိုအပ်ကောင်းကြီးပြတော့ကိုသိန်းကလုံးစပင်ကိုညီငယ်တယောက်လိုဖွာဖြစ်ပါတယ်ဒါအောင်စီကမနစ်သက်တယ်လို့လှမ်းကြည့်တာကိုလုံးဝမြင်ပြအောင်မြင်လိုက်တယ်ကျမလုံးဝသိမခံနိုင်တော့အမြဲရှာပြီးပြန်ခေါ်ပေးပါယောက်ျားလေးရှာနေပါတယ်ကွာအဲ့လိုရှာနေလို့ရမှာမဟုတ်ဘူးလေသတင်းစာတွေကြော်ညာထည့်ပြီးညာကျမအိမ်မမကောင်းတားစိရုံတက်နေရတဲ့ယောက်ျားရဲ့အမြဲရှာပြီးပါဟုတ်ပါပြီကွာကိုဒီနေ့ပဲထိတ်ကြော်ညာလိုက်မဟုတ်ပြီလားဂရီပေးတယ်ကွာဒေါ်တင်တင်ရတူရီသောသမီးကိုလွမ်းလုံးလာကြောင်းမစားနိုင်မအိမ်နိုင်ပါဘူးညစဉ်လည်းအိမ်မကောင်းတာကြောင့်သမီးဖြစ်သူကိုအမြဲတမ်းသတိရနေတယ်ဒေါ်တင်တင်တယောက်တည်းမဟုတ်ပါဘူးလူရဲ့ဖိုးဖိုးနဲ့ပွားပွားပါဝင်ပါတယ်လူရဲ့ငါလောက်သွားပြီထမင်းကိုမနေ့စာညစာချက်ထားတယ်ကလေးနည်းတွေလည်းလျှော်ပြီးပြီလားငါသမီးကိုဂရုစိုက်တော့သမီးတို့နှုတ်မုတ်ကကုန်နေပြီငါဒီနေ့လစာထုတ်တယ်အဲ့ဒါဝဲခဲ့မယ်ဟုတ်ပါပြီခင်ဗျဘာစားသွားတယ်ထမင်းစမ်းကျန်တာပဲပြုံးနေစားလိုက်တယ်မင်းတို့ကမင်းစားကျင်နေဆိုလို့ဈေးရနန်းကြီးတော့ဝဲထားတယ်ခင်ဗျလည်းအဲ့လိုမမျက်မတော်မလုပ်ပါနဲ့ကျုပ်လည်းထမင်းစမ်းနဲ့ပဲပြုံးစားနိုင်ပါတယ်နောက်ဆိုရင်ထမင်းမချက်နဲ့ကျုပ်ချက်ပါမယ်ချက်နိုင်လည်းမချက်ပဲနဲ့ငါသမီးနောက်မှာပဲနေပါငါပပမန်းမရောပါလို့လေဘာမှမလို့သမီးတို့တော့မမေ့စေနဲ့ဒါတော့စိတ်ချငါ့ကိုထမင်းစားစောင့်နေနေတော့ငါနောက်ကြမှာစားနဲ့ငါတို့သမီးကခုတော့အိပ်ပုတ်တယ်ညဆိုရင်ငိုးတဲ့တော့မစားရအောင်မမကအလုပ်များတော့သမီးကိုလှုပ်အားရနေပဲချက်နိုင်တယ်ကြည်ုံအိတ်နေလက်ခန်းကိုထော်နေရောဩမင်းဟိုဘက်ကကိုသိန်းတို့နဲ့တိတ်မျောနေကြလားသမီးကိုစိတ်နေရနေလုံးဝစိတ်ပူလို့ပြောမိပြန်ပါတယ်တော့ကြလို့မင်းကလေးမှန်းသိရင်ဘာတွေပြောကြမှန်းမသိလို့အင်းပါစိတ်ပူနေနဲ့ကိုသိန်းတို့ကမသွားဘူးသမီးနားမှာပဲနေမှာအေးငါစိတ်ချမယ်အဲ့လိုပြောပြီးထွက်သွားတဲ့စိတ်ကြောပြင်ကိုလုံးကြည့်ပြီးတနာမိတယ်လုံးဝမင်းကလေးမှန်းသိသွားတယ်ကသူကအမြဲတမ်းဂရင်ရဲ့ဟိုဘက်ဆုံးမှာပဲအိတ်တယ်သမီးကိုအလဲထားတာတော့သူကတော့ဂရင်ဆုံးပဲအိတ်ပါတယ်လုံးနဲ့သမီးကိုအမြဲတမ်းဦးစားပေးတယ်အခုပဲကြည့်သူကြတော့ထမင်းစမ်းနဲ့ပဲပြုတ်စားပြီးတော့လုံးဝတော့အကောင်းစားစီတယ်ဒါကြောင့်လေလုံးဝညဘက်ဆိုရင်ကလင်းကိုလေသူမလို့ကအမြဲချော့ပြီးနှုတ်မုတ်ဖြောပြီးထိုက်တယ်သူကလည်းတနေ့ကုန်ပင်ပန်းထားတာကြောင့်အရင်ကအဲ့ရမဟုတ်တတ်တဲ့သူကအခုဟုတ်တက်နေပြီတခါတလေသမီးကတော့ညလုံးပြူးနေသူဟုတ်တော့အထူးဆန်းတပွဲစီနေသေးတယ်သမီးအခုဆိုရင်လုံးလုံးစီရောက်တာ3လပြည့်ပါပြီသမီးကအရင်အထက်ပိုးတိပိုးတက်လာပါပြီဘိုးကလည်းဆွဲတရားလည်းဆွဲလို့တယ်လို့ဘူးတွေမဟုတ်ပြီးစကားတွေလည်းဝူဝဝပြောတတ်နေပါပြီဆရာလုံးမှာသူများတွေတဲ့အလုပ်ကိုကြိုးစားမှန်းဆရာသိတာကြောင့်နောက်စာပေးတဲ့အငဲပူပြီးတယ်အရင်တစ်လောက်3သိန်းခွဲရတဲ့စီကိုတစ်လောက်2သိန်းခွဲတိုးပေးတဲ့ပြင်အပူ9000မှပြီးပါတယ်စီရားစရာမင်းတို့ငါမင်္ဂလာဆောင်မလာကြအောင်နော်ဆရာအဲ့ဒီကသမီးနေမကောင်းလို့စီကံပြလိုက်လို့ပါ။လုံးမြင့်တို့စီတွေကဘလို့ဖြစ်တာလဲ။ကာဝယ်ဆေးထိုးတာဆရာ။ဈေးရပြင်းတော့ဖျားဝင်ရော။ကျွန်တော်နဲ့လုံးမှာသမီးကြောင့်ဆွေးရလုံးပြီးတော့မျက်ရည်ပါကျတယ်။သမီးကဈေးတို့လက်ထဲရောက်တဲ့နေရာစပြီးတော့ဘယ်တော့မှမဖျောင်းမနာ။လေထိုးလေအောင်တော့မဖြစ်ဘူး။အဲ့ဒီကာဝယ်ဆေးထိုးမှပဲဖြစ်တာ။အေးကွာ။မင်းနဲ့လုံးကလည်းတကယ်မိသားစုလိုဖြစ်နေပါပြီ။အင်းဆိုရင်လည်းအင်အားတက်လက်ကိုပို့ကြိုးစားလို့ငါကလစာတိုးပေးရတဲ့ပြင်အပုံငွေပါပေးတာကျေးဇူးတင်ပါတယ်ဆရာငါဆိုင်ခွဲထုတ်ခဲ့ရင်တော့မင်းဦးစီးကွာအမိမတို့ဘက်ကငါ့ကိုသဘောကျတယ်ကွာအမိမကလည်းငါတက်ပတ်စံဖို့ရှိတော့အောင်ဆိုင်ခွဲတက်ခွင့်ရင်ပြောတဲ့လူတဲ့ပတ်စံသူစိုက်မယ်ဆရာသိတ်ကန်ကောင်းတယ်လို့ဆရာကတော့လဲကန်ကောင်းတယ်တကယ်ကိုအိမ်အောင်ဘက်ကောင်းမယ်မင်းနဲ့လုံအောင်မှာယောက်ျားချင်းဖြစ်ပြီးတော့မိသားစုလိုဖြစ်နေတာပို့ပြီးတော့ကြည်နူဖို့ကောင်းတယ်ဒါမဲ့စီမှတ်တာပတ်စံရှိလို့ဘွားပြတဲ့မိန်းမတော့သိမ့်မရှိဘူးပတ်စံရှိလို့ဘွားပြတဲ့ယောက်ျားအများကြီးရှိတယ်အခုခေတ်လားစာထုံးရင် KTV သွားနေပတ်စံပြုံးကြတာတချို့ချမ်းသာတွေကောင်းနေဆိုရင်တော့အိမ်ရမိန်းမဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ small ဆွဲကြတာငါတော့ဘယ်တော့မှအဲ့လိုမျိုးမလုပ်ဘူးဟုတ်တာပေါ့ဆရာကြီးကျွန်တော်ကတော့ကိုပေးမမမနဲ့ရှာဖွေထားတဲ့ပတ်စံကိုလှူရလှူမယ်ဒါမဲ့ဘယ်တော့မှအဲ့လိုနေရာတွေမှာမသုံးကောင်းတယ်ငါကောင်းစူးစားထားအော်မင်းကိုပြောရအောင်မယ်ငါမိန်းမရဲ့တူလေးမမိလားလုံးနဲ့တူလေးလို့ပြောတဲ့တရားသိပ်မမီဘူးပြောပါဆရာဘာဖြစ်လို့လဲသူမိဘတွေရှာနေရကြပြီပြန်မတွေ့သေးဘူးသူတို့မှလည်းသူတို့ရဲ့တူရီတော့ဒါမဟုတ်ပါဘူးသမီးကွာယောက်ျားစိတ်ပေါက်နေတာတဲ့ဟုတ်ကဲ့ဆရာဘာမှမပြောပဲဟုတ်ကဲ့လို့ပဲထောက်ခံလိုက်တယ်တေချာတော့ဆရာပြောတာလုံးပဲဆိုတာစေတီကြသိလိုက်ပါတယ်နှလုံးကြီးငါတို့ပဲလားလေပါအောင်တူတူကိုရစားသမီးအိတ်နေတယ်ဩအေးငါတို့ပဲလားလေလီလာတော့ပါဦးဒီမှာသမီးရဲ့လက်သေးတွေရှိနေလို့ညှက်ပေးလိုက်
ပြီးတာပဲငါငစေးကောင်မလေးတက်ကိုလိုက်နေတယ်လို့သတင်းရလို့ပြောပြမလို့အဲ့ဒီစကားဆောင်လုံးကချက်ချင်းသိကျင်လာတော့သမီးရင်ဘက်ကိုစောင်းပြီးကိုရစားလွန်လာခဲ့မယ်မမမလာဘူးဆိုဟောကိုရစားလေသမီးရဲ့မမကြောင့်လုံးသိထားမှဖြစ်မှာပေါ့ရစားလုံးမရိပ်မိအောင်ကြည်စင်စိတ်ကိုအောင်ထားတယ်။လုံးဝသိကျင်စိတ်တွေဘလောက်လုံးကဲနေလဲမသိချက်ချင်းကောက်ထလာတာပဲကြည်ရစားခန်းထဲမှာကိုသိန်းတို့ဟာဘီယာပလင်းနဲ့ဝိုင်းဖွဲ့နေကြတယ်ဟာကိုသိန်းတို့အရက်တောက်ကြတာအဆောင်မိုးသိရင်တော့ပြဿနာတက်မယ်နော်တစ်ချိန်လုံးတောက်နေကြတူတူပြောပါကွာဆောင်မိုးမသိအောင်ခိုးတောက်နေတာအလုတ်ကပင်မနေငလုံးရကျွန်တော်ကိုကြီးလောက်တော့ပင်မမှာမဟုတ်ပါဘူးဗျာဒါတော့ဟုတ်တယ်ငါထောက်ခံတယ်ကဲပါကိုသိန်းထောက်ခံတာနောက်မှအကူရဘဲကောင်မလေးကိုလိုက်နေရလေလုံးဝမင်းနဲ့မြီးမိုးလောက်ထားတဲ့ကြက်ကြော်တော်ကိုယူစားတယ်ကိုသိန်းရမျက်ခုံးပင်ပြီးရာဇာကိုတန်းထိပ်ပြီးတော့ရာဇာမျက်လုံးမိတ်ပြပြီးအစီပြောတာတော့သူတို့လုံတာဆရာကောင်မလေးဆိုပဲအဲ့စကားအကြောင်းမှာကိုသိန်းရသဘောပေါက်သွားပြီးချုံနဲ့ဝင်ပါတယ်မင်းကငစီအဲ့လိုပဲကြွားလာဟုတ်တယ်ကိုသိန်းရောအတူတူပဲကွာဒီကောင်တော့တာယာနီးရဲ့မိသားစုကိုဖျက်တော်မယ်ထင်တယ်ဖျက်ရင်ဖျက်ကြည့်ပါလားလုံးဝဒီတိုင်းကြည့်နေမယ်ထင်လားသမီးမျက်နှာအောင်မထောက်လို့တော်သားထွက်သွားတော့ကိုရစာကိုသိန်းနဲ့ကျန်နေတယောက်ကမျက်နှာမှာပြုံးစီစီဖြစ်ကုန်နေမင်းကလေကွာယောက်ျားပဲအင်္ဂလိပ်ကြိုက်တာစမ်းသလားအဲ့လေချိန်တိုင်းမိမယူမှာပဲမယူပါဘူးလုံးဝသမီးရဲ့တက်ပဲလုံးမှာအကိုရတော့မမလုပ်ချင်ပဲကြားကြားလုပ်ချင်နေပြီနဲ့တူတယ်။အော်သူကမင်းလိုမှမဟုတ်တာဒါမှမဟုတ်အကြံပေးရမှာဘာကြံလဲလုံးဝတကယ်ကိုစိတ်ဝင်စားမိတော့ကိုသိန်းရမရှိတဲ့မိုးစိမ်မငုတ်တူပုတ်ပြီးတော့မင်းကြီးနေရတာဟာဗျာကိုသိန်းတော့ကျုပ်ဆွဲထိုးမိတော့မယ်ထိုးချင်လဲထိုးကွာဒီနေ့နဲ့ပဲမင်းငစီကိုချိန်အောင်ထားလို့ရမှာမင်းကကြီးတော့သူ့ကိုယောက်ျားလောက်ခိုင်းလို့ရတာပေါ့မင်းမကြီးချင်လေကြီးလိုက်ကွာဖြစ်ရမယ်ကျွန်တော်မကြီးချင်ဘူးအေးအဲ့ဒါဆိုရင်တော့တခြားမိမလက်ထဲငစီပမှာပဲမသိတော့ဗျာသမီးတယောက်တည်းကြံငယ်လို့တွားတော့မယ်ဘီယာတောင်းလေကျွန်တော်မတောက်တတ်ဘူးမတောက်တတ်တာပြဿနာမရှိဘူးလေးယောက်လေးတစ်ခုကအရေးကြီးရဲ့နော်ကိုသိန်းပြောစကားကိုလုံးဝစိတ်ရှုပ်ရှုပ်နဲ့ခေါင်းကုပ်ပြီးခန်းပြင်ပြန်ထွက်လာပါတယ်အင်းအကိုခန်းကိုဝင်ပြီးနှခမ်းစုကအိတ်နေတဲ့သမီးရဲ့ပါးပြင်ကိုပပနှမ်းပြီးသမီးရဲ့လက်နုနုလေးကိုပပကိုင်ကလက်သိမ်းညက်ပြီးတယ်ငါမျိုးကိုမင်းတို့ခုထိရှာမတွေ့သေးဘူးဆိုတော့မညက်လို့လားဒါတို့လည်းရှာနေရပဲဗျာပုံနေတဲ့သူရှာနေမှတော့ဘလို့လို့တွေ့နိုင်မှာလဲအဖေရောမရှာဘူးလားရှာတော့မှနှံ့နေရောမတွေ့ဘူးသတင်းစာတွေထည့်အောင်ပြတ်မလားမဟုတ်မှလို့ရောတွေ့တဲ့တာအသက်ရှိသေးရဲ့လားမသိဘူးမကောင်းတာတွေငါမြင်ရဘေးကင်းမှာပါတင်တင်ရဲ့ညီပြောတာနဲ့ငါတော့စိတ်ပူလာတမီးကထင်တော့ပြောပြတာပါမမေရဲ့သူသိချစ်တဲ့သူ့တော်မင်္ဂလာဆောင်တော့မလာဘူးဆိုတော့တမီးစိုးရိမ်လာပြီအေးညီတို့ပဲငါမြင်ကိုခုလိုဖြစ်အောင်လုပ်ကြတာငါမြင်ခင်ဗျာဘယ်ရောက်လို့ရောက်နေမှမသိအတော်တရော်ရီနဲ့တွန်းရင်တော့ဒီဘွားကြီးရင်ကျိုးရပြီအမေတို့ကလည်းမဟုတ်တာမပြောကြပါနဲ့အဓိကမင်းတရက်ခံပဲပဲနဲ့တော့အမေလေးအေးစီစီထိုင်ဆိုင်တော့စက်သက်စားလို့မကုန်လေစီးစိမ်တွေရှိနေတာမင်းမလုပ်ရတယ်ဟာမမေကလည်းတားအောင်မဲနေပြန်ပြီဘာပဲဖြစ်ဖြစ်ရှင်းကြောင်မယ်မမေကပြောနေလို့စိတ်ညစ်ပါတယ်ဆိုမှမင်းကထပ်ပြီးတော့ပြစ်တင်နေပြန်ပြီကဲအားလုံးတော်ကြတော့ငါမင်းကိုမတွေ့တွေ့အောင်ရှာမယ်တပတ်အတွင်းမှာငါမင်းကိုပြန်တွေ့စေရမယ်လူရဲ့ဘိုးကတော့ရှိသမျှလူရသုံးမီလုံးကိုရှာတော့မှဖြစ်ပါတယ်အားလုံးကတော်တော်စိုးရိမ်နေကြပြီဒေါ်တင်တင်ဆိုတဲ့လူစိတ်ကြောင့်တနေ့တခြားပိတ်မိလာပြီဖြစ်ပါတယ်စီးစိမ်များစွာကိုဖင်ကူးတိုင်ထားလဲစိတ်မချမ်းသာရဲ့အလက်ကားပါပဲစိတ်ချမ်းသာမှုလောက်ဘယ်အောင်မှအရင်မကြည့်ဇီယာထုတ်မှုများစွာနဲ့အခန်းရှိရာစီလာခဲ့တယ်စေတကားခောက်တော့လုံးဝစူပုတ်ပုတ်မျက်နှာနဲ့တကားလာဖွင့်နေရော့ဒီနေ့လားစာထုတ်လာတယ်သမီးတို့နှုတ်မုံနဲ့ဝတ်စားတချို့ဝယ်လာတယ်မင်းတို့လည်းဖုန်းတစ်လုံးဝယ်လာတယ်ဖုန်းကဘာလို့ဝယ်ရလဲတက်တက်ငွေကုန်အောင်ဩငွေကုန်တော့ဘယ်ဟုတ်မလဲမင်းပြင်းနေမှာဆိုလို့ငါဝယ်လာတာသမီးကိုစောင့်ရှောက်နေရတယ်မင်းပင်ပန်းလာပြီလေရောင်းမြန်နေပြောနေပြီခင်ဗျားပိုပင်ပန်းတာပါအေးပါကွာငါရေချိုးတော့မယ်အသမီးကလည်းငါပြန်လာနဲ့အိတ်နေတာကြီးပဲအသမီးကချက်စရာလေးနော်ခင်ဗျားမျက်စိပါတာပဲချက်စရာကောင်းမကောင်းကြည့်ပေါ့မင်းဘာဖြစ်နေရလဲရော့ဒီနေ့စုဘူးတဲ့1000ထည့်လိုက်အောင်ငါရင်ချက်စရာတွေလည်းဝယ်လာတယ်အခုစားနေတဲ့ဆန်ကျန်းလို့နည်းနည်းကောင်းတဲ့ဆန်ဝယ်လာတယ်လက်ပြခင်ဗျားလုံးပိတ်တယ်ဆိုတော့ပြစ်မထွက်ဘူးပေါ့ပြစ်မထွက်လို့မရအောင်စိုက်တစ်ခုမှဘီလက်မြေတဲကိုလူနေတယ်အတော်လို့ကိုစီးရင်ပေးထားတယ်ပြအလုပ်တွေတလောက်လုံးနဲ့မိမယူဖို့လားအဲ့ဒီစကားကြောင့်ဇီယာအင်ကြီးချွေးနဲ့အားရပါရရှိမော်ရီဇီယာအလုပ်ကျန်းနေလောက်ရတာကြောင့်ကိုလုံးကကြက်လက်တောင်းတမာရီ
ရှင်ကကားနဲ့ဝမ်းပိုက်သားစစ်ပတ်တွေပါမြင်ရတယ်။လိမ့်မပြူတိုင်းရင်ခုန်စရာပါ။အဲ့ထဲမှာတော့လုံးမပါပါဘူး။ကိုယောက်ျားလိုခံယူထားတာကြောင့်စိတ်ကိုတယောက်လိုပဲမြင်နေ။ဘာရလဲ။ငါလိုကြိုးစားနေတာငါသမီးတို့ပဲလေ။ပြီးတော့ဘာဆက်ဖြစ်လဲပြောစမ်းမအောင်။သမီးရဲ့တက်အတွက်ပေါ့။စီးရဲ့စကားကိုကြားတော့လုံးဝစိတ်ထဲစီးနှူးသွားပေမဲ့လမ်းဆောင်မင်းမျက်နှာကိုတင်ထားတယ်။ပိုရီပြုံးနေစမ်းပါနဲ့။ခင်ဗျကောင်မလေးတက်ကိုလိုက်နေတယ်လို့ကျုပ်သတင်းကြားတယ်။ဟုတ်တယ်။ဘာခင်ဗျဟေးထင်လွဲမနေနဲ့ငါလိုက်နေတဲ့ကောင်မလေးကငါ့ကိုရှိရလို့တော့မထင်ဘူး။ထင်တယ်ခင်ဗျပြောတော့သမီးကအဓိကဆိုအဲ့ကောင်မကိုခင်ဗျမကြိုက်ရအောင်။ဒါကငါလွတ်လပ်ပိုင်ခွင့်လေမသိဘူးဗျာ။ခင်ဗျကိုပြက်ပြောလိုက်။ခင်ဗျအဲ့ကောင်မကိုလိုက်နေမယ်ဆိုရင်သမီးနဲ့ကျုပ်ကိုခင်ဗျတို့ဝေအောင်ထွက်သွားမှာနော်။တိတ်ဆန်းမင်းတို့ဘယ်တော့မှငါ့ဝေကိုထွက်သွားဖို့မစင်စားနဲ့။ငါကောင်မလေးတက်ကိုနစ်ကကချစ်တယ်။ဒါပေမဲ့ तू ကမင်းလိုပဲယောက်ျားစိတ်ပေါက်နေလို့ငါလူကောင်လေးစိတ်ဝင်စားမှာမဟုတ်ပါဘူး။ပြီးတော့ तू ကတိတ်ချမ်းသာတယ်။အဲ့ဒါကြောင့်ငါနဲ့အဲ့ကောင်မလေးကဘယ်တော့မှချစ်သူဖြစ်လာမှာမဟုတ်။အဲ့ဒါကြောင့်မင်းစိတ်ပူမနေနဲ့ငါရေချိုးတော့မယ်။တမင်းစားဖို့ခိုးထား။ပြောပြီးပစိုးတထေကြီးကခန်းပြင်ထွက်သွားတယ်။ဆရာရေချိုးပြီးအိမ်မော်တင်လာတာနဲ့ထမင်းဝိုင်းကိုတွေ့တာကြောင့်ဝန်စားလေးပြီးထမင်းစားတယ်။ဘုမတော့အထုပ်တွေကိုဖွင့်ကြည့်တယ်။သမီးတို့ဝတ်တရားအများကြီးပဲ။ဘာလို့ဝေလာရလဲ။သမီးကငငယ်လေးပဲရှိသေးတာကိုပတ်စံပို့ကော။အော်သမီးကိုဒီရောက်မဝတ်စီခြင်းလို့ပြောမိတာပြောရတာ။သမီးရောက်လာမှငါတို့တွေကံကောင်းလာတာ။သမီးကတကယ်လက်ကြီးပဲ။ဟုတ်ပါတယ်။သမီးကြောင့်ကျုပ်တို့အဆင်ပြေလာတာ။ကျုပ်တို့ဝတ်စားပါဝဲလာတော့မကောက်ဘူး။ဂုံးတို့တွေပါဝဲလာတယ်။မင်းကခန်းထဲကနေဘဲမှမထွက်လို့ဝဲလာပေးတာလေ။မင်းရဲ့အတွင်းပစ္စည်းလုံးရင်လက်ပြန်သွားဝဲ။ခဏတော့လည်းဘာမှမပါဘူး။ငါကဘာလို့လဲ။ငါတို့ကအရေးမကြီးဘူး။အရေးကြီးတာသမီးနဲ့မင်းပဲ။ဆေးရဲ့ပြောကြောင်းလုံးဝမခုံဘူးတဲ့နှလုံးသားခုန်လာတယ်။ဆေးကိုကြည့်တော့ဆရာထမင်းကိုပလုတ်ပလောင်နဲ့နိုင်ရှက်ရည်စားနေတယ်။အဲ့ချိန်လုံးပိုင်းကကွီဆိုပြီးမိလာတော့ဆရာမင်းထမင်းမစားရသေးဘူးလား။အဲ့ဒါခမည်းကြောင့်နေခမည်းကိုစိတ်ဆိုးပြီးမစားတာ။ဘာရောက်နေတော့မှာပဲလာစား။နောက်ဆိုရင်မင်းမဆိုင်တဲ့အရာတွေပြောထား။ကျုံမလုံးမိအောင်ရှောင်မယ်။ဒါနဲ့မင်းကိုမင်းမိဘတွေစိတ်ပူနေတာ။အဲ့ဒါမင်းကြံလဲပြန်လေ။ပြန်မောင်း။ကျုံရဲ့ချက်မပြည့်သေးဘူး။အခုတော့ခမည်းရှာကျွေးလို့ကျုံမငတ်တာ။အဲ့လိုတော့ဘဲဟုတ်မလဲ။မင်းမပြန်ချင်တော့ဖုံးဆက်လိုက်လေ။မိဘတွေကိုစိတ်ပူအောင်လုပ်တာတော့မကောင်း။ပြီးတော့ကျုံနဲ့အတူဒုက္ခခံနေရတာပဲမှန်းပါလေ။ဖြစ်နိုင်တော့မင်းမိဘရင်ပြန်တာအကောင်းဆုံးပဲ။ခမည်းနော်ဘလို့ဖြစ်နေလဲ။စုံမပြန်မအောင်ဆိုမှအဲ့လိုပြန်ချင်နေသမီးကိုခေါ်ပြီးတော့ပြန်လိုက်ရမလား။ဆရာရင်ဘတ်ထဲနာလာပြီးတော့ထမင်းတော်စားမဝင်တော့ပါဘူး။ရှင်နေရစကားတန်တွေကိုလည်းလုံးမကြအောင်ပြောမိတယ်။ကိုအဲ့လောက်မရက်ဆက်ပါနဲ့။မင်းမရှိရင်တော့ကိုသမီးကိုရင်ဝင်ထဲမှာပွေးဖက်ပြီးတော့မျိုးအလွမ်းပြေးခြင်းသေးတယ်။ဒါပေမဲ့စိတ်ချမ်းသာမယ်ဆိုရင်ကိုနှလုံးသားကိုတော့အရှင်လက်ဓာတ်နဲ့ခွဲပြီးတက်တည်ပြရဲပါတယ်။မင်းနေလေမင်းစိတ်ချမ်းသာမယ်ဆိုရင်ခေါ်သွားပါ။ပြောရင်းနဲ့ထမင်းတော်ကိုအောင်မစားပဲတုံပြစ်တို့ပြင်နေတော့အပြောကတော့ရွှေမန်းမေးသမီးကိုခေါ်သွားမယ်ဆိုတာနဲ့ထမင်းကစောင်းဝင်တော့မင်းဆောင်လေးပါပါတယ်။ငငါ့ရင်နဲ့ချစ်တယ်မမြင်လို့ပါ။အဲ့လိုချက်ချင်းစိတ်ထဲကနေပြီးတော့ပြန်ပြောမိတယ်။ပါဇက်ကနေဖွင့်ဟပြီးပြောဝင်မရှိတာကြောင့်ရင်ထဲကစကလုံးမျိုးသိမ့်နေရတာခက်ခဲပါလား။မစားချင်လို့ပါ။လိမ်နေနဲ့ခုနကစားနေလိုက်တာအားရပါရနဲ့ထမင်းလည်းမပြတ်နဲ့ဈေးရကြီးနဲ့လာကျုံနဲ့တူစားမယ်။ကျုပ်လိုသမီးကိုခမရလေးချက်တာပဲလေစိတ်ချသမီးနဲ့ခမရကိုကျုပ်ဘယ်တော့မှမခွဲဘူး။အဲ့လိုပြောပြီးထမင်းစားဖို့ကူကစိတ်နဲ့တူဝဲစားလိုက်တယ်။စိတ်နဲ့လုံးထမင်းစားပြီးတော့သမီးကနိုးလာတယ်။ဟောသမီးနိုးနေပြီ။ခမရသမီးကိုပွေထားလိုက်ကျုပ်နိုးမဖြုံး။ရတယ်ငါဖြိုလိုက်မယ်။သွားစမ်းပါဗျာ။ခမရသမီးနဲ့တိတ်နေရတာမဟုတ်ဘူး။ဘုံမသမီးမျက်နှာမဲနေပြီသွားစီလိုက်။သမီးရေမငိုရအောင်နော်။မမားလာလိမ့်မယ်။တရကသမီးအတွက်ကြိုဖြောလိုက်အောင်မယ်။လုံးဝနှမို့ဖြောတော့သမီးကိုဇေယျပွေးချီထားတယ်။သမီးကသူ့မမကိုလည်းကောင်းကောင်းသိတာကြောင့်စကားတွေပြောပြီးရှိနေပါတယ်။မမသမီးလေးကမမကိုမမိရဲ့ပေါ့ဟုတ်လား။ကြည့်ပါဦး။သမီးကမမနဲ့တူလို့ချစ်စရာလေးနော်။ချစ်မဝလေး။ဇေယျသမီးကိုစကားတွေပြောပြီးတော့ဝိုင်းနဲ့ပြလိုက်တော့သမီးကတန်ထွက်အောင်ယူပါတယ်။ဇေယျဒီသမီးလေးနဲ့လွန်ကြောင်းပင်မမှုတွေပြေပြောင်းနေတာပါ။ရော့သမီးကိုနှိုးတိုင်အောင်သိမပေါက်ချဘူးလား။မပေါက်ချသေးဘူး။ကဲသမီးရေကျိုးစို့မယ်နော်။သမီးကနှုတ်ဘူးကိုဝမ်းသာအားရလက်သေးသေးလေးနဲ့လမ်းကိုင်းနေ။ဇေယျသမီးလက်ကိုပါရောကန်ပြီးတော့နှုတ်ဘူးသိချထိုက်ပါတယ်။သမီးလေးကနှုတ်ရမ်းစာနေရကြောင်းအငမ်းမရဆိုတယ်။မကြောင်ရင်သမီးကစိတ်ပုံရှူရှူတွေပေါက်ချလိုက်တယ်။တရက်ရေမင်းသမီးကတော့ငါ့ပုံရှူပေါက်ချလိုက်ပြီ။ဟုတ်လားပေး
။မပစိုးလေးပြီးအိတ်တော့17နာရီထိုးနေပြီ။တော့ကြအေးပြက်နေပြီ။သမီးကအဝါကြီးထားတော့တော်တော်နဲ့ပြန်ရုံမှမဟုတ်ဘူး။လုံးဝသမီးကိုစေးလက်ထဲယူပြီးတော့ဘောင်းမီလဲပြီးတယ်။စီကလည်းပစိုးတစ်ချိန်လဲပြီးတော့သမီးကိုနှစ်ခုတစ်ချက်နဲ့ကကွန်နိုင်လိုနှုတ်ဆက်ပြီးဘိုးဘက်အစုံဆုံးကိုအိတ်တယ်။လုံးပြမန်းနာကြောင်ခေါင်းချလိုက်တာနဲ့ခဏလေးအိမ်မောကျသွားတယ်။သူအိမ်မောကျပြီဆိုတာနဲ့လုံးဝသမီးကိုတားလေးချပြီးအကျော်ပြေတန်းစီစေးဖို့ယူကစီရဲ့ခြေသလုံးနဲ့ကျော်ပြင်းတွေကိုလိမ့်ပြီးပါတယ်။စီကတော့ဟုတ်လို့ကောင်းတော့မှသမီးကသူ့မမရဲ့ကျော်ပြင်းကိုလက်သေးသေးလေးနဲ့လိုက်ကုတ်ဖယ်တယ်။မနေ့တုန်းကလည်းလုံးဝထုံးစံအတိုင်းလှုပ်သွားဖို့ပြင်နေတဲ့စီကိုတွေ့တယ်။စီကလည်းထုံးစံအတိုင်းထမင်းဟင်းတွေချက်ပြုတ်ထားပြီးကြောင်းသမီးသေးဝတ်တွေသူလျှော်ထားပြီးကြောင်းပြောတယ်။ငါဒီနေ့နားလိုက်ပါလား။ဘာလို့နားမှာလဲ။အသမီးတို့ငါရှာနေသလောက်ရှာအောင်ပါ။ဒီနေ့ကိုစောကြီးပြန်အောင်မယ်ထင်တယ်။အားစောကြီးပြန်ရင်တို့တွေဖျားဖို့သွားရအောင်။အမဂယူးဆိုင်အောင်နော်။စီကကောင်းကြီးပြပြီးလှုပ်ကိုသွားတယ်။လုံးဝတော့တိတ်မျက်နှာတက်ပြီးစီဝဲပေးထားတဲ့မွေးဟင်းကားပူပူလေးကိုထမင်းချက်နေစားလိုက်တယ်။အိုးဘေးပါလား။ဒီလိုကတော့လေသူ့အတွက်သူကောမခံမေးငါနဲ့သမီးလေးအတွက်ပဲဦးစားပြီးနေစမ်းပါ။သူချစ်တဲ့ကောင်မလေးကဘယ်သူဆိုတာငါစုံစမ်းရမယ်။ဟုတ်ပြီ။မမီတို့စီဖုန်းဆက်မယ်။အဲ့လိုရေရွတ်ပြီးတော့ဖုန်းသစ်ကိုကိုင်းကမမီနေတဲ့နံပါတ်ကိုထိလိုက်တယ်။တစ်ဖက်ကတော့တင်တင်ဖုန်းတန်ကြောင်အိမ်ကြီးကနိုးလာတယ်။ဘုံနမစိတ်ကိုတွေ့တော့ချက်ချင်းကိုင်းလိုက်တယ်။ဟယ်လိုတားလား။ဟုတ်တယ်မမီ။တားမမီတားကိုလွမ်းလာပြီးအိမ်ပြန်လာခဲ့ပါတားရဲ့။တားပြီးပြောတဲ့အကြောင်းကိုလည်းခေါင်းနဲ့မထည့်ထားပါနဲ့။အိမ်မတားလား။ဟုတ်တယ်ရော့။ရှင်မဲတားကိုအိမ်ပြန်လာဖို့ခေါ်လိုက်။ဒေါ်တင်နေကြီးကယောက်ျားဖြစ်သူကိုဖုန်းပေးလိုက်တယ်။ဟယ်လိုတား။ဒီပြောတာစိတ်ထဲမထားနဲ့။အခုအိမ်ပြန်လာခဲ့ပါ။မင်းအိမ်ပြန်မလာရဲ့မင်းမေကိုအသက်ပေးရလိမ့်မယ်။ပြန်လာခဲ့ပါသားရဲ့။မင်းအဖိုးနဲ့ဘွားကလည်းမင်းကိုအရန်တရိယာနေကြပြီ။ဒါခဏပြန်လာမယ်လေဒေဒီ။စပီကာဖွင့်ပြောတာကြောင့်ဒေါ်တင်တင်ကြီးမှကြားနေရတယ်။ဒါကြောင့်ဖုန်းကိုဆွဲယူပြီးဘာကိုခဏလေးဒီကတားရင်ဖဲကိုမမီဖုန်းပြောနေတော့သမီးကိုတန်းကြောင့်လုံးဝမိခင်ဖြစ်သူစကားမပြောနိုင်ပဲသမီးကိုတောက်ခွေကြည့်တယ်။သမီးရဲ့မငိုပါနဲ့။ယူပေါက်ကြတာတက်တက်လုပ်ပေးမယ်နော်။တာမမီခဏနော်သမီးကိုတန်ရှင်းလုပ်ပေးအောင်မယ်။နာမမီတာပိုင်ပါနဲ့ပြန်ခေါ်မယ်ခဏနော်။ပြောပြီးတော့ပုံချလိုက်တော့တစ်ဖက်ကမိခင်ကအတွေးပေါင်းစုံဖြစ်နေပါတယ်။ယောက်ျားကလေးတော်ကိုကြားတယ်မလား။အေးကြားတယ်။သူ့ကလေးလည်းမသိဘူး။တာများကိုရတော့လား။မင်းကတော့ပောက်ကရပြောနေပြန်ပြီ။တာအရင်ထွက်သွားတော့ခုမှ9လပဲရှိသေးတာ။ဟုတ်တာပဲ။သူပိုင်ပါနဲ့ခေါ်မယ်ပြောတာပဲစောင့်လိုက်တော့15မိနစ်ကြာဗီဒီယိုကောခေါ်လာတာကြောင့်ဒေါ်တင်တင်စိတ်လှုပ်ရှားစွာကန်လိုက်တယ်။ဒါတတဲ့ရဲ့မမီသမီးနှုတ်ဆက်လိုက်အောင်ဖော်ဖော်။လုံးစကားကြောင့်သမီးကပြုံးပြပြီးတော့ဝဝပြောတယ်။ကလေးကချစ်စရာလေးဘသူကလေးလဲ။တားကလေးမမီချစ်စရာလေးနော်။အေးပါ။ဒါနဲ့တားအိမ်အောင်ကြနေပြီပေါ့။အဲ့ကလေးကတားမိမနဲ့ပါလာတဲ့ကလေးလား။အဲ့ဒီစကားကြောင့်လုံးဝရုပ်ရည်အတွေ့တစ်ခုပေါ်လာပြီးကောင်းကြီးပြလိုက်တယ်။ဟုတ်တယ်မမီ။တားအမကိုချစ်လို့သူ့ကလေးပါလက်ခံလိုက်တာ။ဖေဟာ။တားရဲ့မှိုက်လိုက်တာ။ယူစင်လည်းအပြည့်ဝရှုပါလား။နေစမ်းမအောင်သူ့ဟာဘာမှလဲငါအရန်တော်တာသူပဲသားနဲ့ဒီကလေးကိုလှုပ်ကြွေးတာအခုလှုပ်သွားတယ်တားရဲ့လက်မထိုးမိပြီလားဟုတ်ပါမီသားတို့အချင်းချင်းပဲလက်ထပ်လိုက်တယ်ဖြစ်ပြီးမှတော့မတက်နိုင်တော့လေအဲ့ဒီမင်းကလေးနဲ့သားဒီမှာပဲလာပြန်နေကြမမီသားကိုမခွဲနိုင်ဘူးမမီသေးလိမ့်မယ်သိလားသားလုံးဆရာလုပ်ပြီးပြန်လာခဲ့ပါမယ်အေးကလေးကတော့ချစ်စရာလေးပဲဒါနဲ့သားကလုံးမလုပ်ဘူးလားငါကသားကိုရမ်းချစ်တာစီမမီမလားလက်မွေးမီမလားထားတာလေသူပဲဦးစီးလှုပ်ဆောင်မိတာဒါနဲ့တီတီတို့လည်းများအမျိုးနဲ့တူနေရလားမဟုတ်ဘူးမင်းတီတီတို့လည်းများလွတ်လွတ်လပ်လပ်နေလို့ရအောင်သူ့ယောက်ျားပိုင်နဲ့တိုင်မှနေခိုင်းလိုက်တယ်ဟုတ်ကဲ့မမီတာမနဲ့တိုင်မအောင်မေသားကိုရမ်းစစ်တော့သူ့ရိတ်မှာပဲခိုးလုံစီခြင်းတာအမလေးတော့ဖြစ်နိုင်မင်းနဲ့မနဲ့မမီကိုစကားပေးပြောစမ်းပါဟုတ်ပါပြီဒီကတော့မမီကျမရဲ့ကြီးဆိုင်တော့သမီးဘဘကိုအဝါပေးလိုက်အောင်အဲ့ခါသမီးကနှက်ခဲဆိုပြီးတော့ပုံစံကလေးကိုနမ်းပါတယ်ဒေါ်တေတေတို့လည်းများချစ်စရာကောင်းတဲ့လုံးမျက်နှာစီရမှုရတဲ့အောက်မှာကြာရှုံးသွားတယ်။အမေတာပဲနော်။ဒါလုံးစရာရှိလို့နေရ3ရက်နေပြန်လာခဲ့မယ်။အေးဒေါ်တေတေရစိတ်ချမ်းသာစွာနဲ့ပုံကိုချပြတယ်။ယောက်ျားတားရဲ့မိမတားကိုချက်ပုံရတယ်။တေတေတို့တားရဲ့မျက်နှာလေးကပြည့်နေရောဟုတ်တော့ဟုတ်ပါတယ်။မင်းသားတော့မိမယူရတော့သူ့ကိုရှာကျွေးမယ်မိမကိုယူတာ။ညံတော့ပြေးတယ်။ခက်တာကလေးပါလာတာပဲ။အော်ယောက်ျားလေကလေးလေးကချက်ဖို့ကောင်းပါတယ်။ဒါမိမချင်းယူမှာဆိုတော့ကလေးမရနိုင်တော့မွေးစားရမယ်တူကလေးပါလာတော့ကောင်းတာပေါ့
ဒါဘသူ့ကိုပဲရွေးချယ်ဒီနေ့ကသဘောတူပြီးသားပဲအတီကသားပြန်လာဖို့အေးပါကွာမင်းရဲ့သားမှားတော့တာစားလားအစာမြများစားရတိပါတယ်ကိုပဲအစာမြများစားတော့အမလီခုမှအလုံးကြီးကြတော့တယ်သားလေးရဲ့မျက်နှာမြင်ရမှရင်ထဲကိုအေးသွားတာပဲဟုတ်ပါပြီမိမဆက်ချမ်းသာရင်ကိုပြောပါတယ်ဖေဖေနဲ့မမေကိုနောက်မှအေးစေးပြောပြတော့မယ်ယောက်ျားပဲပြောလိုက်တော့မိမဒီနေ့အလားသွားပြအောင်မေးဒါကိုမိမစိတ်ချမ်းသာတဲ့ပုံပဲမြင်စေချင်တယ်တဘောလင်မယားနှစ်ယောက်ခရိုင်းလိုစိတ်ညစ်မနေပဲရုပ်ရှင်မြူးတူးနေကြပါတယ်ဒေါက်တာတင်ကတော့အပြုံးဆုံးပေါ့ဘုရားကြီးတရားကြီးအောက်မှာဘုရားလာပူတဲ့သူတွေကအေးငိမ့်မယ်ထင်ပါတယ်ဒါပေမဲ့လုံးဝတော့မအေးငိမ့်နိုင်ပါဘူးသူပြောမိစကားကိုစိတ်လက်မခံနိုင်မှဆိုတာကြောင့်ဘုရားမှာဆူတောင်းရတာအခါခါတော့ဘာဖြစ်နေရလဲဘာမှဖြစ်ပါဘူးလိန်နဲ့မင်းစီရတာခဏမငြိမ်ဘူးအိမ်မှာလည်းရရောက်မမနဲ့ခမကိုကြုတ်ပြောကြရှိလို့ပါလေမင်းအိမ်ကိုပြန်လို့မေးကြောင်းလားစိတ်စကားကြောင့်လုံးဝအံ့ဩသွားတယ်ဇေယျလုံးနဲ့သမီးကိုခွဲရမှကြောင့်မျက်နှာပြက်စင်ပင်မိအတက်နိုင်ဆုံးစီကောင်းအောင်ထိန်ထားရတယ်ခမဘလို့သိရလဲမင်းကငါပြောဖို့ပါတယ်လူတွေရဲ့မျက်လုံးကလိမ်လို့မရဘူးလို့အဲ့လိုတပြည့်မင်းလိုဖြူစင်တဲ့လူတွေကပို့ပြီးတော့ကဲခတ်လို့လေပြန်ပါမင်းမပါရီစီမှာသူတို့လည်းမင်းကိုတွေ့ချင်မှာပဲလေမနေ့ကငါပြောတဲ့စကားတွေကတကူကောင်းဆန်တယ်လို့ဖြစ်နေတယ်ဒီကြစဉ်းစားကြည့်တော့လေသမီးကမင်းနဲ့နေကောင်းစားမှာပါခမလိုက်ရမှာပါဇေယျမတင်မှတ်ထားတဲ့စကားကိုကြားတာကြောင့်အကျဉ်းကြီးထအော်တော့စိတ်ရင်ဝင်တဲ့သမီးလေးကလန့်ပြီးမျက်နှာမိန်ကိုနေခမလည်းအရန်အော်တာပဲသမီးလန့်သွားသမီးလားမမကသူ့ကိုကင်းကိုက်လို့ထအော်တာတဲ့လုံးဝစိတ်ကိုစူရင်းနဲ့သမီးကိုပွေ့ကြည့်ကချော်တယ်သမီးကလေလုံးချော်တာနဲ့ချက်ချင်းတိတ်ပါတယ်ငါနားကြမလားအမောင်ခမကိုဒီချက်လန့်စရာပြောမှမလို့စိတ်ကိုအေးထားမင်းလိုပြောမှပဲငါနှလုံးတုန်ချင်လားခမလေးပြောယောက်ျားဖြစ်ပြီးတဲငယ်နေသေးတယ်ကျုပ်ကခမကိုကျုပ်မိမလိုမိဘတွေကိုပြောထားတာဒီတခါတန်ပြင်းနဲ့ထအောင်မှဆိုတာကြောင့်လုံးဝစိတ်ပါဆက်ကိုသူမနဲ့နဲ့အုပ်ထားတယ်စိတ်ခမအတမထွက်ရဘူးမျက်လုံးသာပြူသွားတယ်သမီးကဒါကိုကြည့်ပြီးဘာထင်လဲမသိပဲတခိခိရီနေပါတယ်ပရိသတ်များရှင်ပေါ်ယိုတော့ဘန်ဒပွင်းဆိုတဲ့ဇာတ်လမ်းလေးအပိုင်းတစ်ကိုတင်ဆက်ပေးကြပါနောက်ရမှာတော့စသိမ်းမိုင်းကိုတင်ဆက်ပေးအောင်မလို့စောင့်မျှော်နှာဆင်ပေးပါအောင်ရှင်နောက်ဆရာပေးခဲ့ကြတဲ့ပရိသတ်တဦးတစ်ယောက်ချင်းစီကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်